Minglava. So, Google may have you. So very fucking more 1-3 Prince or A star baby. Okay. ကျွန်တော် Prince ရဲ့ join ပေါ်တာနေတင်ချင်း OG2 Tom Crenshaw Mafia Blood. Sorry, Yelama. Okay, so go blue sort of side pillar, but do you inspire shape your the rubber blue salo pillar? အဲ့ဒါကျွန်တော်အိမ်မှာအကိုဝင်းခွဲတွေပါလေအဲ့လိုတွေပါရှိတော့သူတို့ကအဲ့လို red ချင်းတွေနားထောင်ကျွန်တော်ငယ်လေးတွေကအဲ့ဒါတွေကိုခိုက်လာတာ So do you inspire ပဲ ကြိုက်ဆုံးကလဲဝဲ လေဝင်း so နိုင်ငံသားချင်းတွေပဲ local တွေကိုနားထောင် အဲ့တုန်းကတော့အဲ့လဲဝဲတို့အမနန်တို့တချင်းတွေကိုသူတို့ကဖွင့်အဲ့ဒါမျိုးနားထောင်တာ အဲ့နေစပြီးတော့လို့ review မယ်ပါညာဆိုပြီးလို့စုံမြင်ချက်ချတယ်ဒီ local ထဲမှာရောလို့ inspire ဖြစ်ပြီးကြိုက်တဲ့လူတွေပဲရှိတယ် အဲ့ကြောင့်အများကြီးပဲအကုန်လုံး တော်တော်များ ကျွန်တော်လှိုင်နေရဆိုအဲ့လှိုင်နေရလူတွေအားလုံးတော့အဲ့လိုမျိုးကြိုက်တယ်နားထောင်ငယ်တော့အဲ့ဒါတွေပဲနားထောင်อ่ะ ဆိုအဲ့လိုစစ်ထုတ်ပြီးတော့သဘောအကြဆုံးတွေဆိုလို့ရှိရင်ဘယ်သူတွေဖြစ်မလဲချီမီပြုတ်ဝိုင်းရတာချက်ဖကြည်တုံးအကုန်ကြိုက် အကုန်ကြိုက်တယ် ကုန်ကြိုက်တယ်ဆိုတော့ဘယ်ချင်းရစာပြီးစလို့ဖြစ်တယ်ဘယ်တက်ရလား တချင်းလောက်တာ တချင်းစလို့တယ် ချင်းလောက်တာ10တန်းပြီးတော့မှပေါ့အဲ့လိုတက္ကသိုလ်တက်နေတဲ့အချိန်မှာတချင်းနေစားဆို ကိုယ့်ကိုပဲစမ်းပြီးတော့ဟိုမေးတီမီနဲ့ပဲကျုံတာ တီးပေးတဲ့လူတွေပါရှိတယ်တီးပေးတဲ့လူတွေကလည်းသူတို့လည်းအဲ့လိုအရင်ကြီးတော့ဟိုလိုဆရာကြီးတွေလည်းမဟုတ်ကိုယ့်ကအဲ့ဘော်ရာချင်းပဲအဲ့ဒါတွေလုပ်ပြီးတော့ download ပြီးတွေပါတယ်နဲ့ဆိုသေးတယ်နောက်ပိုင်းမှာသိချပြန်လုပ်ပြန်တာ ဆိုနေတင်ချင်းအောင်ဘယ်လိုစပြီးတော့ဒီ ကျွန်တော်တချင်းကိုဝါသနာပါစသည်တာငယ်တွေကဗျာဘာလို့ကျွန်တော်နှစ်ခုလောက်တယ်ဘောလုံးရိုင်းကန်တယ်တချင်းရနာထောင်တယ်ငယ်တော့ကျွန်တော်ဂီတာတွေပါတီးတင်မှုတယ်အိမ်ထဲရန်ဖြစ်ပြီးတော့ဂီတာတွေပါရိုက်ချိုးမတတ်တော့တာပေါ့အဲ့ဒါပြီးတဲ့အချိန်မှာကျွန်တော်က10တန်းလောက်ထိရမတ်တာချင်းတွေနားထောင်တာများတယ်ကျွန်တော်ကိုဝင်ခွဲတွေစီကနေအခွေတွေရသူတို့ original အခွေတွေဝယ်လေးရှိတယ်အဲ့ဒီကကျွန်တော် metal အခွေတွေပဲငှားပြီးတာတစ်ခေါက်အဲ့သူတို့စီကနေသွားပြီးအဲ့လို Jay-Z ခွေရယ်နောက် Yellow Wolf ရဲ့ radio active လာမသိအဲ့ခွေအဲ့လိုတခြားခွေတွေငှားလာပြီးနားထောင်ကြည့်တော့အဆောင်းမိုက်တယ်ရှစ်ကျွန်တော်ထင်တာကလည်းမတူဘူးပြီးတော့ကျွန်တော်တင်တာ rubber ဆိုလို့ပေါ့နဲ့ငပေါ်ပါညာလို့မျိုးပေါ့နော်အဲ့လိုထင်တာလားဆောင်းမိုက်တယ်ဒီကောင်းလေးဒီလိုလမ်းပေါ်လာပြီးတော့ဒီလိုချမ်းသာပါဒီလိုရွှေဆွဲကြွတာဝေးဒီကောင်းလေး lifestyle ဒီကောင်းလေးချရောင်းပြီးတော့ဒီကောင်းလေးနေပုံထိုင်ပုံသူတို့ရဲ့အတွေးခေါ်တွေချရောင်းချမ်းသာပါငါလည်းလှုပ်လို့ရတယ်အဲ့တွေးစဖြစ်တော့အဲ့နေတော့ပါစဖြစ်ဟုတ်ပါဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာနားထောင်တာပဲရှိတယ်ရဲရင်သူဆွဲကောင်ရှိတယ်ကျွန်တော်နဲ့တက္ကသိုလ်တူတက်တဲ့ကောင် Victoria မှာတက်တယ်ဒီကောင်ကကျွန်တော် studio ခေါ်သွားတာနေမင်းက sound daddy sound တွေပါတယ်နားထောင်တယ်မင်း studio like ခဲ့studio မှာ like မျိုးပေါ့နော်အဲ့မှာကျွန်တော်တို့စားစုံတာ Sweet G ထင်တယ် Sweet G နဲ့စားစုံပြီးတော့ Sweet G ကကျွန်တော်တို့ beat တွေတီးပေးဘူးတယ်3-4 ပုတ်လောက်ရှိတယ်အဲ့ကနေစားဟုတ်ကဲ့ ဆိုအဖွဲ့တွေပါစဖွဲ့ပြီးတော့ run ဖြစ်တဲ့အချိန်တွေပါရောဘယ်အချိန်တော့ဖြစ် အဖွဲ့တွေကအဲ့လိုစားလို့တွေကဟိုလူနဲ့ဖွဲ့လိုက်ဒီလူနဲ့ဖွဲ့အဖွဲ့တွေကတော့အများကြီးရှိတယ်မှတ်တော့ပါပြီအဲ့နောက်ပိုင်းမှာတေချာလုပ်ဖြစ်တယ်ကျွန်တော်အဲ့2016 19လောက်မှအဲ့လိုအဖွဲ့တွေနဲ့ကိုအဖွဲ့လေးနဲ့ကိုအဲ့လိုမျိုးတချင်းတွေလည်းကိုအဖွဲ့အလူတွေနဲ့ပဲကိုထုတ်အဲ့လိုမျိုးနောက်ဆုံးဖွဲ့ထားတာ သူနဲ့ကျွန်တော်နဲ့စုံတော့ကျွန်တော်အသေးတွေပါကွဲနေတာအဲ့တော့အခွေတွေပါလုံးကြည့်ပါလားအဲ့လိုပြောရင်းနဲ့ ဒီကောင်အသေးကွဲပြီးတော့ဘာမှမလုပ်တော့ ခွေလုံးကြည့်ပါလူမိုင်းတို့ဘာတို့ပါတယ်အဲ့ဗန်အသေးကွဲပြီးထုတ်တာလား ဟိုဒါပေမဲ့အဲ့မတိုင်ခင်မှာလည်းမင်းနဲ့ငါနဲ့ရှိတယ်လေဟို ဟုတ်တယ် talk too much talk too much ဆိုတဲ့အချင်းရှိတယ်သူနဲ့ကျွန်တော်နဲ့သိတာ99 Symphony စီမှာသိတာ99 Symphony စီမှာကျွန်တော်နဲ့99နဲ့ album လုပ်နေတဲ့အချိန်သူတို့ကလာပြီးတော့အတန်သွင်းတာနားထောင်ပြီးတော့ဒီကောင်နဲ့မိုက်တယ်ကျွန်တော်တို့ကအဲ့လို English လိုနည်းနည်းညက်ဆိုလေးရှိတယ်ဗျာကျွန်တော်တို့စကားလုံးလေးမှာဘိုးဆန်နေတာပေါ့ဒီကောင်နဲ့ဗမာလိုပဲဆိုတာဗမာလိုပဲဟာဒီကောင်လေးမိုက်တယ်ဒီကောင်လေးသူတို့ aesthetic ကလည်းဟုတ်တယ်ဟာနဲ့ပြီးတော့သူတို့ကနောက်ပိုင်းသူက download ပြီးနေတယ်ကျွန်တော်တွေ့တယ်သူတို့ဆိုတာကျွန်တော်ကလည်းစတီးနေတဲ့အချိန်အဲ့တော့မှကျွန်တော်စတီးရဆိုတာလို့အရင်တည်းကတီးတယ်ဗျာဒါပေမဲ့အဲ့တီးတဲ့ beat တွေကိုတကယ်အသုံးချဖို့လုပ်နေတဲ့အချိန်ကျွန်တော်တီးတာဆိုကျွန်တော်ဆိုမယ်အဲ့လို border တွေ base ဆိုမယ်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်ပထမဆုံး beat ပေးတာသူ့ကိုထင်တယ်အိမ်လာပြီးတော့သူရွေးသွားပြီးတော့သချင်းတစ်ပုတ်လုပ်တာပါproducer အဆိုတော်ပါတယ်နော်အဲ့မို့ ဆိုဟိုအခုနောက်ဆုံးဖွဲ့ထားတာ SK ဟုတ် အဲ့ဒါဘယ်နေရလို့ရှိ15ယောက်လောက်တော့ရှိပဲမှန်ပါတယ်မဟုတ်ဟိုလိုမဆိုတဲ့လူကလည်း10ယောက်လောက်ပဲရှိတယ်ကျန်တဲ့ဟိုဟာတွေကင်မရာရိုက်ပေးတာရောပါတယ်အဲ့လိုဂီတာတီးပေးတာရောအဲ့လိုမျိုးရှိတယ်ကျွန်တော်မှတီးနေတဲ့လူတွေရော အုပ်လိုက်ရောအဲ့လို ဟုတ်လားကို group နဲ့ပဲကိုအဲ့လိုပဲအဲ့လိုပဲလုပ်လိုက်တယ် ဆိုဟို chain တွေပါနေ
ချင်းရမွေးနေ့လက်ဆောင်ရတာအ ကော ကော က် င့် လို့ ထဲ ထား မှာ မဟုတ် အကောင့်ထဲကကောင်လေးတယောက်ကမွေးနေ့လက်ဆောင်ပေးတာ तू ကအဲချင်းနေပါလေလောက်တာ ဒီကတော့ rubber ရဲ့နော် chain ကစား ခန့်တယ် ဒါတော့ brother ကျွန်တော်ပြောတာပပါရီယာတည့်ရတိုင်းပဲကျွန်တော်ဟိုကနေရ ဟုတ် ဟိုဟာ P flow နဲ့ ကျွန်တော်နဲ့ အဖွဲလုံး အဖွဲ့ နော် ဟုတ် tribute ကျွန်တော်အဲ့မတိုင်ခင်မှာကျွန်တော်2013မှာကျွန်တော် YGN Flame ဆိုပြီးရရှိတယ် ဟိုဟာဘာလဲ bring the red back အော်အဲ့ဒါ ဘင်းတဲ့ rapper တူတာတို့ 99 တူတာ99လို့နဲ့ကျွန်တော်တို့နဲ့ IK တွေကတည်တယ်သူကလည်းလို့ Street Zero နဲ့ connection ရှိတယ်ပြီးတော့ Street Zero အဲ့ချိန်မှာ MYX ဆိုပြီးတော့ အဖွဲထောင်အဲ့မှာတူတာတို့ကပါတယ်ကျွန်တော်တို့ကမပါတော့ဘူးကျွန်တော်တို့ကအဲ့ရနေပြီးတော့ Street G နဲ့ time back coin တက်ပြီးတော့ထွက်ပြီးတော့ကျွန်တော်တို့အဲ့လို YGN Flame ဆိုပြီးဖွဲ့လိုက်တာကျွန်တော်အဲ့ထဲမှာပါ YGN flame ပြီးတော့မှဟိုဟာက 8 ကဖြစ်တယ်ဟုတ်အဲ့ YGN Flames ကလည်းလို့ပဲလူတွေအားလုံးကရဲဟိုအတင်မလားကိုစီတခြားနယ်ပယ်တွေရောက်ကုန်လားအဲ့မှာကျွန်တော်တို့နှစ်ကောင်နဲ့ကြံလာငါတို့ကတော့ဆက်ဒိုးမှာမင်းနဲ့ဒိုးမှာမလားဒိုးမယ်ဆိုပြီးတော့နာမည်ဖွဲ့ပြီးအဲ့အကိုကြီးတည်တယ်အဲ့အကိုကြီးက Triple H က99မဲ့တစ်ခွေလုံးတီးတာလားဟုတ်နော်အဲ့မှာဓာတ်ပုံတော့မှတ်မိလိုက်တယ်ဘာညာထားမတ်တယ်လို့ဘာလို့နဲ့အဲ့3ယောက်ပုံတော့တွေ့ဘူးတယ်ဟုတ် P flow ကဆက်လုပ်သေးလား P flow ကစင်ကာပူရောက်ပြီးတော့အလုပ်လုပ်နေတာ ဩဟုတ်လားသူတို့တချင်းဆက်မလုပ်ဖြစ်တော့ဩအဲ Triple H ကကျွန်တော် disband ကသူကအဲ့လိုပြောသွားတာကိုမပြောပါဘူးကျွန်တော်မသိလိုက်သူရောက်ပြီးတော့တပတ်လောက်နေတဲ့အထိသူအဲ့မှာသူအလဲထွက်သွားလို့ပဲပြောတာကျွန်တော်ဒီမှာ show ရလို့သူ့သမီးတာ Fiverr မှာအဲ့တော့မှတိအဲ့တော့မှတိတော့ okay မင်းငါ့ကိုဒီလိုတော့ပြောသွားတယ်မင်းမပြောတော့ဆိုရတယ် disband ဆိုကျွန်တော် disband လိုက်တယ်ဩအဲ့ဒါ Triple H ကရက်သွားပြီရက်သွားပြီကျွန်တော်တယောက်တည်းနဲ့ပဲဆက်ရအောင်အခုကနောက်ပိုင်းကျတော့ SK အနေနဲ့လည်းလုပ်မယ်နေတင်ချင်းအနေနဲ့လည်းလုပ်မယ်ဟုတ်ကျွန်တော်အဓိကလို့တယောက်တည်းမလုပ်တော့ဘူးဗျာကျွန်တော်အဖွဲ့နဲ့ရှိမှ pack တစ်ခုရှိမှကျွန်တော်တော့ပို့ပြီးတော့ perfection ရှိတယ်လို့ခံစားရတယ်အဲ့တော့ကျွန်တော်အမြဲတမ်း pack နဲ့ပဲနေတာများတယ်အဲ့ဒါကိုသဘောကျအဲ့ဒါကိုသဘောကျတယ်အုပ်စုလိုက်အဲ့လိုမျိုးသွားရတာပြူရတာလှုပ်ရတာနေရတာထိုင်ရတာအဲ့လိုတွေပိုသဘောကျအဲ့လိုသဘောကျတယောက်တည်းနေရတာမျိုးထက်ပို့ပြီးတော့လည်းအဲ့လို creative ဖြစ်တယ်လို့ထင်တယ် music အနေနဲ့ကြာလို့ကိုကဘယ်ဘိုင်းတွေကိုအဲ့လိုမျိုးဟိုကြိုက်ပြီးတော့အခုလက်ရှိဟုတ်ဒီဒါ hip hop blogger ပဲပြောရမှာဟုတ်ဆိုတော့အဲ့ထဲမှာဘယ်လိုပုံစံနေနဲ့ဘယ်လိုဟာမျိုးတွေကိုကြိုက်တယ်အခုလက်ရှိမြန်မာနိုင်ငံရဲ့ဟိုဟာကိုဘယ်လိုမြင်ကြိုက်တာရင်ပြောမယ်ကြိုက်တာကကျွန်တော် trap ကြိုက်တော့ triplet တွေကြိုက်တာဒါ triplet ကြိုက်တော့ကျွန်တော်နားထောင်တဲ့အချိန်မှာကျွန်တော်အရန်ကြိုက်သွားတာ trap music ဖြစ်သွားတာtriplet flow တွေအဲ့လို metal တွေမှာတုံးတဲ့ flow တချို့ကလည်း trap က rapper တွေတုံးတဲ့ flow နဲ့အတူတူပဲအဲ့တော့ relate လို့ရပြီးတော့ကျွန်တော်အဲ့ဒါအရန်ကြိုက်သွားအဲ့ကြိုက်တဲ့အချိန်မှာကျွန်တော်အရန်ကြိုက်ဆုံးက Chief Keef yes Chief Keef ရန်ကြိုက်ပါသူကကျွန်တော်နဲ့တစ်လလောက်ပဲကြီးတယ်ကျွန်တော်ဘာမှမဟုတ်ခင်မှာဒီကောင်စောက်ရမ်းကျန်းနေပြီဟုတ်လားတောင်းစားရပါနောက်ဆုံး trap drill အစားသူလို့ပြောလို့ရတယ်သူက drill လည်းသူစားတာ King Von တို့ဘာလို့ကြိုက်လဲ King Von ကြိုက် King Von ရှော့အဲ့ကောင်ရှော့တာကြီးအကျန်းကြီးနော်လုံးဝအကျုံကြီးပဲ Game phone နေတစ်ခေါက်အဲ့ trap နဲ့ပတ်သက်ပြီးတော့ပြောတဲ့ဟာဟုတ်ဗီဒီယိုတကူမှလားမသိဘူးအဲ့တွေ့ဘူးတဲ့အဲ့ဒါ trap ကအဲ့လိုမျိုး sort တစ်ခုပဲပေါ့ဆိုပြီးတော့အဲ့လိုမျိုးပြောဘူးတဲ့ဟာကြားဘူးတယ်ဟုတ်အဲ့လိုအဲ့ sort လေးကိုထည့်လိုက်လို့ရှိလို့ရှင်ကာလာတွေကအမျိုးမျိုးချိန်သွားမယ်ဆိုပြီးပြောအဲ့ဒါလေးနည်းနည်းအကျယ်ကွင်းလေး trap music create လုပ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ရှင်းပြအဲ့ trap music ရဲ့ drum pattern ကဗျာအဲ့လိုကျွန်တော်အမြင်ပေါ့နော်မှားနိုင်တယ်တခြားဘယ်ဟာနဲ့လာထည့်လိုက်လို့ရဥပမာအခု jazz music ရှိတယ် jazz music ထဲကတချို့music theory ပုံစံတွေယူပြီးတော့ trap မှာထည့်ပြီးတော့ new jazz ဆိုပြီးတော့လုပ်လို့ရတယ်အဲ့လိုပေါ့နော်အဲ့ဒါဆိုရင် jazz trap ဖြစ်သွားမှာပေါ့ new jazz သူကနာမည်ပေးလိုက်တာ new jazz ဟို west coast music ကိုဟို trap လို့ 8way တွေထည့်လိုက်တော့ new west တို့မျိုးလေnew jazz တို့ခေါ်အဲ့လိုမျိုး trap music ကဂျန်နာတော်များနဲ့ရောလို့ရတယ်ရောလိုက်ပြီးတော့အသစ်ဖန်တီးလို့ရတယ်အဲ့ဒါကိုကျွန်တော်အကြိုက်တခြားကိုတခုတခြားဟာကိုစုပ်ကင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုရောဖို့ idea မပေါ်တာဖြစ်မှာပေါ့နော်တော့ဟိုလိုမျိုးပဲသူက drum ကအဓိက yes drum ကအဓိက hi hat ပေါ့ဟုတ် hi hat ကစ်လည်းပါပါတယ် kit တွေရော hi hat တွေရော snare တွေအကုန်အဲ့ drum roll ပေါ့ drum pattern ပေါ့အဲ့ drum pattern အဓိကတဲ့ drill လည်းအဲ့တိုင်းပဲနော် drill မှာလည်းသူ့မှာအဲ့လို pattern ရှိတယ်ဟုတ်အဲ့ drill ကလည်း trap ကနေပဲကွဲလာတာဆိုတော့စနေတစ်ချက်နောက်ကျပြီဟုတ်နောက်ကျတာပဲရှိတာဆိုလို့ same pattern လို့ပြောလို့ရလေဟိုအရင်တော့ bomb pattern နေနဲ့သူတို့နဲ့ကဘာမှမဆိုင်တော့သူတို့က off တွေဖြစ်သွားတယ်နည်းနည်း
တစ်ချက် off တို့တပား off တို့အဲ့လိုတပီး off တို့အဲ့လိုတွေလာတာဆိုတော့ ဘုံဘတ်နဲ့တော့အရန်ဝေးလုံးတယ် trap ကတကယ်တော့ဟိုဟာနဲ့တော့ down sound နဲ့တော့နီးစက်တယ် down sound နဲ့တော့တီးတယ်ဟာ 36 Mafia တို့ you know ဟုတ်တယ်36 Mafia ပြီးရင်ဟိုဟာ 808 Mafia တို့ပါတော့အဲ့ဒီဟာလည်း okay တယ်ပြီးတော့နောက်အရင်တော့ south side ဘက်ကလူတွေဆိုတော့အဲ့လို pattern ကိုမှဒီဘက်ကကျတော့နည်းနည်းဟိုပါဝါပုံမိုက်သွားတယ်ဒီဘက်ခေတ်ရောက်တဲ့အချိန်မှာ trap ကဟုတ်ကျွန်တော်ဟိုလေးလာဘူးတော့ trap ပေါ်လာတာကတော့ဟိုပါလေ club တွေကနေပြီးတော့စပေါ်လာတာလို့ကြားဘူးလေ club တွေကတော့လို့သူအမြန်ကလို့ရအောင်အရင်တော့ high hat ကိုလို့စစ်မသွားဘူးလေသူကအမြန်ကလို့ရအောင်လူစိတ်ကိုပြေးလို့ရအောင်တင်ပေးလိုက်တာတင်ပေးပြီးတော့တချို့နေရာတွေ off ထားတော့သူကလို့စီးချက်နဲ့ကနေမယ်ဘလို့ဖြစ်နေမှမသိလူ hype နေသေးတယ်ပေါ့အဲ့ရနေပြီးတော့စတာလို့လည်းကြားဘူးလေ sauce ဆိုတာဘာလို့ပြ sauce အဲ့တော့ sauce ကြောင်းပြောလို့ဟုတ်တယ်မလား yes ဟုတ်တယ်မဟုတ်လူတိုင်းမှာ sauce ရှိတယ်လို့ပြောတာလေအဲ့လို sauce ရှိရဆိုတာ unique ဖြစ်တဲ့ပုံစံပေါ့unique ဖြစ်တဲ့ပုံစံခွက်တစ်ခုကို sauce လို့ပြောတာဗျအကိုက unique ဖြစ်တဲ့ပုံစံတစ်ခုကိုအကိုတီဆောက်နိုင်တယ်ဖန်တီးနိုင်တယ်ဆိုတာအကိုရဲ့ sauce ပဲအဲ့ဒါကိုကြိုက်တဲ့နေရာမှာထည့်ပြီးတော့သုံးလို့ရတယ်အကိုဟင်းရဖြစ်သွားမှာဟင်းဘက်ကအဲ့လိုအခြေအနေပါစက်တဲ့ဟာ yes ကျွန်တော်အဲ့လိုဆိုလို့ပြောတာ I sauce ကောင်းတယ်ဘောကြအဲ့ဒါတခါကြည့်ဦးတယ်အဲ့ဗီဒီယိုကျွန်တော်99လို့နဲ့ထင်တယ်ပြောတာဟုတ်တယ်အဲ့တော့ sauce အောင်ပြောဦးဟုတ်မိုက်တယ်လို့ idea fine တယ် trap နဲ့ပတ်သက်ပြီးတော့ရှင်းပြတော့သဘောကျအောင်နေဟိုကို lifestyle နဲ့အကြောင်းအရာတွေကိုပဲဆိုတာများတချင်းနဲ့ပတ်သက်လို့ရှင်ဘယ်ပုံစံစိတ်ကူးရင်လဲဆိုပါကျွန်တော်နဲ့99ရဲ့ Killing Gang album ဆိုလို့ရှင်အဲ့ကမှာမရှိဘူးလေအဲ့လိုတယောက်နဲ့တယောက်တက်ဖြတ်နေတာတို့ဘာတို့ကမရှိဘူးလေအခုရှိရင်တော့ရှိမှာပေါ့နော်ကျွန်တော်တို့စိတ်ကူးရင်ပြီဆိုတာအကယ်လို့အရန်ကြီးငါတို့ open ဖြစ်သွားလို့ရှိရင်ဒါတွေဖြစ်လာနိုင်လားဆိုပြီးတော့အနောက်နိုင်ငံမှာ rapper တွေကဘာတွေလုပ်နေလဲဒီကောင်တွေဘာတွေလုပ်ပိုင်ခွင့်ရှိလဲဒီကောင်တွေရဲ့ spectrum ကဘယ်လောက်ငါတို့ spectrum အဲ့လောက်ရောက်လာငါတို့ကအဲ့လိုဖြစ်လာမှာလားအဲ့ဒါကိုစိတ်ကူးရင်ပြီးတော့ဖန်တီးကြည့်အောင်အဲ့လိုလဲဆိုတယ်ကိုကပုံမှန်ဆိုနေကြဟာမျိုး lifestyle ကြောင်းလဲဆိုတယ်Mary Moore တချင်းနဲ့ဟာရတော့ဟုတ်တယ်နော်သူလည်းစိတ်ကူးရင်ဆိုမှတယ်ဆိုလားစော်ကြောင်းနေတချို့ဟာတွေလောက်ပါပြီးရင်ဟို call me back လို့ပါလို့ဆိုလဲမင်းကစိတ်ကူးရင်ပဲမင်းကစိတ်ကူးရင်ပဲပေါ့အဲ့ဒါဘာလဲတော့မသိဘူးတောင်းတယ်တစ်ခက်လောက်ကအဲ့ဒါဘလို့လဲမဟုတ်ငါတကယ်မသိဘူးအဲ့တချင်းဟိုပါလေအဲ့တချင်းကငါ့ကိုကြော်မုတ်ခိုင်ဆိုငါတကယ်ကြီးလှမ်းပို့တာအခုအဲ့ကောင်နားထောင်ကြီးအဲ့ကောင်သောင်းယူတယ်ဟောကိုနားထောင်ကြီးMary Moore လားဟုတ်တယ်မဟုတ်တယ်အခုသိတယ် Mary Moore မဟုတ်ဟိုရင်တော့နည်းနည်းကြာပြီအဲ့ဒါအဲ့ဝေးတောက်ထောင်းတဲ့တကက်လောက်ဝေးတောက်ထောင်းတဲ့တကက်လောက်အမှန်ဤပါတယ်ရက်ွက်တွေကလူတွေနာမည်တာမန်သုံးတဲ့နာမည်တောင်ပါတယ် average name တွေပါတယ်ထည့်တာဟုတ်တယ် imaginary ပေါ့ဒီကောင်ဒီမှာအဲ့လို sauce တစ်ခုရှိအဲ့ဒါကြောင့်ပဲဒီကောင်အဲ့လိုနားထောင်လိုက်လို့ရှိလို့ချင်းအဲ့လို vibe တစ်ခုရတယ်ဒီကောင်ကအဲ့လိုစောက်ဝက်ပြောင်းနေတယ်လို့တခါလေကျရင်လည်း mean ဖြစ်တာတွေပါတယ်တခါလေကျရင်လည်းပြောင်းနေတာပါတယ်အဲ့လိုလှောင်တာလည်းပါတယ်အဲ့လို diss လုပ်နေတာလည်းပါတယ်အဲ့လိုအမျိုးမျိုးတွေ့ရအဲ့လိုဖြစ်တဲ့ rapper ကိုပို့ပြီးတော့သဘောကျတယ်အဲ့လိုမျိုးလေအဲ့လိုဟာတာဆိုနိုင်တဲ့ rapper ကိုပို့ကြတယ်ဘာဖြစ်လို့ငါတို့ဆိုဟာတာရေးကြည့်ဘူးတော့ကွာအဲ့လိုရေးလို့မရဘူးကွာအဲ့လိုမရေးတတ်ဘူးကွာတချို့ဟာတွေမှာလိုအပ်ချက်ရှိနေတယ်လို့ခေါ်တယ်အဲ့ဟာတာရတာမမြောက်ဘူးကွာအရင်ခေတ်ကဆိုလို့ချင်းအဲ့လိုဟာတာဆိုတဲ့ဟာတွေရှိတယ်ဟိုဟာတို့ကိုချက်ဖားတို့ဟိုကိုရသားတို့ဆိုလို့ချင်းညီလေးတို့ပါလို့ဆောင်းရရှိရတယ်ဟိုပေါက်ပန်းစီအဲ့တချင်းတွေဆိုလို့ချင်းသဘောကျတယ်ဒါပေမဲ့အဲ့လိုကိုတွေအဲ့လိုအဖောက်တွေအဲ့လိုမရေးတတ်ဘူးငါမင်းစီမှာငါအဲ့ဒါကိုမြင်ရတယ်မင်းကငါသဘောကျအဲ့ဒါတွေလည်းပါတယ်ပြီးတော့ status တွေပေါ့ကွာမင်းရဲ့ status တွေအရင်သဘောကျပါတယ်အဲ့ဒါဘက်ကဟိုနေရ serious ပါနေရ serious ပဲပြောတယ်လောက serious ပဲပြောမှာ real talk ပဲပြောမင်းကမဟုတ် fuck တာတစ်ချိန်ဟာတကယ်ပြောတာငါမင်းဟာငါထိုင်ကြည့်တော့ငါအရင်တော့ကွာအရင်တော့ဆိုလို့ရှိရင်ငါအဲ့လိုဘေးကွာရဲ့အဲ့လို wall ပေါ်ကသူ share နေတဲ့ status တွေကိုကြည့်ပြီးတော့ငါရဲ့တနေ့တာ entertainment အဲ့ဒါပဲအဲ့လို Facebook သုံးလို့ရှိရင်သူ့ဘောမှာသူဘာတင်ထားလဲဆိုတော့တော်ကြည့်ရအဲ့လိုရီးရလို့ကွာတဲ့အခုက2ယောက်ပြသွားမင်းနဲ့ပြေးသွားနေ2ယောက်ဘာ share မလဲဆိုတော့ကိုမစောင့်မျှော်နေရဒီနေ့ season လေးကဘာလေးလဲအဲ့တော့ကြပါမယ်မောအခုဆိုမို့နေကဟိုကလေ Evan ကတော်တော်များများထွက်ခဲ့တယ် Mary Moore ထက်များမယ်နဲ့တူတယ်ထွက်ခဲ့ဘူးလား Undersell လားမသိဘူးအဲ့ဒါလည်းရှိတယ် Undersell ရှိတယ်ဟိုဟာနဲ့ Triple H တစ်ခုရှိတယ် EP တစ်ခုရှိတယ်တူတာနဲ့တစ်ခုရှိတယ်ကျွန်တော်တယောက်တည်းရှိတယ်တယောက်တည်းရှိပြီးတော့ဟိုဟာလည်းရှိမှာပါလေဟို Scale Off လည်းရှိ Scale မှာလည်း Scale Off လည်းရှိအဲ့ဒါ၄ခုထွက်ခဲ့တာနေရ5ခုလားခဏတော့
နေရမြတယ် concrete jungle လုံရလောက်တော့ပါ ကန်ရယ် killing gun ရယ်ကျွန်တော်တယောက်တည်းဟာရယ်ပြီးသွားလို့ရှိရင် under cell ရယ်ဒီဟာဆို6ခုပေါ့ 6ကိုရှိရဟုတ်တင်းမိုက်တယ်နေ sound file ဒါဘယ်နှစ်အတွင်းမှာ6ခွေလို့ပြောလို့ရတယ်2018 2018ပါ19ပေါ့19လောက်ဆာဟုတ် sound yan file Anderson မှာကျတော့ဘယ်ရောက်ပါ under cell မှာအဲ့တော့9ယောက်ထင်တယ်9ရောက်ဟုတ်ကျွန်တော်တို့ရန်ကုန်က rapper တွေရယ်မန္တလေးက rapper တွေရယ်စုပြီးတော့လောက်ကြတာအဲ့စုပြစ်တာကလည်းအဲ့လိုကျွန်တော်အိမ်ကို big တို့ဘာလို့ပါတရက်ရောက်ချလာကြော်တက်ဆန်ဆိုတဲ့ကောင်ခေါ်လာပြီးတော့ရောက်ချလာပြီးတော့ငါတို့တချင်းတွေလောက်ကြမယ်ဆိုပြီးတော့လုံနေရတယ်အဲ့ကနေ molotov ကလည်းအဲ့ကနေပဲဖြစ်သွားတာmolotov အဲ့ဒီဟာလုံနေတဲ့ကာလအတွင်းမှာဟုတ်ကျွန်တော်အဲ့ဆောင်းရန်ပေါက် molotov ပြီးတော့မှ album လုပ်ဖြစ်တာ album လုပ်ဖြစ်ဖို့ပြောပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့မလုပ်ဖြစ်ဘူးဗျာတချင်းတွေလောက်ကြမယ်ဆိုပြီးတော့အဲ့ဒါ molotov ကတူတာတီးထားပြီးတော့ဒီလို idea ရှိတယ်ပေါ့အဲ့ကနေစပြီးတော့ molotov ကနေစ connection မိသွား big ရယ်ပြီးတော့နေ big ရယ်ကျွန်တော်ရယ် Hainted ဇော်ရယ်99 symphony ရယ် b-boy ရယ်ကြော်ထက်ဆန်ရယ် p flow ရယ်rubber အရင်များမေ့ပါ sorry rubber အရင်များလို့ဟုတ်တယ်အများကြီးပဲနော်အများကြီးပဲအဲ့ထဲမှာပါမယ်ဆိုပြီးမပါလာကြီးလည်းရှိလိုက်တယ် AY0 ဆိုပါမယ်လို့လောက်တာပြီးတော့မပါပြစ်လာပြီ AYC ကအဲ့ဒီမှာရန်ကုန်မှာလားဟိုမှာရန်ကုန်မှာပဲရှိတယ်ရန်ကုန်မန္တလေးမဟုတ်ခဏငါမင်းရန်ကုန်မန္တလေးပါညာဆိုပါလာဆို rubber တွေလည်းမတည့်တဲ့ကောင်တွေရှိတယ်အများကြီးပဲဟုတ်လားကျွန်တော်မန္တလေးက rubber တော်တော်များများကြည့်မရဘာလို့ကြည့်မရလို့ထင်ကျွန်တော်အဲ့သူတို့ status တွေနဲ့စတာပါအဲ့လိုမျိုးငါရှင်းပြလိုက်ကျောင်းတော်တွေရှောက်ပြောတာငါရှင်းပြလိုက်သူနဲ့မန္တလေးနဲ့စကွိုင်ဟိုကနေစဂုံအော်လာကဝုံအဲ့ဂုံအော်လာကဝုံဒီကောင်ကဖွာတာမှနေတိုင်း share တာမနက်မိုးလင်းတာနဲ့အဲ့ဂုံအော်လာဝုံအဲ့ video freestyle ဆိုတာမန္တလေးမှာ freestyle ပြိုင်ပွဲရှိတယ်အဲ့ပြိုင်ပွဲမှာ freestyle ဆိုမဲ့အချိန်မှာ presenter တဲ့ပေးတာမင်းဆိုလို့ရပြီမင်းလဲပေါ့နော်ကျွန်တော်တို့ဘာမှမသိရှိကိုကြည့်ရေးကိုကြည့်မင်းဆိုလို့ရပြီ go လို့ပြောတာအဲ့ဒါတော့1 2 3 go order ကဝုံဆိုပြီးတော့ဒါပေမဲ့ तू ဆက်သွားတဲ့ကာယံတွေကအလွယ်ကြီးတွေဗျာအဲ့လိုဘာတွေမှမသိကာယံမပါတာတွေလည်းရှိတယ်အကြောင်းအရာတွေကလည်းစောက်တလွယ်ကြီးအဲ့တော့လည်းရှိတယ်လေဆိုပြလိုက်တီးတာပေါ့လေဘာရအဲ့တော့မသိဘူးလို့မဆိုရပါအတရုပ်ပါတယ်တွေ့အလုံးမရတယ်ငနေငါပဲအဲ့ဘဲငါတီးတယ်ဟိုတီလာရှင်ပါတဲ့ဟာလားမသိဘူးဟုတ်တယ်မင်းကတီလာရှင်အဲ့ဒါဆိုစပတ်နဲ့တီလာရှင်အဲ့ဒါလားအဲ့ဒါမလားအဲ့ထဲမှာပါတယ်မင်း red တွေကရှိရရင်နန်းလိုက်တော့ပီရဖင်လာပါလားပီရဖင်ကိုပြီးတော့မှတီလာရှင်လည်းတိတ်တာသူကအဲ့ဒါကိုခွေတာဗျာသူကအဲ့ဒါကိုခွေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ graphy က blind တူထားပြီးတော့တိတ်တာ graphy တော့ Mandalay ရပါတူထားပြီးတိတ်တဲ့အချိန်မှာကျွန်တော်ကောင်ပါတော့ဝင်တီးပေးပြီးတော့အဲ့မှာစကောင်လာရန်ကုန်အဲ့မန်လေးနဲ့တကယ်တော့မန်လေးကုန်းနဲ့မဟုတ်ပါဘူးကျွန်တော်တို့နဲ့ခင်တဲ့လူတွေရှိတယ်သူနဲ့ဆိုလဲသူဆိုလဲဟိုဟိန်းတက်ဆိုပွဲတွေပါရန်ကုန်မှာလုပ်တဲ့ရှင်ကျွန်တော်တို့ပဲကြည့်တယ် AC ပဲကျွန်တော်တို့နဲ့မန်လေးနဲ့ AC ပါပဲအဲ့လိုတချို့တဝက်နဲ့ graphy တို့နဲ့အဆင်မပြေဖြစ်တာဟောဒီတိုင်းမ straight up ပါ social war ပေါ့ social war ဖြစ်သွား social war အဲ့ဒါတွေ music မှာလိုအပ်တယ်လို့ထင်လားအဲ့ beef တွေရောဘယ်လိုမြင်အဲ့လိုမျိုးဆိုရတဲ့ဟာတွေရောသဘောကျရှိတယ်နော်ရှိတယ်တော့မရှိရင်ပြင်းစရာကြီးအားလုံးကတဲ့နေကိုစဉ်းစားကြည့်တိုင်းသားညီလာခိုင်းလေလက်ပါကြီးကမလို့ဖြစ်အဲ့လိုကြတယ်မဟုတ်နေကြတိတ်ဒီနိုင်ငံရဲ့ထားပဲတိတ်နေတယောက်လဲတယောက်တိတ်ဆရာရှိရင်တိတ်ရမှာတိတ်ဆရာရှိရင်တိတ်ရမှာဘောရကွဲလဲမို့ဟုတ်တယ်သူတချင်းထဲမှာဟိုငါတို့တော့မဟုတ်ပါဘူးဒီကောင်ပြတဲ့အချိန်မှာငါသဘောကျသွားတယ်လူမိုက်ပဲလူမိုက်တော့စောင်းရင်စောက်ခါပြရက်ွက်တွေရတယ်ဗလားအဲ့ဒါကြီးအားလုံးတကယ်ဖြစ်ထားတဲ့ဟာတွေကိုပဲရေးတာအဲ့လိုမျိုးအဲ့တော့ဟာကိုရဲလားမသိပါဟုတ်တယ်ကိုရဲဆိုတာကျွန်တော်တငယ်ချင်းရဲ့အကိုကျွန်တော်တို့ဒီအဖွဲတွေပါဖွဲ့ဖို့ပဲသူပဲတိုက်တုံးရဲလို့သူပဲဖွဲ့ပေးပါပြီးတော့အဲ့ဘဲကလည်းရှော့ပါဟောရှော့ပါဂျီးတဲ့ရောက်သွားတာဘာလို့ဟမ်အဲ့ထဲမှာဂျီးတဲ့ရောက်သွားကျွန်တော်ဘော်တာရှိသေးတယ်အဲ့ထဲမှာနာမည်ပါနာမည်တော့ထည့်မိတာချောင်းပြီးတော့ရိုက်ခံရတော့တကယ်လားအဲ့လိုမျိုးချောင်းပြီးရိုက်ရမင်းတို့အဲ့ဒီဟာအကုန်လုံးတကယ်အဲ့ကျွန်တော်တို့တကယ်ထောက်ပြီးတော့လေတကယ်ထောက်ပြီးတော့လေကွိုင်းရှာကန်ထပ်ပြီးတော့လေကွိုင်းရှာကန်အဲ့လိုတချင်းကြောက်ပဲမဲကြီးကလှိုင်မနေရနော်ဟုတ်ကိုလှိုင်ပဲမှာဘာတာဘာတာ
Brooklyn ကနေအုတ်ချင်းတီဆိုတာ အုတ်ချင်းဘာတာအုတ်ချင်း 73ရက်ကွာ Brooklyn နဲ့အုတ်ချင်း Ryan အဲ့ဒါရမ်းကျန်းတယ်အဲ့ Ryan ကတော့တကယ်ပဲငါမစင်းလာဘူးမအုတ်ချင်းတော့ငါသိတယ်ဒါပေမဲ့ Brooklyn နဲ့ချိတ်တဲ့ဟာအဲ့ဒါကြောင့်ကျန်းသွားအဲ့ဒါ fine တယ်မဟုတ်ငါဒီကောင်ကသဘောကျအဲ့လိုမျိုးဟာ reload မှာလည်းအဲ့လိုမျိုးရှိတယ် reload solution လည်းအဲ့လိုမျိုးပဲသဘောကျတဲ့အချက်တွေရှိတယ်အဲ့လိုကိုမမြင်တဲ့ shoot down ကနေပြီးတော့ဟိုဖြစ်လိုက်တဲ့ဟာလေးသဘောကျအဲ့အယူဆလေးတကယ်တော့မဟုတ်ဘာတာတကယ်ဟိုပတ်နေများငါတို့ငယ်တော့အခုကတော့ပတ်မရှိတော့အခုကမင်းကလည်းပတ်အမြင်မှာ50နှစ်ဒါပေမဲ့73ကျောင်းမှတက်လားခုံမှကြာတော့နိုင်ငံလုံးကမင်းအယောက်ကားလမ်းလေးပဲကူလွယ်လွယ်နေဝင်မရဘူးဟုတ်တယ်မရတော့မရှိတော့ဘူးလေအရင်တော့စကော်သေးတကြံဆိုရင်ပတ်အမြင်ရဟိုဟာဆိုကျန်တဲ့ချိန်မှာမရအောင်အဲ့တော့ဟိုဟာတို့ River Riot ရှိလို့ကိုကျော်ရိုးရှိလို့ကိုကျော်ရိုးရှိခင်အချိန်တုန်းကတော့မြင်ရကျန်တဲ့ချိန်ကတော့မရှိတော့ပတ်အခုက rapper ပဲ rapper kid ပဲနော်စင် rapper နော် lifestyle ဘယ်တော့တွေ့လိုက်တဲ့ဟိုဖြစ်တယ်ဒါပေမဲ့ဟိုရှက်ကြီးတော်ထုရတယ်တွေ့နော်ရှက်အဲ့လိုတော့ထုပါတွေ့လိုက်တယ်ပြင်းအရက်ကိုတပတ်ကိုဘယ်လောက်တောက်လဲအရက်ဆိုလို့ရှိရင်တပတ်လုံးတောက်တယ်တပတ်လုံးတောက်တယ်နေ့တိုင်းသူရက်တဲ့နေ့ကဟုတ်လားကျွန်တော်ဖျားတဲ့နေ့တွေပါ4နှစ်5နှစ်လောက်ရှိမရက်သေးဘူးထင်တယ်မရက်သေးဘူးနေကတော့အရင်မတောက်ဘူးကျွန်တော်အဲ့လောက်မတောက်နေအရင်မတောက်ကျွန်တော်အဲ့လောက်မတောက်ကျွန်တော်သူတို့နဲ့တွေ့တဲ့အချိန်တွေပါသူတို့နဲ့တွေ့တာတပတ်မှ2ရက်လောက်ပဲတော့2ရက်ပဲ2ရက်တော့မင်းနေတိုင်းတောက်တယ်ဆိုတော့အဲ့တော့မတောက်တဲ့ရက်ဆိုအဆင်မပြေတာရှိမှာဘူးမရှိပါဘူးမနေ့ကလည်းမတောက်ဘူးမနေ့ကအဲ့ဒါရဟိုတော့မင်းကဟိုတော့ကြီးဖြစ်ဟိုထအောင်အရက်မတောက်နဲ့အရက်ကဆွဲတတ်တယ်ငါနေတိုင်းတောက်နေတာဘာမှမဖြစ်ပါဘူးဆိုတော့မဆွဲပါဘူးဆိုတော့အကွက်ဖြစ်နေအဲ့ကွက်ကြီးမဟုတ်ဘူးရတယ်ဘာဖြစ်မရတဲ့ရက်ဆိုရေတော့အများကြီးတောက်ရအဲ့လိုပေါ့ဩတောက်ပဲနေလေရတော့ရကြောင်တောင်ဖြစ်ရုပ်ရှင်နေပါရှောက်ကြည့်ကြည့်လိုက်ငါနေတိုင်းအရက်တောက်နေတာမဆွဲပါဘူးအဲ့ကွက်ကြီးမဆွဲဘူးလေပြောချင်နေတာအဲ့လိုကြီးအရက်တောက်ကြည့်ပါဆိုခုနကမဟုတ်ငါသူတို့ဖုန်းဆက်တဲ့အချိန်မှာငါဒီကောင်နေအလုပ်လုပ်လာတွေ့တယ်ဟာဒီကောင်နေအလုပ်လုပ်လာလားအလုပ်လုပ်တယ်လည်းမထင်ဘူးသဘောကျသိတယ်မထင်ဘူးဆိုတာဟောလိုမျိုးလုံးနဲ့ကင်နေအေးအလုံးနဲ့ကင်နေရှိရဲဆိုတာလည်းမထင်ဘူးအဲ့ဒါခုနလည်းဟိုတချင်းနဲ့ပတ်စံမရလို့ထင်တယ်နော်တချင်းနဲ့ပတ်စံအဲ့လောက်မရတော့အလုပ်လုပ်ရတာပေါ့ဒါတော့အယမ်းမှန်တယ်နေဒီ music ကဒီမှာလည်းလေအဲ့လိုမျိုး market အရာကဟိုလိုမျိုးလေဟိုခဏလေးဟိုဘယ်လိုပြောမလဲဆိုတော့သူက pop artist တွေဘက်အချမ်းမှာဒါအဲ့လိုမျိုး market ကကြီးထွားနေအဆင်ပြေ hip hop ဘက်မှာကျတော့အဲ့လိုမျိုးတိတာဟိုဟုတ်ရဖို့အတွက်ပေါက်လန်းအရန်နေဒီဘက်က income ပြန်ဝင်လို့ဆိုအောက်ခန်းကအရန်များတာပြီးတော့ underground music ဆိုနေလို့ရှိရင်တိတ်မလွယ်ဟုတ်တယ်ဆို underground ဆိုတော့ underground နဲ့ mainstream ကိုဘယ်လိုခွဲလဲကိုယ့်ရဲ့ lyrics ပေါ့ lyrics နဲ့ lifestyle ပေါ့ဒါပါလူတွေအားလုံး relate လို့ရတဲ့ဟာမျိုးတွေတော့ပဲဆိုလူတွေအားလုံး relate လို့ရတဲ့ lyrics တွေပဲတောက်လျှောက်ဆိုနေတယ်သူ lifestyle အဲ့လိုပဲဆိုလို့ကျွန်တော် mainstream ပေါ့တော့ mainstream သွားကျင်တာ mainstream မဟုတ်ပဲunderground မှာရောက်နေတော့သူရဲ့ ambition ကသူသွားကျင်နေတဲ့ way က mainstream ဖြစ်နေတာဆိုနေအနေနဲ့ဒါပါတော့ mainstream ကိုဟုတ် mainstream ကိုတွားဖို့ရည်ရချက်ရှိလားအဲ့ဒါတခုပြီးတော့နောက်တစ်ခုက mainstream ဆိုတဲ့ဟာဘယ်လိုပြော mainstream ဆိုတာပတ်စံရှာတဲ့ဟာပေါ့နေရဟိုပတ်စံ income ကအရင်ထပ်ပို့ပြီးတော့ဝင်လာမယ့်ဟာတခုရယ်တွားဖို့ရှိလားရယ်ပြီးတော့နောက်တစ်ခုက mainstream ကိုတွားချင်တဲ့ပုံစံဆိုလို့ရှိရင်ဒီ underground မှာဆိုခဲ့တဲ့ပုံစံတိုင်းပဲ mainstream ကိုရောက်ချင်တာလားဒါမှမဟုတ် mainstream ရောက်လို့ရှိရင်အဲ့လိုပုံစံခုန underground မှာဆိုတဲ့အတိုင်းပဲရောက်ချင်တာကျွန်တော်တို့99 symphony တော့အဲ့လိုခံယူရတဲ့လောက်တယ်underground မှာဆိုနေတဲ့ကျွန်တော်တို့ဟိုလေကျွန်တော်တို့မတိုင်ခင်မှာ trap music မှာလို့ကောင်မတို့ဘာတို့ကတုံးတာနည်းနည်းရှားမယ်ကျွန်တော်တို့အဲ့ဒါတွေလို့ legendary က yes legendary နဲ့တခြားကျွန်တော်တို့ကိုကြီးတွေပေါ့သူတို့တုံးတဲ့တချို့ lyrics တွေမှာပါတတ်တယ်လေပါတာတွေကျွန်တော်တို့ပြန်တုံးတာပြန်တုံးတယ်အဲ့တော့အဲ့လိုကောင်မလို့တုံးလိုက်လို့ရှိရင် mainstream ဆင်းမှာဆိုအဆင်မပြေဘူးလေဒါတော့မင်းကလေးနားထောင်တော့မှာမဟုတ်အဲ့ပေါ့ဒါပေမဲ့ဟိုလိုတော့ရှိရ mainstream ကတော့ကောင်မကိုပြဿနာမရှိတော့ဘူးစင်စာအဖွဲ့ရတော့ပြဿနာရှိတော့တယ်စင်စာမဟုတ်လေ mainstream သွားပြီဆိုရင်တော့စင်တာကိစ္စအခုကလည်းစင်တာအသက်ပြန်ဝင်နေပြီဆိုတော့သူကစင်တာတင်တာတွေဘာတွေရတော့ရှိအောင်ဒီဘက်ကမှာတော့ကောင်မလို့ပြောတဲ့ဟာကျွန်တော်အဲ့စကလုံး example ပါ example တုံးလိုက်တာတခြားဟာတွေအများကြီးရှိတယ် exhibit ဖြစ်တဲ့စကလုံးတွေဖြစ်ချင်တဲ့ပုံစံဆိုလို့ရှိရင်တော့ကို underground မှာလုပ်နေတဲ့တခြင်းတိုင်းပဲ mainstream မှာပေါက်ချင်တယ်ဟုတ်လိုမျိုးပဲနော်ဒီမှာဒီနိုင်ငံကြီးမှာတော့မထင်ပါဘူးကျွန်တော်အဲ့လောက်ရောက်မယ်လို့ကျွန်တော်အဲ့လိုတကယ်ဖြစ်ချင်တာဆိုရင်တော့နိုင်ငံခြားအကောင့်တွေနဲ့ collab လုပ်တာတော့ဟိုက underground အကောင့်တွေနဲ့ connection ရှိတာတော့ကျွန်တော်အဲ့လောက်ပဲဖြစ်ချင်တာဒီမှာအရင်ကြီးလည်းမပေါက်ချင်ဘူးအရင်ကြီးလည်းမအောင်မြင်ချင်ဒါပေမဲ့နေဒီလိုစဉ်းစားကြည့်ပါလားထားပါတော့နေရ Tribute
ရဲ့ movement ပြီးတော့နောက်တစ်ခုကဟိုဗာလဲဒီ Askarov နဲ့ movement ပြီးတော့နောက်တစ်ခုက NSA movement တွေကကိုကမြန်မာပြည်မှာလှုပ်ရှားခဲ့တဲ့ movement တွေပဲဆိုတော့အဲ့ဒီဟာကိုနားထောင်နေတဲ့လူတော်တော်များများကလည်းနိုင်ငံခြားကဆိုတဲ့ဟာထက်ဒီမှာ fan base ကမြန်မာ fan base ကပုံများမှာအဲ့တော့ကို look up လုပ်နေတဲ့လူငယ်တွေကလည်းရှိမှာပဲဆိုတော့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ကိုလုပ်ခဲ့တဲ့ movement တွေကို mainstream အထိရောက်အောင်ပို့ပြီးတော့ချက်ထွင်တင်တယ်လို့မထင်ဘူးလားဥပမာနိုင်ငံခြားက collab လုပ်တဲ့ dream ရှိရလဲကောင်းတယ်မကောင်းတော့မဟုတ်ဒါပေမဲ့အဲ့ mainstream မှာကိုကဒီတက်ပို့ပြီးကျေပြန့်တဲ့ဟာမျိုးဒီပုံစံတိုင်းကိုပဲဆက်ပြီးတည်ဆောင်သွားဖို့အတွက်ဖြန့်ချက်တင်တယ်လို့မထင်ဘူးလားနံပါတ်1ချက်ကကိုရ mainstream ဆိုလို့ရှိရင်သူဟို underground ကလည်း commercial လောက်တာပဲလေကျွန်တော်တို့လည်းတချင်းကိုရောင်းတာပဲတချင်းတွေကပတ်စံရရင် stream ကနေယူတာပဲ show ပဲလည်းပတ်စံနေပဲဆိုတာပဲ mainstream က commercial ဆန်သွားတာcommercial ကတော့အကုန်လုံးကလောက်ရမှာပဲ underground ပဲဖြစ်ပါပဲဖြစ်ကိုတက်တဲ့အရာတွေကတော့ commercial မဆန့်ကျင်တာကျွန်တော်အချစ်ချင်းတွေမဆိုတိတ်မဆိုခြင်းဥမာကျွန်တော်ဆဲတဲ့ဟာကြီးဆိုရင်ဆိုလိုက်မှာဗျာကျွန်တော်အဲ့ဒီအချိန်မှာဆိုလို့မရအောင်အဲ့လို commercial ဆန်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲ့လိုဆိုချလိုက်ရင်လည်းကျွန်တော်တို့ bad review တွေစောင်းတက်လာမှာတည်ရမှာအဲ့တော့အဲ့ဘောနားမလဲဘာဖြစ်လို့ကိုက underground မှာတော့တိဆောက်ထားတဲ့ branding နဲ့ဟို mainstream branding ကအရန်กว่าလို့မရဘာဖြစ်လို့ဒီ branding အတိုင်းပဲ mainstream ကိုသွားမှာရဒါပေမဲ့နေဆက်သွားလို့ရတယ်နော်ပြပြတာဒါဒီတိုင်းပြောဘာဖြစ်လို့ mainstream ကဒီဘက်ခင်မှာကအဲ့လိုနေလို့သွားလို့ရှိလို့ရှင်ရောင်းနိုင်တဲ့ဟိုဖြန့်ချက်လို့ရှိလို့ရှင်ဥမာဟိုခုနနေ sample ပြောတဲ့စကားလုံးလိုမျိုးပေါ့ကောင်မလို့ပြောတဲ့စကားလုံးပဲပြောဥမာဆဲလိုက်တဲ့တခုခုအင်္ဂါကိုအင်္ဂါနဲ့ပတ်သက်ပြီးဆဲလိုက်တဲ့ဟာတို့ဘာလို့ဆိုလို့ရှင်လဲပြောလို့ရတဲ့ခစ်တော့ရောက်နေပြီဆိုတော့ mainstream မှာက underground လူတွေအဲ့လိုမျိုးဖြန့်ချက်ဖို့အတွက်အဲ့လို space ကတကယ်တော့ရှိနေပြီနေလို့သွားဖို့လို့တာသိလားတကယ်ကဘာဖြစ်လို့ mainstream သွားမှရမယ်နေလို့သွားမှပဲအဲ့အောက်ကနေလို့ look up လုပ်နေတဲ့လူတွေဒီကောင်တွေဟုတ်တယ်ဒီမှာပတ်စံကိုဘယ်လိုမျိုး hustler လုပ်နေတာ income တွေဘယ်လောက်ရှိတယ်ဒီကောင်တွေ mainstream မှာဘယ်လိုပေါက်တာတချင်းကဘယ်လိုမျိုးကြမ်းထော်သွားခဲ့တယ်ဘာညာ Merimo ရဲ့အဲ့အစင်ပြီးမဲ့ဆိုပြန်ခဲ့ပါလို့ဘာလို့ဆိုလို့ရှိရင်ဘောကြဒီကောင်ရဲ့ branding အရဆိုလို့ရှိရင်ဒီကောင်အခြေတချင်းတွေပါဆက်လုပ်မယ်ဆိုလို့ရှိရင် fine ဒီကောင်ဒိုးရလေရဒီကောင်ဒိုးရလေရ Merimo က underground မှာတွေကဒီဟိုအခြေတချင်းလုပ်ထားဆိုတော့ပြဿနာမရှိနေသွားမယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့နေ branding တိုင်းဆက်သွားရမှာနည်းနည်းခက်တယ်နေရသိလားunderground မှာတော့လီးပဲငလုံးမသားဘာညာဆဲပြီးတော့ဟိုရောက်တော့မှသဲလေးတို့ဘာလို့ကြတော့အဲ့ဒါကြောင့် branding ရထိကြိုက်တယ်ကို fan ကိုမကြိုက်တော့မှာဒါပေမဲ့အဲ့ပုံစံတိုင်းအောင်ပဲကိုကဆက်ထင်းသွားနိုင်ရင်တော့ရအဓိက income ပဲဟိုဒီအောင် invest ပြန်လုပ်မယ် income တစ်ခုရှိလို့ရှိရင် fine ကိုကြိုက်တာလုပ်လို့ရဟုတ်တယ်ပြန်လုပ်လို့ရလေအခုအပြင်မှာလုံးနေရတယ်ပါလေဆိုအရန်ကောင်းတယ်အပြင်မှာလုံးတယ်ပြီးရင်တစ်ချိန်ထဲမှာ invest ပြန်လုပ်တယ်တစ်ချိန်မဟုတ်တစ်ချိန်ကကိုဖြန့်ချက်လို့ရတဲ့ scope အကြီးတစ်ခုကရောက်ကောင်းရောက်သွားနိုင်ပြောချင်တာကနေ underground ဆန်ပဲလှုပ်ထားတဲ့ album ကိုဥမာ Tiger sponsor လာပေးတယ်$900လာပေးတယ်$600လာပေးတယ်ဆိုလို့ရှိရင်နေကောက်ယူပြီးတော့ဒါကိုလှုပ်လိုက်လို့ရှိရင် music video အမိုက်စားကြည့်လို့ရမယ်နေကိုအားပေးတဲ့လူတွေကသိလားအဲ့လိုပုံစံမျိုးဖြစ်တဲ့အခြေအနေမျိုးကိုဆက်သွားတယ် POV ရလည်းမိုက်တယ်ညာဘာဖြစ်လို့နိုင်ငံခြားလူတွေနဲ့ sorry နိုင်ငံခြားလူတွေနဲ့အဲ့လို collab လုပ်တဲ့ dream ကတော့ဒါမြန်မာပြည်ကဘယ် artist မဆိုရှိအားလုံးရှိဟုတ်ကွန်ရက်ကိုချဲ့ကြတာဟိုအဲ့ဒါကလည်းလိုအပ်တယ်ဒါပေမဲ့နေကို look up လုပ်နေတဲ့လူတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ကိုကဒီတက်ကြီးမားတဲ့ scope တစ်ခုကိုလည်းထပ်ပြီးတော့ချဲ့သိချင်တယ်လို့အကြံပေးတာပါဟုတ်ကျေးဇူးများတယ်ဒါပါချဲ့တယ်မှာတကယ်တော့ချဲ့ပေးပါလဲအဲ့ဒါသူ့စကားပြောခိုင်းမရချောင်းမဆိုတောက်လေရေးတောက်ပါတောက်ပါအညီတွေကျမ်းမာရေးရောကောင်းရလားအညီတွေမဟုတ်ဖျားတယ်ဗတိကစီးတောက်တာစီးကဲတွေပါသွားတာဒီကောင်ချောင်းဆိုတာလို့ပါပဲဒီရွယ်28 29ဆိုတဲ့ရွယ်ဇရာစထောင်းနေကျမ်းမာရေးကမကောင်းတာတွေပါတယ်ရှိကိုတွေဆိုလဲကျမ်းမာရေးမကောင်းဆေးတွေပါတောက်ရတယ်ဘယ်လိုမျိုးရှိ mainstream သွားပြီနော် mainstream ဖြတ်ချက်ပြီရှောက်သွားသေးတယ်လေmainstream ရောက်သွားတယ် mainstream တပတ်လားမသိရောက်တပတ်လားလေးရအေးဟုတ်တယ်မဟုတ်အဲ့ status လေးနည်းနည်းရှင်းပေးပါဦးအဲ့ဒါဘယ်လိုလို့ဆိုတာလေအဲ့ဒါဘယ်လိုမျိုးပြော overflow က mainstream ဆန်တယ်လောက mainstream 4ရက်ရောက်သွားတယ်ဆိုအဲ့ mainstream 4ရက်ရောက်သွားတယ် experience လေးနည်းနည်းရှင်းပေးပါoverflow rehearsal နေ့ကနေစတွက်လိုက်တာပွဲ2ရက်ရဲ့နောက်ရက်ရဲ့ပြီးတော့နောက်နေ့ကျတော့ underground ပြန်ရောက်ဆောက်ကြတယ်တင်းတယ်ဒါဆိုတိုင်ငါတို့ဒီကောင်4ရက်တန်လို့မရ4ရက်မှာဘာမှကမ်းလန်းတာမရှိအဲ့တော့ပြန်တာဟိုလို fake it day you make it ဆိုအများကြီးလာကမ်းလန်းနဲ့ထားပဲဆက်နေထားပဲဆက်အဲ့လိုဆက်နေရောရရမလား
မနေချင်းလို့ မနေချင်းတော့ နေကျွန်တော် real time keep it real real ဒေါ်လာတွေကိုပြစ်ထားခဲ့လို့ဖြစ်ပြန်လာတော့ တိုင်းက main လို့တယောက်တည်းမသွားချင်ကွာခဏကအဲ့ဒါကပြန်လာတယ် အေးနော်လို့ပါမင်းရဲ့ mainstream underground experience တွေ နေခုနပြောတဲ့ဟာအမှန်ဆုံးပါပဲခုနသူပြောတဲ့ဟာကအထီရောက်ဆုံးပဲဘာဖြစ်လို့ rubber တွေတော်တော်များများကိုမေးတဲ့အချိန်မှာအဲ့လိုမျိုးတိကျတဲ့အဖြေမရခဲ့ဘူးတော်တော်များများဆိုနေခုနဖြေတဲ့ဟာကောင်းတယ် mainstream နဲ့ underground ဘယ်လိုခွဲလဲဆိုလို့ရှိရင် lyric နဲ့ခွဲမှာပေါ့တခြင်းနဲ့ခွဲမှာပေါ့ပြီးတော့ lifestyle နဲ့ခွဲမှာပေါ့ underground မှာ survive လုပ်နေရတော့ဆိုလို့ရှိရင်တော့ဒါမချမ်းသာသေးတဲ့ rubber ပေါ့ကွာဒါ underground mistake ဘာဖြစ်လို့အကေး mainstream ရောက်သွားပြီဆိုတဲ့အချိန်ရောက်လို့ရှိရင်တခြင်းနဲ့ဘယ်လိုခွဲမလဲဆိုတော့ဟိုတချင်းကအဲ့လိုမျိုး audience တော်တော်များများအထီကိုကိုကဖြန့်ကျက်နိုင်တဲ့တခြင်းမျိုးဖြစ်နေတယ်ကို branding ကမပြောက်ခဲနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူက underground ပုံစံနဲ့ပဲ mainstream မှာပေါက်နေတော့ဆိုတဲ့ပုံစံပြောလို့ရအောင်ကို branding က underground ပုံစံနဲ့အရန်ကွာဟသွားတယ် mainstream နဲ့ရောက်လေရောက်ကို underground တော့ branding နဲ့မတူတော့တဲ့ branding တစ်ခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဒါတော့ mainstream အတွက်တက်လောက်တဲ့တခြင်းပုံစံဖြစ်သွားမှာပေါ့အဲ့လိုမျိုး rapper တွေကတော့အများကြီးရှိပါတယ်ငါကိုရီကိုတိုင်းလည်းအဲ့လိုမျိုးလုပ်ခဲ့ဘူးတဲ့အချိန်ရှိတယ်အဲ့ဒါပုံမှန်အဲ့ဒါအကိုပြောတာပုံမှန်ဟုတ်တယ်ကိုရီကိုတိုင်းလည်းအဲ့လိုမျိုးလုပ်ခဲ့ဘူးတဲ့အချိန်ရှိတယ်သူက underground မှာတော့ကကျတော့အဲ့လိုကို branding ဆိုတဲ့ဟာကိုစိတ်ကြိုက်ကိုလုပ်ခွင့်ရှိရပါကို branding ဆိုတာတိုက်ရငါကဥမာထားတော့ငါအဲ့လိုမျိုးဟဲ့ငါလုံးမသားကွန်မြူကိုလို့ပါညာအဲ့လိုမျိုးဆဲတဲ့ဟာကငါ branding ကွာဥမာစားကြတော့ကွာမင်းစပ်ပါပဲကွာဆိုတော့ဒုံးဆိုပြီးအဲ့တန်အဲ့လိုတက်လာရောဒါပေမဲ့အဲ့ဒါကြီးကunderground မှာကကြတော့ okay တယ်ကွာဘာဖြစ်လို့လဲဆိုတော့ officially ဒါကြီးကအဲ့လို publish လုပ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်ရောက်သွားတဲ့အချိန်မှာကျတော့ကိုကလူရှိထွက်ရတာလူရှိဆိုတာကျွန်တော်ပြောချင်တာဟို underground လူနည်းစုရှိကိုပြောတာမဟုတ်လူရှိဆို press တွေလာမယ် compress ဟိုဟာတွေရှိမယ်ကျွန်တော်ပြောချင်တာသတင်းစာရှင်းလင်းပွဲတွေရှိမယ်မီဒီယာတွေရှိမှမင်းစပ်ပဲကြတော့အဲ့ဒါကြောင့်အဆင်မပြေဘူးလေဒါကကျွန်တော်တို့ကအခုလုပ်နေဆိုဒါကျွန်တော်တို့ပိုင်တဲ့ podcast ကိုလို့ကျွန်တော်ကအဲ့လိုလုပ်ကြဆိုလို့ရပြောလို့ရဟုတ်ဒါပြောလို့ရတယ်ဘာမှမဖြစ်ဘူး shine လေးစီမှာငါတို့ပိုးစိုးပဲဆဲဆိုတော့ဒါ shine လေးပိုင်တာဟောဒီကောင်လုံးချင်တာလုံးခွင့်ရှိတယ်ပြောတာမရှိဟို national ဟာမှာကျတော့မရတော့အဲ့လိုဒီလားဟိုနိုင်ငံတော်ကအဲ့လိုမျိုး channel တို့ပါတော့ MRD4 မှာငါတို့အဲ့လိုသွားဆဲလို့မှမရတာတဲ့ရသိမလားအဲ့ဒါကြောင့် mainstream MRD4 တော့ mainstream ပဲကွာ MRD4 ကမဟုတ်အဲ့လို mainstream ဟာတွေအများကြီးရှိတယ်ကွာအရန်အဲ့လိုကြီးွားတဲ့နေရာတစ်ခုမှာကိုကရက်တီမယ်ဆိုလို့ရှိရင်တော့စကားကိုထိန်းပြောရမယ်တချင်းကိုထိန်းလို့ရမယ်နေပုံထိုင်ပုံကစားနေနဲ့ဟုတ်တယ်နေပုံထိုင်ပုံတွေကအကုန်ပြောင်းလဲရမယ်အဲ့လိုမျိုးလူရှိမှအဲ့လိုမျိုးကိုလွဲဝါလာစကားတစ်ခွန်းကဘယ်လောက်ထိဟိုဟာရှိတယ် mainstream ရောက်လို့ရှိရင်အဲ့ဒါတွေထိန်းလာရတော့မှာလေ impact ကလည်းပိုကြီးသွားမယ်ကြီးတာဗော impact အရန်ကြီးသွား responsibility ပိုများလာတာဗောသိလားအဲ့လိုဆဲလိုက်တဲ့စကားလုံးတစ်လုံးကြောင့်အဲ့လိုမျိုးဟိုနောက်မှာ consequence တွေကရှိမှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်မှာပေါ့ mainstream ရောက်ရင်တော့ဒါတွေကထိန်းရမှာပဲမိမတို့ဘယ်အခြေအနေလောက်ထိအဲ့လိုမျိုးနိုင်ငံသားကပုံစံမျိုးတွေပဲအောင်မြင်ရင်အောင်ပြခဏလေးဘယ်လိုပဲငါဟိုဒုထိုးပေါ့မေးတယ်လို့ပဲအောင်မြင်ရင်လားအောင်မြင်တယ်လို့တော့မဟုတ်ပါဘူးအောင်မြင်ချင်လားတဲ့အောင်မြင်ချင်တာပေါ့ music နဲ့ပတ်သက်ပြီးyeah ဘယ်လိုပုံစံနေနဲ့အောင်မြင်ရင်ဘာလုံးမလုပ်ရပဲနဲ့သချင်းဆိုရုံနဲ့ပတ်စံရကျင်တာနေရအောင်မြင်တယ်ဆိုတော့ဘယ်လိုလဲသတ်မှတ်တာလားကျွန်တော်ရန်လေးစားရတဲ့လူတွေကြိုက်တဲ့လူငယ်တွေအဲ့လိုလူတွေနဲ့တချင်းလုပ်ပြီးတော့သူတို့ကကျွန်တော်ပြန်ပြီးတော့လက်မထောင် approve လုပ်တာကျွန်တော်တော့အောင်မြင်တာပဲအဲ့အချိန်ကျွန်တော်ဟိုအနောက်နိုင်ငံအကောင်တွေအားကြကျွန်တော်ခုနကအဲ့လိုဟိုကောင်တွေနဲ့ collab လုပ်ချင်တယ်ဆိုတာလေအဲ့ဒါပဲကျွန်တော်အရန်ချမ်းသာချင်တာတွေပါမဟုတ်လုပ်ပြီးတော့ဒီကောင်တွေဟာရောက်မင်းလည်းမိုက်တယ်မင်းကြမ်းတယ်ဟာရပြီကျွန်တော်တော့အောင်မြင်မှုပဲချမ်းသာဝိုင်းလည်းကောင်းတာပေါ့ကောင်းတာပေါ့ဟုတ်တယ်မဒါပေမဲ့အဲ့လိုမျိုးဟိုအကောင်တွေကအဲ့လိုလက်မထောင်ပြီးဆိုရဲရတယ်ချမ်းသာပြီပေါ့ချမ်းသာပြီပေါ့အောင်မြင်ချင်ပါတယ်အောင်မြင်ချင်တာပေါ့အောင်မြင်ချင်တယ်ကြီးပွားချင်တယ်တိုးတက်ချင်တယ်ဘာသာလို့မလုပ်နိုင်နဲ့အောင်မြင်ချင်လို့လည်းဒါတွေဆက်လုပ်နေတာနော်အောင်မြင်ချင်တဲ့ကောင်ဘယ်လုပ်မလုပ်ပါဘူးအောင်မြင်ချင်တဲ့ကောင်ကဗလားတွေဘာမှလုပ်ရအကြောင်းမရှိဘူးတခြားတစ်ခုလုပ်ပါမှာဒီရမှာမအောင်မြင်ချင်တဲ့လူကပြောပါတယ်ဒါမှမဟုတ်လေအရင်တော့ငါတို့တချို့တွေမေးလို့ရှိရင်မဖြေချင်ကြဘူးငါအဲ့လိုမျိုးအောင်မြင်ခင်မတူတော့လေခင်မတူတော့လေအရင်တော့ကတားရအောင်မြင်ချင်တယ်လို့ပြောလို့ရှိလို့ရှင် it ain't cool အခုကမအောင်မြင်ချင်ဘူးလို့ပြောလို့ရှိရင် it ain't cool ပြန်ဖြစ်သွားအောင်မြင်ချင်တာမှ cool ဖြစ်တာသိလားဒီဘက်ကမှာအောင်မြင်ချင်တာမှအနုပညာတချို့ကြတော့လေအနုပညာသမားဆိုတဲ့ခေါင်းစဉ်အောင်မှာအဲ့လိုမျိုးရအောင်တော့မအောင်မြင်လဲရတယ်ငါတို့တိတ်ဆောက်ပြီးမဆိုင်ဘူးဆိုတော့
ဟာမျိုးတွေကရှိရလေဆိုတော့အဲ့ဒါတွေကကောင်းတာမကောင်းတာတော့ကာယကံရှင်ပဲအဲ့လိုမျိုးသူတို့တတ်မှတ်တဲ့ဟာပေါ်မှာပဲမူတည်မှာပေါ့လိုမျိုးငါတို့နဲ့တော့အနည်းပညာသမားနဲ့ဆိုင်တော့မဆိုင်ငါတို့ကကြောင့်အနည်းပညာသမားမဟုတ်ငါတို့က rapper တွေဟုတ်တယ်အနည်းပညာသမားမဟုတ်တယ်ဘာလို့ rap ပြောမယ်အကျန်းပညာသမားလို့တော့ပြောဟုတ်တယ်အကျန်းပညာသမားကျွန်တော်ပကျန်းတိုက်ပကျန်းပညာသမားအနည်းပညာသမားမဟုတ်ငါတို့ကအကျန်းပညာသမားပဲเนาะဟိုအနည်းပညာသမားကတော့ဟိုဖြစ်မှာပေါ့အနည်းပညာသမားမအောင်မြင်တာတွေဘာတွေသူတို့ကတော့ထက်တွန့်တော့မှာဘာလို့လဲဆိုကိုရီးယားကျတော့မဟုတ်ဟိုဟာ hip hop လုံးနေတာဟိုလိုမျိုးမအောင်မြင်တာတွေဘာတွေအဲ့လိုမဟုတ်ဘာလို့လဲနိုင်ငံခြားမှာ culture ထဲမှာနေထိုင်တဲ့ hip hop culture ထဲမှာနေထိုင်တဲ့ bell rapper မဆိုအကုန်အောင်မြင်တယ်အကုန် star လေ star တွေကြီးပဲအကုန်ကအဲ့တော့ကိုရီးယားတော့နေပညာသမားမဟုတ်ဘူးကိုရီးယားဘာလဲဆိုကိုရီးယား hip hop အဲ့တော့ကိုရီးယားအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဒါပဲရှင်းဟုတ်တယ်အမောင်မြင်ခြင်းဆိုရင်တော့အဲ့ဒါ hip hop မဟုတ်သေးလို့ပါဒါချောင်းလေးဆိုလမ်းလေးပါလေရှောက်ရှောက်လေငါညီလေးရှောက်တော့ထဒါမင်းရှောက်ငါတို့ကငါတို့ထိုင်နေငါတို့ဆက်ပြောနေတယ်မင်းကဖေးတော့အာနေနေဆက်ပြောလိုက်ကိုစီဘယ်နှခုနဲ့အစဆိုတာ အော်တချင်ကျွန်တော်ပြန် view တာ yes မင်းကောင်းဟုတ်ကိုရဲ့ကျွန်တော်မသိလို့စတူဒီယိုစဝင်တာဆိုတော့ဟိုပါပေါ့2008တုန်းကဝင်တာ2008တုန်းက10တန်းစသပြီးချင်း10တန်းစသပြီးချင်းမှာဟိုမှာမြန်မာတန်ဒီဆိုတဲ့စတူဒီယိုအဲ့စတူဒီယိုမှာစပြီးအတန်ထသွင်းတာအဲ့တော့ဟိုဟာအေးဟုတ်တယ်တရလုံး3000ဟိုမမီday one fan ဆိုတာနေဦးလင်းမယ်တခြားကောင်တော့မဟုတ်နော်စိတ်အဲ့တော့3000ခွဲလောက်မသိအဲ့ဒီမှာကသူကဟိုဟာမြန်မာတန်တွင်းရတာဟုတ်အဲ့တော့အကိုတို့လုတ်ခဲ့တော့အဲ့တော့ဟိုဟာ mistake ရှိတယ်အဲ့12ပုတ်လား13ပုတ်လားမသိဘူးပဲဒါပေမဲ့အဲ့ mistake ကမထွက်ပါဘူးအဲ့ mistake ကမျိုးဆက်သက်ဆိုပြီးတော့နာမည်ပေးတာအဲ့မျိုးဆက်သက်ဆိုတာဒီတိုင်းမှာပဲကွာအဲ့ပေါက်ပန်းစည်းတွေပေါ့ကွာကာယံဖြစ်ပြီးရောသူတွေရှောက်ပြီးပေါက်ပန်းတွေတကယ်ပြောမှတ်မိတယ်အဲ့ rap တွေအကုန်လုံးရဲ့ rap တွေမှတ်မိတယ်စာကြောက် rap လည်းမှတ်မိတယ်ဟိန်းထက် rap လည်းမှတ်မိတယ်စီယောက rap လည်းမှတ်မိတယ်ဖိုးတော် rap လည်းမှတ်မိတယ်စာထက် rap လည်းမှတ်မိတယ်ကိုကလည်းကိုမှတ်မိတယ်တော်တော်များများမှတ်မိပါအဲ့တော့ကလေတချင်းရေးလို့ရှိရင်ဘီးနဲ့ရေးတာလားဒါမှမဟုတ်ဒီတိုင်းရေးထားပြီးသားကိုဘီးတဲကိုမဝင်အောင်ဆိုတာလားအဲ့ဒီပထမဆုံးမျိုးသက်တဲ့ album ထဲမှာပါတဲ့ကိုယ့်ရဲ့ solo album ကဘီးမရှိဘူးဟုတ်ခုံကောက်ပြီးရေးတာဒီတိုင်းရေးတာဘာဖြစ်လို့လဲအဲ့ဒီ rap ကဟိုအတော့ရေးထားတာအဲ့ဒီ rap က6တန်းတော့လားမသိရေးထားတဲ့ rap အဲ့ဒါ10တန်းပြီးတော့မှအတန်သွင်းပြတာအဲ့တော့တန်ဖိုးဆိုတာမသိဘူးတန်ဖိုးဘယ်လောက်လဲဆိုတာမသိအဲ့ခုံကောက်ပြီးတော့ရေးထားတဲ့အဲ့ဒီတိုင်းပဲအဲ့လိုချက်အဲ့စောက်ချင်းအခုချိန်ကြီးလည်းလှုပ်တော့မှ music အဲ့လိုတချို့ဟာတွေမှာအဲ့လို music အတန်မကြားချင်ဘူးဆိုလို့ရှိရင်အခုချိန်မှာအဲ့လိုဒီတိုင်းပဲ plain အဲ့လိုလက်နဲ့တန်ဖိုးတစ်ခုကိုကတော့တန်ဖိုးကတော့သိသွားပြီအဲ့တိုင်းရေးတော့အဲ့တော့အဲ့လိုမျိုးခုံခောက်ပြီးတော့ရေးပြီးတော့မှဟိန်းထက်ကိုသွားပြောတာတာရေးအောင်ဟောငါဒီဟာလေးတော့ရေးလာဒါမင်းကတန်ဖိုးဘယ်လောက်လဲဆိုဟိန်းထက်ကကိုမေးတာစာမောရစစ်ပြီးတန်ဖိုးဘယ်လောက်လဲတိုက်တန်ဖိုးဆိုတာဘာဟာရောမင်းတန်ဖိုးမသိဘူးအာကိုကသူကနှိမ်တာဗောဟုတ်တယ်အဲ့စားလို့တော့အဲ့ဒါတွေသိတာဆရာပဲဆရာပဲဒီကောင် producer လေးဒီကောင်တီးနေတဲ့ကောင်ဆိုတော့ဒီကောင်ပြောတာပဲတိုက်တန်ဖိုးဘယ်လောက်လဲတန်ဖိုးတိုင်းငါမသိဘူးအဲ့တော့ရောက်လေရောက်နေခဏလေးငါချိန်ပြီးဘာလဲကိုပြတာဟောအေးမင်းတန်ဖိုးမသိတော့တားလေးမင်းငင်းနေလိုက်ဟောငါပြောတာမင်းလို့အဲ့အေးတားကြီးတန်ဖိုးလို့ပါလားပြီးတော့တန်ဖိုးလို့တန်ဖိုးမသိဘူးဘာမသိဘူးအဲ့တော့ဒုတိယအပိုက်ဆိုလို့ရှိလို့ရှင်ဟိုကနားမလဲတာပြောပါတယ်ဟိုတကယ်တော့ rapper တော်တော်များများလှုပ်လို့ရှိလို့ရှင်4ပါးလှုပ်တယ်10ပါးလှုပ်တယ်16ပါးလှုပ်တယ်12ပါးလှုပ်တယ်အဲ့လိုပဲလှုပ်ကြအဲ့တော့အဲ့လိုကိုကဆောင်းမန်းကမန်းနားမလဲတော့အဲ့လိုရင်းနဲ့အဲ့တော့ဖြစ်တာအဲ့လို18ပါးဖြစ်တော့18ပါးကဲ18ပါးဆိုအသက်ကြီးတဲ့အချိန်ရောက်တော့မှလှုပ်လို့ရမှန်းသိတယ်ဒါပေမဲ့ arrange လုပ်တတ်မှရတာအဲ့တော့ကြောင့် arrange လည်းမလုပ်တော့18ပါးဆိုတိုက်မင်းဒီကောင်2ပါးပို့တိုက်ရတယ်ကွာထိတ်လိုက်ကွာဘာမှမဖြစ်ဘူးဗျာအဲ့တော့18ပါးနဲ့ rap လုပ်တာ2008လောက်ကပဲချင်းစားလို့ကျွန်တော်လည်းလို့ပဲကျွန်တော် instrument တွေပါတယ်ဘာမှမရခင်ရေးထားတာရှိတယ်အဲ့ဒါကို border တွေပါတယ် BTV လို့ပို့အဲ့ဒါမဝင်အောင်ဆိုတာကိုကအဲ့လို flow အမြန်နဲ့ရေးတာစိတ်ကူးထဲမှာတော့အမြန်ပဲဒါပေမဲ့ဒီကောင်ပေးတဲ့ BBN ရအလေးအဲ့ဒါကိုရအောင်အလေးဆိုတာမင်းငါဟိုပါအလေးအတေးတွေရအောင်အတေးဆိုတာအဲ့လိုနေရ studio ဆောက်ဝင်တာဘယ်လောက်မှဆောက်ဝင်ကျွန်တော်စနစ်အကုန်73ပေါ့2012ပေါ့နော်ကျွန်တော် Fasia အပီးလောက်ဆယ်တန်းပြီးတာပဲတော့ပြီးတာနေရ
ကျွန်တော်က17ဆက်နဲ့ 2017ဆက်နဲ့မှာပြီးဩ ဟောင်းနေ4နှစ်กว่า 10တန်းပြီးတာနဲ့တန်းလောက်တာနော်အဲ့လိုမျိုးစားတယ် Fancy 10တန်းပြီးတော့ Fancy ကတက်ပြီး7နှစ်အကုန်73လောက်မှလောက်တာဆိုတော့တစ်နှစ်လောက်တော့ချသွားတော့ဟုတ်တယ် မင်းတို့ message ထွက်တဲ့အချိန်ပဲဟုတ်တယ် တိုင်းဆိုထွက်တာအဲ့ဒီချိန် အဲ့တော့ကိုစီးတို့လာဆိုမယ်ထင်တယ်ဟိုမှာလေကန်တော်ကြီးပကံလုံးကျွန်းအရှိရဟိုအခုတော့ဟိုဘာလုပ်လိုက်ပြီလဲမသိဘူးဓာတ်စီဆိုင်လေဓာတ်စီဆိုင်အနောက်မှာ club လေးတစ်ခုရှိရလေအဲ့မှာကိုစီးတို့လာဆိုတယ်မလား Skyway ထင်တယ် Skyway လားမသိဘူး Skyway နဲ့ ကိုစီးတို့ SCY တို့လာဆိုတယ်ထင်တယ်ကို SCY ဟို Skyway တော့အဲ့တော့ D club တွေဖွင့်တယ်လေ ဟုတ်တယ် D club ဖွင့်တော့ဆိုတယ် ညကျွန်းသားတွေကဟိုကြောက်တုံးကြီးတွေ ကျွန်တော်အိုက်ပွဲမှာပထမဆုံးတွေ့ဘူးလေ ဟုတ်တယ် fans တုံးမှာfan boy လေး fan boy လေးချစ်တယ် မေရီမောငါမေးစရာကုန်နေမေရီမောရဲ့ Mary Mo မေးစရာကောင်းတယ် Mary Mo ရဲ့ wall ထဲဝင်ကြည့်အောင် Mary Mo ဘာလေး share တာ မိုးလေးတာလည်း share ကြောအိမ်သာတက်တာလည်း share တာအိမ်သာတက်တာလည်း phone ယူသွားပြီး Facebook သုံးပြီးတော့ share ပြီး သူကအဲ့လို share တယ်ပြီးတော့သူ account ပြတ်တာ report ထိထားတဲ့အချိန်တော့ပေါက်လဲဆိုသူ share ခြင်းတဲ့ post တွေအားလုံး save လုပ်တာဘော်ဒါတွေလိုက်ပြတာငါ share တော့မှာငါဒါကောင်းရနဲ့ share ပြီးသားကောင်းရတဲ့မနက်ဆိုပြီးပြီဒါ post 20လောက်တက်ဒီကောင် share ပြီး Okay မဟုတ် Mary Mo ရဲ့ wall ထဲကိုအရင်ဆုံးဝင်ကြည့်လိုက်တဲ့အချိန်မှာဘာကိုစမြင်ရလဲဆိုတော့ဟို cover photo မှာ a scare of your member ဘယ်နှယောက်ရှိရလဲ Mary Mo အဲ့ပုံထဲမှာ73ယောက် ဆိုတော့အဲ့ပုံထဲကလူမကဘူးဩ73ယောက်လားလူတွေအကုန်လုံးနာမည်တွေတော့မှတ်မိရမလား မှတ်မိတာပေါ့ ငါဒီထဲမှာဆိုငါသိရဟာပြောပြငါနေယူသိတယ် Fin ကိုသိတယ် Mary Mo ကိုသိတယ် Trizy ကိုသိတယ်ဟုတ်ပြီးရင် Dave ကိုသိတယ် Dave နော်ဟုတ်တယ်မလား ဟုတ် Dave ကိုသိတယ်ဟုတ်တယ်ငါအဲ့သိရတာဟုတ်อืมကြံလာကသူတို့တစ်ဖွဲ့ကြံမယ်နော်13အဲ့ထဲမှာတချင်းမဆိုတဲ့လူရောပါလား ဒီထဲမှာအကြပါမယ် ဒီကြောင်မျက်မှန်တဲ့ကောင်လေးတကောင်ဂီတာဒီယာ ဟောဂီတာ ဒီလိုအရက်ရှိရှိ ဟိုပတ်ထားပေါ်ပတ်ထား အဲ့ fashion တွေကဘယ်သူဟိုဖြစ်တယ်ကောက်ကိုပဲ ဘယ်လို idea ရလဲ idea ရကျွန်တော် album ပြီးတော့ visual လုပ်မယ်ဆိုပြီးတော့ပြောရတဲ့အချိန်မှာကျွန်တော်ကင်မရာသမားနဲ့ထုတ်အောင်ဝင်နဲ့ connection ရပြီးတော့သူ့ဘယ်လိုကျွန်တော်ဒါဒီလိုလုပ်ချင်တာဘာဘယ်လိုပုံစံဝေးရမယ်မှန်းလည်းမသိဘူးဘယ်လိုလုပ်ရမလဲပေါ့ပြီးတော့ကျွန်တော်တို့ brand တွေလည်းမဝေ့ချင်ဘူးဟာလေသူပေါ်တာရှိတယ်သူပေါ်တာ brand တစ်ခုလောက်တာသူကမထွက်သေးဘူးပေါ့နော်ခမီ sorry ဆိုဝေ့မလားအဲ့ဒါဝေ့ပြီးရိုက်မလားရိုက်မယ်ခင်ဗျားတို့ style လေးလုပ်မှာလုပ်ပေးမယ် okay လာခဲ့ဆိုပြီးတော့လောက်ချာဟုတ်တစ်ဖွဲ့လုံးအမဲတွေရွယ်ကြီးကန်းဆိုတော့ကြီးကန်း ဟာကြီးอ่ะဂျန်ဒီကောင် share မှာပဲငါလည်းမြင်တယ်အဲ့လိုတိမ်ထဲမှာလိန်ဆက်ဆန်နေတာကြီးอ่ะအဲ့ဒါကြီးอ่ะကျွတ်စင်တကယ်ပဲဆောင်းရအာယုံနောက် မနှက်ပိုင်းလေးတိမ်ထဲမှာဘလူးမြန်းကွာငါစောက်ရှက်မရှိဘူး ဖြစ်တော့ဘုန်းကြီးအာယုံနောက်လူနေမှာ အေး ခါနာမဟုတ်တော့ဘူးတဲ့ထင်လားမမဟိုက album ဆက်လုပ်ဖို့ရှိတာ album ရှိတယ်ကြောတချင်းတွေအများကြီးပဲထုတ်ဖို့ရှိရယ်ဘယ်လိုထုတ်ရမလဲမသိစဉ်းစားရတယ် ဟိုလို underground ပဲအဲ့လို mystery ပဲလုပ်ချင်တာလားဒီလို ဟုတ်တယ် တေချာတက်ရဲနဲ့ video တွေ EP လို့ပါလို့အဲ့လိုလေးပဲ a scare of ကအဲ့ဟိုဟာထုတ်တဲ့ဟာစောင်းသဘောကျတယ်တကယ်တော့လေ physical ဒီဘက်ကမှာထုတ်တဲ့လူဘယ်သူမှမဆိုဟုတ်အရန်အားပေးတယ်တဲ့ဘာဖြစ်လို့လဲဆို physical market ကမရှိတော့ဘူးလေအဲ့ဒါကိုတကယ်တော့ကိုရီးယားလုံးပြမှာကျွန်တဲ့လူတွေကလည်း order physical လောက်ရကောင်းလားဆိုပြီးလိုက်လို့ကြမှာတကယ် a scare of အခွေလေးထုတ်လိုက်တာအရန်သဘောကျတယ်ဟုတ်ကျေးဇူးအဲ့တော့ QR နဲ့ပဲလောက်တာ QR နဲ့ sound cloud လေးပါတယ် QR ပါတယ် lyrics book ပါတယ်ပြီးသွားရင် pin badge တစ်ခုပါတယ်ကောင်းတယ် sticker တွေပါတယ် sticker တွေပါတယ်ဟိုလိုကိုယ်ပိုင်အဲ့လိုမျိုးဆိုလိုထွက်မဲ့ဆိုလို့ရှင်လေအဲ့လို music video တွေပါအဲ့လိုမျိုးတေချာပါညာအဲ့လိုမျိုးအဲ့လိုလုပ်ဖို့တော့ရှိတယ်ဟုတ်အဲ့ဒါကြီးကြောင်ကြားနေတာအဲ့ဒါကြီးကြောင်ကြားနေတာစတော့ရွေ့ဒီကောင်အမြင်ပြောရဲစမရွေ့စမရွေ့လို့ရှင်ပြဿနာရှိတယ်ဆိုဟုတ်တည်ကြံခဲ့တဲ့ဟာပြီးတော့ဒီမှာပဲဆုံးသွားတော့ဟိုပါပဲလေသူများရည်နဲ့လည်းလုပ်ပေးထားတယ်လေရှိ slow motion is better than no motion ရွှေ့နေရနော်သူတို့မေးခြင်းတဲ့ဟာအဲ့ lifestyle နဲ့ခုနအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ပြီးရှေ့ဆက်ပြီးတော့ဟိုသူ
သူတို့အလုပ်လုပ်နေရပဲဆိုတော့ကွာလုံးနဲ့ကိုအခုဒီ music ပေါ်မှာလို့ invest ရတာအဲ့လိုမျိုးတန်တယ်လို့ထင်လားတကယ်လို့မတန်ဘူးဆိုလို့ရှိရင်ဟောဆက်လုပ်ဖို့ဟိုဘယ်လိုစဉ်းစားထားလဲဒီပေါ်မှာဘယ်လိုမြင်လဲဆိုတော့မေးချင်တာကျွန်တော်အများကြီး invest ရအောင်လုပ်တယ်တချင်းမ invest ရအောင်လုပ်တယ်ဟုတ်ဥမာဆိုဟို investment ဒီလုံးမိုးတွေတီလုံးမိုးတွေဒီ music ဘိုးတွေ studio ဘိုးတွေအကုန်လုံးဟိုဘယ်လိုတက်တာအောင်လို့ကျွန်တော်တီးတယ်ဒါမှမဟုတ်တီးတဲ့လူတွေကိုလည်းပြောထားတယ်ဒါပါလဲဆိုတော့လူရောက်ရှိမှပေးနိုင်မှာရောက်ရှိမှဆိုတာ streaming တွေပါအများကြီးရပြီကျွန်တော်ပတ်စံပြန်ရရင်ပေးနိုင်တယ်မရရင်တော့မပေးနိုင်ဘူးကျွေးတာမွေးတာတော့ရတယ်လေချန်တာကြတော့ပေးဖို့ကြကျွန်တော်တို့မှပတ်စံမရတာယူပေးရမယ်ဆိုတာကြတော့မဟုတ်အဲ့တော့မပေးနိုင်ဘူးလုပ်ချင်လုပ်ပောက်သွားရင်တော့ရမယ်collaborate လုပ်ကြမယ်ဟုတ်တူသွားကြမယ်ဟုတ်အောင်မြင်တဲ့တူသွားမယ်ဟိုခံစားမယ်ဆိုတော့အဲ့ဆို record label တွေကိုဘယ်လိုမြင်လဲမြန်မာနိုင်ငံညာမြန်မာဒီမှာဟုတ်တယ်အဲ့ဒါမေးရမို့အမေကမြန်မာလားနိုင်ငံညာလားမြန်မာပြည်နိုင်ငံညာကတော့ခဏထားဒါမြန်မာဟန်နဲ့ဆိုတော့မြန်မာပြည်မှာရှိတဲ့ဒီ label တွေကိုဘယ်လိုမြင်လဲအမားကြီးလို့မြင်ဘာလို့လဲဟုတ်တယ်လေမလုပ်ပေးနိုင်ဘူး artist တွေဆိုတော့သူတို့ plan နေမရှိဘူးသူတို့ artist ကတကယ် potential ရှိနေတာဘယ်ရာလဲဒီသူ artist ကဘာကိုလုပ်ရမှာလဲသူတို့မသိဘူးဒီက record label တွေကျွန်တော်လည်း record label တွေရောက်ဘူးတာဟုတ်တစ်ကိုဆိုမယ်မောဘလို့တယ်အဲ့လိုမျိုးတွေကျွန်တော်ကမကြိုက်ဘူးကျွန်တော်တို့ဘာသာဒီလို AC လေးပဲ self made record label လိုရလို့မထင်ဘူးလိုတော့မလိုဘူးလို့တော့ထင်တယ်ဟုတ်ခုနနေပြောတဲ့ဟာတော့ပြောတယ်သူတို့မလုပ်ပေးနိုင်ဘူးဆိုတဲ့ဟာတွေက artist ရောက်တာဝန်မယူပေးနိုင်ဘူးဆိုတဲ့ဟာပြောချင်တယ်ဟုတ်ဆိုတော့အဲ့ဟာတွေထဲမှာဟိုဟုတ်ငါအခုထင်တာပေါ့ဆိုတော့ artist စာဝတ်နေဟုတ်ဒီတချင်း AC လုပ်နိုင်ဖို့အတွက်တာဝန်ယူပေးရမယ်ဟုတ်ဒီ artist ရဲ့ style တွေဘာတွေညာတွေ fashion တွေအတွက်လည်းတာဝန်ယူပေးရမယ်ပြီးရင်အဲ့လို music producer တွေနဲ့ချိတ်ဆက်ပေးရမယ်ဟုတ်ဆိုတော့ဒီ artist ရဲ့ခုန potential ကိုခုနမြင်ပြီးတော့ဒါဘယ်လိုဖောက်ရမယ် market လုပ်ရမယ်ဆိုတဲ့ဟာအဲ့ပုံမှာဒီ artist ကိုပတ်စံ percentage သူတို့တာဝန်ယူထားတဲ့ဟာပတ်စံပြန်ယူတာမျိုးလုပ်တင်တယ်လို့ထင်တယ်ဒီမှာတော့အဲ့ဒါအရင်နဲ့လို့ထင်တယ်တာဝန်သူတို့တာဝန်ယူတဲ့ဟာဟိုကစက်တာအရင်နဲ့မယ်လို့ထင်ဟိုအဓိကအဲ့လိုကျွန်တော်တို့မှာအဲ့တော့အဲ့ကျွန်တော်တီးတော့ဆိုလစ်မှာကျွန်တော်ရောက်တယ်ကျွန်တော်တို့မှာတချင်းနေရှိတယ်ကျွန်တော် album လည်းပြီးတော့မှာကျွန်တော် album ပြီးတော့မှာကျွန်တော်ပြန်တီးချင်တယ်ကျွန်တော်တီးထားတယ်ကျွန်တော်သိမကြဘူးတခြားဟာတွေလည်းလုပ်ချင်တယ်သူတို့ကဘာလုပ်နေလဲဆိုတော့ဟိုရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလေသူ artist တွေရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ဝင်ဆိုလို့ဝင်တော့သူတို့ big dream တွေပြောတာဘယ်လိုလဲဆိုတော့ဘလောက်တန် show တွေလုပ်တော့မှာဘာတွေလုပ်တော့မှာမင်းတို့ဘယ်လိုတွေထွက်လို့ရတယ်ဘာတွေထွက်လို့ရတယ်ရပိုင်ခွင့်တွေကပြောလာဘာတွေရမယ်ဘာညာ percentage ရတော့ပြောတာပေါ့ဘယ် percentage ဘယ်လောက်ပေါက်မလဲဘယ်လိုရရင်ဘယ်လို percentage ရမယ်သူတို့ဘယ်လောက် percentage ယူမယ်ကျွန်တော်တို့ okay ဒီဒါပေမဲ့ကျွန်တော်တို့စမလုပ်သေးတာကျွန်တော်အဲ့သူတို့စီကနေ music video တပုတ်ထွက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ Triple H ကသူတို့စီ EP ထွက်တယ်ဘာမှမလုပ်ဘူး EP နဲ့ပတ်သက်ပြီးတော့ဒီတိုင်းလေးပဲတင်လိုက်တာပဲနောက်ပြီးတော့ကျွန်တော်တို့မှာ plan တွေအများကြီးရှိတယ်မှာတူတာမှာဆိုလဲ Ranger တချင်းထွက်မှာကျွန်တော်တို့လည်းကျွန်တော်တို့ album တွေထွက်တော့မယ်အဲ့လိုတွေရှိတယ်သူတို့ဘာမှမလုပ်ဘူးသူတို့ဒီတိုင်းပဲထားရတယ်ကျွန်တော်တို့အဲ့ကောင်းတဲ့ဟာလေးတွေဥမာတခြားလူတွေရှိတယ်တခြားလူတွေဟာတွေ music video ရိုက်တယ်ကျွန်တော်ခံစားရတာပြောပြမှာဗျာ showroom နဲ့ကဖုန်းလေးတွေလိုဖြစ်နေဒီလားအဲ့မှန်ပေါင်နဲ့ကဖုန်းလေးတွေဘယ်တော့မှရောင်းမထွက်သွားလူတွေကဝင်ကလိကွာဒီလားတကယ်ရောင်းတော့ကအနောက်ကလုံးလေကျွန်တော်တို့အဲ့လိုဖြစ်နေကျွန်တော်တို့ပြထားပြီးတော့ဒီလိုကောင်ဒီမှာငါတို့က hip hop လည်းရိုက်တတ်တယ်သိရမလားငါတို့ဟိုဟာလည်းလောက်တတ်တယ်ဆိုရိုက်ပြတယ်ပြီးတော့ကျွန်တော်တို့ဆက်မဖြစ်လာအောင်သူတို့ပဲဖြစ်သွားရုပ်ရှင်တွေရိုက်တယ်ဟိုဟာတွေရိုက်တယ်ဆိုတော့သူတို့ကိုသွားပြီးတော့ကူပေးလိုက်တယ်လို့တော့ဖြစ်သွားဆိုတော့ခုနကတောင်းယူထားအဲ့လိုမျိုးအဲ့ကြတော့စာချုပ်တွေထဲမှာဘယ်အချိန်မှငါတို့ဘာရိုက်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေပဲမရှိဘူးလေကျွန်တော်စာချုပ်လည်းမချုပ်လိုက်အောင်မချုပ်လိုက်ဟောကျွန်တော်စာချုပ်မချုပ်ပဲဒီတိုင်းပဲလုပ်တာအပြောနဲ့ပဲလုပ်လိုက်တာအဲ့တော့ကျွန်တော်ထွက်တော့လဲဒီတိုင်းပဲပြောပြီးတော့ပဲထွက်လိုက်အကုန်လုံးအဲ့လိုမျိုးဟိုဟာပဲပေါ့ဟိုပါဇက်စာချုပ်နဲ့ပဲအဲ့လိုမျိုးဒီပဲထောင်ငါတို့ဝင်ကြလေးပဲလုပ်မယ်ဟုတ်ဒီတိုင်းစာချုပ်ဆိုပြီးတော့တစ်ခေါက်တော့လုပ်သေးတယ်ဒါပေမဲ့အဲ့ဒါလည်းဘာမှမသိပါဘူးဒီတိုင်းပါဟိုကမေမောအဲ့လိုမျိုးနေလေးပဲတစ်ခုကွာလာပါပြီပဲမြန်မာပြည်ရဲ့လေးပဲတစ်ခုကွာဆိုတော့လိမ့်နိုင်လေးပဲထားပါလိမ့်နိုင်လေးပဲထားလာပြီဘာလုပ်စီခြင်းမျိုးဘာလုပ်ပေးရမယ်ဆိုရင်မင်းတောင်းဆိုမယ်ဆိုရင်ဘာကြီးဖြစ်မလဲနေစရာတွေရောစားစရာတွေရော transport တွေရော sorry တွေရောအဲ့လိုsorry အောက်ဖို့စားဖို့တွေရောကျွန်တော်ချင်းပြန်လုပ်ပေးမယ် rapper ဆိုတာသိလားဆိုတော့ကျွန်တော်ချင်းပြန်လုပ်ပေးမယ်အဲ့ဒါကိုယ်ယုံကြည်ရင်တော့လုပ်ကြမယ်အဲ့လို
ရပြောလေ ပါဗလဲ EM ဝင်ပါလို့အနိုင် artist တွေခေါ်ရပါတယ်ကျွန်တော်အဲ့လို online line နဲ့တီကျွန်တော်ကြားခဲ့ဘူးတောင်းနေအတွက်ငါတို့ကကုတ်ဘယ်လိုတန့်မှာရှိမှာအဲ့တော့စော်ကနေအောင်ငါတို့ကပါအဲ့ဒါကိုကုန်ပါတယ် โอเคမခဏအဲ့တော့ငါပြီးရင်ရှင်းပေးမယ်ရတကယ်ကျွန်တော်ပြောအဲ့ဘာဖြစ်လို့အဲ့လိုမျိုးတွေဖြစ်နေရလဲဆိုတော့ငါသိတဲ့ဟာငါနားလေတယ်ဘယ်လိုပြောပါဆိုအဲ့ဒါအရင်အဆုံးလိုတာပေါ့အဲ့ဆိုလို့ရှိရင်ကိုယ့်ဘက်ကဘာပြန်ပြီးတော့ဘယ်လိုစူးစမ်းပေးမလဲအဲ့ဒါလည်းရှိတယ်သူတို့ပြောတဲ့ချင်းတွေအားလုံးအချိန်မီအောင်လုပ်ပေးမယ်ပေါ့ မင်းက commercial တွေလုပ်ပေးမှာအဲ့တော့ငါတို့ဆိုရင်ငါဟို program term လိုမျိုးအဲ့လိုဖွဲ့အဲ့လိုမျိုးလို့ပြောငါတို့အဲ့လိုမျိုးတွေမစိုးချင်တာတွေကိုလည်းညင်းခွင့်တော့ပေးရပါပေါ့အဲ့ဒါမင်းဘက်ကအများကြီးအရင်ကပေါ့ဟုတ်လို့ညှိနှိုင်းရမှာပေါ့လားအဲ့တော့ကောင်းတယ်ဒီ topic အရင်ကောင်းတယ်တကယ်ချင်းဟိုကြောင်းတော်သချင်းကြီးတော့လာမဆိုခိုင်းတဲ့ကတာတွေပါဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုယ့် identity နဲ့ပတ်သက်ပြီးတော့ကိုကအဲ့လိုရှင်းပြရမယ်လို့တော့ထင်တယ်ကိုကဒီလိုပုံစံနဲ့ကျွန်တော်နဲ့အဆင်မပြေဘူးပြည်တယ်တွေပါဟိုပါဖြစ်ရမှာပေါ့သူတို့ပြန်ရှင်းပြညှိနေနိုင်တော့လောက်အောင်ပါမင်းဘက်ကလည်း short အောင်ပါတယ် short အောင်ပါတယ်တင်းရမှာရှိတယ်အဲ့လို deal လုပ်ပြီးဆိုရင်ရတော့ရွှေ့လိုက်တော့ဒီနားမှာမှောက်ရမမောက်ဆိုတော့ပေးပါရတယ်တောက်လိုက်ပါကောင်းတယ် good sorry ရတော့နော် rapper ငါရမ်းပိုက်ဆို2-3နဲ့တော့ငါတို့ဟိုလိုလေဒီကောင် change လို့ရှင်နေဆိုတဲ့ဟာရှိရလေဟုတ်အဲ့ change လို့ရှင်နေဆိုတဲ့ဟာတကယ်တော့ဒီကောင်ကနိုင်ငံခြား record တွေမှာဆိုလို့ရှိရင်ဥမာဘယ် record label က represent ဖြစ်တယ်ဆိုတဲ့ဟာကိုသူ proudly လုပ်ချင်တာဟုတ်တယ်မလားဟိုမှာ Dev Jam ဆို Dev Jam ဟိုဆွဲရိုးနဲ့ပြီးဗာလေ Daro ဆို Daro ဟိုဟာနဲ့ Shady ဆို Shady Aftermath ဆို Aftermath အဲ့ဒါကိုဒီကောင်ကပြောချင်တယ်ဆိုတော့အဲ့လိုမျိုး change rapper ကြီးအကုန်လုံးကတော့ change ကြိုက်တယ်နဲ့ပြောကျွန်တော်လည်းရတယ်သူ့ပေးတဲ့ဟာတွေကျွန်တော်နေလုံးပုံ change ကြိုက်တယ်ကြိုက်တာပေါ့ကြိုက်တော့ကြိုက်အဲ့မှာကြိုက်ပါဆိုအစစ်ဆိုရင်တော့ကြိုက်အစစ်ဆိုရင်တော့ဟုတ်တယ်နော်အစစ်ကိုတော့ပို့ပြီးတော့ကျွန်တော်တို့ပေးတာအဲ့ပဲပြောတာသူကငွေနဲ့လောက်တာနည်းနည်းဈေးတန်တယ်ဆိုကြိုက်တယ်ဈေးရောင်းလို့ကွန်ဖီဒန့်ပေါ့နော်ဒါဟုတ်ဟိုရိုးတန်ကြိုးရွဲဆိုရင်တော့တိတ်တော့ဟို fee out တော့ပေါ့နော်ကျွဲလို့ပြုတ်လို့ရတန်မှုဘယ်လောက်ရှိဟိုကျွဲတယ်ဆိုတာကလည်းဘယ်လိုလဲဆိုတော့ငါဒါတွေဝစ်နိုင်တယ်ဆိုတဲ့ဟာကိုပြောချင်တာလေအဲ့ဒါကြီးဟိုမှာစတီးနဲ့ဝစ်ထားတာကြီးကြောက်လေအရန်ကျွဲရမရောက်နေတော့လေမကျွဲတာမှကောင်းပါဘူးမဝစ်တာမှကောင်းပါဆိုအဲ့ခုန record label နဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုကနိုင်ငံခြားမှာလည်းရှိပါတယ်အဲ့လိုခေါင်းပုံဖြတ်ကြတယ်ဆိုတဲ့ဟာကိုဘယ်လိုထင်လဲခေါင်းပုံဖြတ်ခံရတယ်လို့ကိုကလိုမျိုးခဏ record label တွေကခေါင်းပုံခဏဖြတ်တယ်လို့ပါအဲ့လိုမျိုးမြင်တယ်ကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့လိုမြင်တော့ကျွန်တော် record label တွေကိုမကြိုက်တော့တာအဲ့တော့ fans ဟိုရင်ခဲ့တဲ့ကလေrapper တွေကဘယ်လိုလဲဆိုတော့တဘွားဆန်လိုမျိုးလေ Tupac တို့ Biggie တို့ဆိုဆန်တော့ဆန်လိုက်ရတယ်လေမသေးခင်ထိကတော့ AC ပဲတေးသွားပြီးတို့တော့ဘာမှသိမကြံနေခဲ့ဘူးကျန်တဲ့လူတွေအကုန်သိမ်းသွားအမဂ္ဂဇင်းရောက်တော့ကြံနေကြတာသူတို့ကနားလေတော့ဟိုသူတို့ right တွေကိုသူတို့ဘာဖြစ်တယ်ဆိုခုနyes wow မြန်လီဘေနဲ့ပတ်သက်လို့မြန်မာပြည်လားအေးပါမြန်မာပြည်ပဲပေါ့ငါတို့နိုင်ငံခြားကတော့ဟိုပါမဟုတ်နိုင်ငံခြားတော့ကွာအဲ့လိုမျိုးဒီဘူးတူတရှိရဲ့ကောင်တွေတော်တော်များများနိုင်ငံခြား label တွေကသူတို့ artist တွေဘာလုပ်ပေးတယ်ဘယ်လိုနေတယ်ဘယ်လိုစာချုပ်ချုပ်ပေးတယ်ဟိုဘယ်လိုထားလဲပြီးတော့သူတို့ဘယ်လိုချိတ်ဆက်ပေးတယ်ပြီးဥပမာဆိုတော့ဒီအခု popular ဖြစ်နေတဲ့ artist နဲ့ Mary Mo နဲ့ချိတ်ပြီးတော့ဟုတ် Mary Mo ကိုဘယ်လိုထပ်ပြီးတော့ promote လုပ်ရမလဲအခု popular ဖြစ်နေတဲ့ artist နဲ့ Mary Mo နဲ့ပေါင်းပြီးတော့ဘာတွေလုပ်လို့ဘာတွေထပ်ပြီးတော့အောင်မြင်အောင်လုပ်လို့ရမလဲဘယ်လိုကောင်းတာတွေထွက်အောင်လုပ်လို့ရမလဲဆိုတဲ့ဟာမျိုးသူတို့က plan ရှိပြီးသား plan ရှိမှာပဲလေလုပ်ပေးမှာပဲဆိုတော့မဟုတ်ဒါမြန်မာပြည်မှာဆိုတော့ငါတို့ကမြန်မာဟန်နဲ့မြန်မာပြည်က label တွေအကြောင်းဆွေးနွေးမှရမှာမဟုတ်ဒီတိုင်းမှာပဲသူတို့ကိုလည်းခဏမြင်နေလို့လေ record label ရောငါဘယ်ကငါဘာဆိုအေးဒါပေမဲ့အဲ့လူတွေကဟိုငါမြင်တာပေါ့နော်တိတ်အဆင်ပြေတဲ့ပုံမပေါက်လို့သူတို့အဲ့လိုတောင်းဝင်ယူခံရတယ်လို့လည်းမထင်လို့ဥမာခုနပြောရလေဒီစားစရာတချင်းကို AC လောက်ခွင့်ဟာမျိုးပေါ့နေပြစားစရာတော့မဟုတ်ရင်တော့ထားလိုက်ပါဦး record label လုပ်ပြီးရင်တခြားဟာတော့တောင်းဝင်ယူပေးရမယ်တခြား plan တွေ management က plan တချင်းပဲလုပ်ချင်ကြတာလေတချင်းလုပ်တဲ့လူတွေကကျန်တာတွေကတိတ်ဆိတ်ဝင်လာတာမဟုတ်ဘူးကျွန်တော်မြင်တာကတော့ဟိုလိုမျိုးပေါ့နော်မြန်မာပြည်မှာလည်းအဲ့လို
label ကအဆင်မပြေဘူး artist နဲ့အဲ့လိုမျိုးအဆင်မပြေဘူးဆိုတော့ agreement ယူထားတဲ့ဟာတွေအဆင်မပြေဘူးဆိုတဲ့သတင်းတွေကခဏခဏကြားတယ်နိုင်ငံခြားမှာလည်းမဖြစ်နေတာတော့မဟုတ်နိုင်ငံခြားမှာလည်းဖြစ်နေတာသူကဟို Spotify နဲ့အဲ့လို artist တွေနဲ့လည်းစောက်ပြဿနာအဆင်မပြေတဲ့ဟာတွေရှိတယ် Spotify မှာ million view ရပြီးတော့ဘာဖြစ်လို့ငါတို့က million cash ကိုမရရလဲဆိုတဲ့ပြဿနာတွေဖြစ်တာဒါကတော့ဟိုမြန်မာပြည်မှာမဟုတ်ဘူးနိုင်ငံခြားမှာလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော်ဒါနဲ့ကြီးတဲ့ကိစ္စဆိုတော့လည်းစကားထိန်ပြောအောင်တော့ဘယ်လိုလဲဆိုတော့ Interscope တို့ဒီဟိုဟာတို့ Sony တို့ Universal တို့ကလည်းတကယ်တော့ capitalism ပဲသူကပတ်စံရှိတဲ့လူကတော့အများတန်းသူကပတ်စံမရှိတဲ့လူကိုစားမှာပဲအင်အားကြီးတဲ့လူကငယ်တဲ့လူကိုအများတန်းစားမဲ့သဘောတရားရှိတယ်သူတို့ကကြားဘူးတာဆိုလို့ရှိရင် artist တွေရတဲ့ဟာဆိုလို့ရှိရင်ဒီ digital ဟာဖြစ်ဖြစ် physical ဟာဖြစ်ဖြစ် label က80လားမသိယူတာလို့ကြားဘူးလေအဲ့တော့ဟို Taylor Swift တို့တခြားအဲ့လိုမျိုး artist တွေကအဲ့လိုရတဲ့ပတ်စံဆိုတာကအမြတ်ရ20%ပဲရှိတယ် profit ကိုဥပမာထားပါတော့300ရတယ်ဆိုလို့ရှိရင်80%ပဲ30ပဲရအောင် yes ဒါပေမဲ့အဲ့သူတို့30က Lamborghini ဝယ်လို့ရတယ်30ကဒီ Miami မှာအိမ်တစ်လုံးဝယ်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးအထိဖြစ်အောင်အဲ့ဟိုဘက်ကလူတွေကပတ်စံရှာတတ်တယ်သူကဘယ်လိုလဲဆိုတော့ label ရဲ့သဘောတရားကကျဘိုးလိပ်ဖြစ်အောင်လုပ်တယ်အခုကွာခုနမင်းတို့ပြောနေတဲ့ဟာကိုငါသုံးသက်ကြည့်တာအရာဆိုလို့ရှိရင်တိုက်ရသူကဒီကမင်းတို့တာဝန်ယူရမှာ artist တွေကမင်းကဗာပြန်တာဝန်ယူရမယ်ဆိုတော့ငါအနေနဲ့ငါသာ label လုပ်မယ်ဆိုလို့ရှိရင်တော့ငါ Mary Moore ငါ artist အနေနဲ့ contract လုပ်မယ်ဆိုလို့ရှိရင်ငါစဉ်းစားတဲ့ပုံစံတော့ရှင်းရှင်းလေးကွာငါ Mary Moore စီမှာငါ3000 invest လုပ်မယ်ဆိုလို့ရှိရင်ငါ Mary Moore ကိုငါ20%ပေးမယ်30%ပေးမယ်ဆိုတဲ့ agreement ငါနဲ့ဒီကောင်နဲ့ရှိမယ်ပြီးလို့ရှိရင်ငါဒီကောင်ကို30%ပေးဖို့ဆိုလို့ရှိရင်ငါပတ်စံပိုရှာမှငါအတွက်ကကြိုက်အောင်ငါ3000ရှင်းပြီးတော့ငါ3000တို့2000တို့3000တို့ရတော့မှငါအတွက်ကဒါလောက်တာဆောက်ဖြစ်ရှိတယ်လို့ငါပြောလို့ရအောင်မဟုတ်လို့ရှိရင်ငါ Mary Moore စီမှာငါ3000သွားရင်းပြီးငါအချိန်ဖြုံးနေရပဲရတော့ဒီကောင်က3000ရင်းတယ်ငါတစ်နှစ်ငါ3000ရင်းပြီးတော့ငါလှုပ်လိုက်တယ်ဒီကောင်ကလည်းဟိုမရောက်ဒီမရောက်ဖြစ်မယ်ငါလည်းပတ်စံတပြားမရောက်အဲ့လိုအလုပ်မျိုးတော့ငါစိတ်ဝင်စားပါအဲ့လို label မျိုးဆိုငါမလုပ်ချင်ကွာငါလုပ်ချင်တဲ့ဟာရှင်းရှင်းလေး Mary Moore နဲ့ငါအလုပ်လုပ်မယ် Mary Moore ငါ3000 invest လုပ်မယ်ဆိုလို့ရှိရင်ငါဒီကောင်နဲ့ပတ်သက်ငါ3000ရမှငါအဲ့အလုပ်ကိုငါလုပ်မယ်အဲ့3000ရဖို့အတွက်လည်းငါကြိုးစားမှာဘာလို့ဆိုငါဒီကောင်ကိုရောင်းစားမှာငါဒီကောင်ကိုရောင်းစားဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်နာမည်ကြီးအောင်ငါပို့လုပ်ဖို့အတွက်ငါမတာဝန်ရှိတယ်အဲ့ဒါဒီကောင်အတွက်လုပ်နေတာမဟုတ်ဘာလို့ဆိုငါ3000ဒီကောင်ကိုရင်းထားလို့ကွာငါဒီကောင်ကို3000ရင်းထားတဲ့အတွက်ကြောင့်မလို့ငါဒီကောင်နဲ့ပတ်သက်ပြီးတော့ဟာငါဟိုပါဘောတရားဟိုဘယ်လိုပြောရမလဲငါ10သားငါပြန်မြတ်ဖို့အတွက်ဆိုလို့ရှိရင်ငါအလုပ်ကြိုးစားမယ်ဒီကောင်အလုပ်ကြိုးစားမကြိုးစားငါကိမစားဒီကောင်ကငါပြောမှာဟဲ့အောင်မင်းငါ့ကိုတစ်နှစ်နေလို့ရှိလို့ရှိရင်မင်းက album တစ်ချက်ပေးရမယ်အဲ့ album ထဲမှာမင်းကဒီလိုသချင်းလုပ်ပေးရမယ်ဒီလိုသချင်းလုပ်ပေးရမယ် market ထဲကိုရောက်ဖို့တော့ငါဒီလိုသချင်းလုပ်အဲ့တော့ဒီကောင်အဆင်ပြေတယ်မပြေဘူးငါတို့ contract မချုပ်ခင်နဲ့ငါတို့ပြောမှာပြီးရင်ငါဒီကောင်နဲ့ contract လုပ်ပြီးတော့ငါ3000အကုန်ကြခံပြီးသွားရင်ငါ3000ရအောင်ငါရှာရမှာငါတာဝန်ဒီကောင်နဲ့မဆိုင်ဘူးဒီကောင်ကိုငါပေးရမယ်ငါယူရမယ်တာဝန်ဆိုတာခုန contract ပေါ်မှာငါစာချုပ်ချုပ်ထားမယ် Mary Moore ဟုတ်ပြီမင်း album နဲ့ပတ်သက်ပြီးတော့ငါကွာတော့ထားပါငါ album တစ်ခုလုံးငါဝယ်လိုက်ပြီဆိုလို့ရှိရင်မင်း album နဲ့ပတ်သက်ပြီးငါမင်း3500ပေးမယ်ပြီးရင်မင်းကသွားဖို့အတွက်လာဖို့အတွက်ငါကားစီစဉ်ထားပေးမယ်ငါအကယ် label လုပ်ခဲ့မယ်ဆိုလို့ရှိရင်ပြောပါတယ်ငါပြီးတော့နောက်တစ်ခု label လုပ်ဖို့အတွက်ဆိုတာငါမှအဲ့လောက်အင်အားရှိမှရပါအောင်မင်းသွားဖို့လာဖို့ငါစီစဉ်ပေးထားမယ်ပြီးရင်ပွဲတွေပါတွေချိန်ဖို့အတွက်အဲ့ဒါကဒီကောင်အလုပ်မဟုတ်တော့ဒီကောင်ကငါးစီမှာအလုပ်လုပ်တဲ့လူဖြစ်သွားတယ်ငါပြောတယ်ငါကဒီကောင်ကအသုံးချပြီးငါပတ်စံရှာမှာဘာလို့ငါ invest လုပ်ပြီးတော့ငါဒီကောင်စီမှာငါဒီကောင်ဒီငါအမြတ်ထုတ်ရမှာကွာပြောချင်တာဘာလို့ဆိုတော့ပတ်စံရှာမယ်ဆိုလို့ရှိရင် business လုပ်နေရမယ်လေဟာမဟုတ်ငါအဲ့ဒီချိန်မှာအမြတ်ထုတ်တယ်လားပြောလဲငါစောက်ကြီးမစက်ဟုတ်တယ်ငါအမြတ်ထုတ်တာဘာလဲလားပြောနေရအောင်ငါ3000ရင်းတာ Mary Moore ကို3000ဘယ်ကောင်ရင်းနိုင်လဲငါမေးမှာငါကေဘယ်ကောင်ရင်းမလဲပြောငါလို့တတိရှိပြီးတော့ဘယ်ကောင်ရင်းမှလဲဆိုငါမေးမယ်ငါက level လုံးမယ်ဆိုလို့ရှိရင် manager ထားတာမင်းအထားကြဖို့ငါထားတာမဟုတ်ဘူးရှိုးပွဲတွေကိုချိန်နေတာလဲမင်းနာမည်ကြီးဖို့လို့ဘာလို့မဟုတ်မင်းနာမည်ကြီးလေငါ income ရလေအဲ့တော့ငါဒီပစ္စံငါရင်းတဲ့အတွက်ကြောင့်ဒီပစ္စံငါရအောင်ရှာရမှာငါတောင်းမင်းနဲ့မဆိုင်ဘူးကွာမင်းနဲ့ငါနဲ့ agreement ရှင်းလေးကွာငါအဲ့အောင်မင်းကငါတို့ကြားတဲ့အကျိုးမြတ်ထဲကနေပြီးတော့မင်းကငါ30%ပေးမယ်40%ပေးမယ်မင်းကတော့သဘောတူရဲဆိုမင်းနဲ့ငါနဲ့လုပ်မယ်မင်းဒီတချင်းငါ့ကိုပေးရမယ်မပေးရဘူးအဲ့ဒါမင်းနဲ့ငါနဲ့ညှိရမှာပေါ့မို့ brother ကျွန်တော်တို့ဒီလိုတချင်းမျိုးပဲလုပ်မယ်ဒီလိုတချင်းမျိုးပဲလုပ်မယ်အဲ့ကြငါမင်းနဲ့ညှိမှာဟုတ်ပြီမင်းအဲ့လိုတချင်းမျိုးပဲလုပ်မယ်ဒါပေမဲ့ငါ market ထဲမှာငါပေါက်ဖို့အတွက်ငါမင်းကိုဒီလိုမျိုးတချင်းလုပ်သိချင်တယ်ဒီဟာမင်းငါ့ကိုလုပ်ပေးလို့ရတယ်မရဘူးဆိုလို့အဲ့တော့ငါမင်းနဲ့ဆက်သွားလို့မရဘူးငါတခြားလူတွေငါဆက်ညှိမှာပေါ့
ဆိုတော့မင်းကလည်းငါ offer လုပ်မယ်ဆိုလို့ရှိရင်ဟုတ်ပြီတစ်နှစ်အတွင်းမှာမင်း show ပွဲဘယ်နှပွဲဆိုဖို့အတွက်ကိုငါ contract လုပ်မှာအဲ့ဒီကနေမင်း show ပွဲတစ်ပွဲဆိုလို့ရှိရင်မင်းပတ်စံဘယ်လောက်ရဟိုက300ရာခိုင်နှုန်းညှိမယ်400ရာခိုင်နှုန်းညှိမယ်400ရာခိုင်နှုန်းငါမင်းပေးမယ်မင်းပတ်စံမှန်းလိုက်ဟုတ်ပြီမင်းဒီတချင်းလောက်ရတာမင်းမကြိုက်ဘူးဒါပေမဲ့မင်း show ပွဲ10ပွဲဆိုလို့ရှိရင်ရမယ် income ကိုမင်း show လိုက်အဲ့တော့မင်းအဲ့ပတ်စံနဲ့ဟိုကနေမင်းလဲမလားလဲမယ်ဆိုလို့ရှိရင်လည်းရတယ်ပြဿနာမရှိဘူးငါဒီမှာဟောတိုက်ငါဒီကောင်နဲ့ငါဒီကောင်အဲ့လိုဒီမှာလေတကယ်တော့ကွာဒီကလေ so called label ပေါ့အဲ့ပေါ့ဘာဖြစ်လို့ label ဆိုတာ qualify ဖြစ်ဖို့အတွက်လိုရတယ် label မှာ label တော့မဟုတ် label မှာသူကဘာလဲဆို label မှာသူကတာဝန်ယူမှုတာဝန်ခံမှုသူကသူ့ကိုတာဝန်ယူတာတာဝန်ခံတာကိုပြောတာမဟုတ် label မှာကသူကquality တခုရှိတဲ့ label ဖြစ်ဖို့အတွက်လိုရတယ်ဒီ manager တို့ဘာလို့ဆိုတာဒါ basic ကြီးပါဒါဥပမာဘာလို့ agency နဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင် agency ကငါတို့ arrange လုပ်ပေးနေရပါကွာဒါဘာမှမထူးကွာ agency ကတကယ်တော့ label လို့တောင်ခေါင်းစဉ်ကောက်တက်ချင်တက်လိုက်လို့ရတယ်ကျွန်တော်တို့အောက်မှာဘယ် artist ရှိတယ်ကျွန်တော်အောက်မှာဝင်းမုံရွှေရှိတယ်ဟိုဟာအောင်ရင်းလင်းရှိတယ်ဘယ်သူရှိတယ်ခင်ဗျာကျွန်တော်ဘယ်လိုလိုချင်လဲပြောဟုတ်ပြီဝင်းမုံရွှေရဲ့ဈေးကဘယ်လောက်ရှိတယ်300ရှိတယ်300ရှိတယ်ဆိုအဲ့ဒါ agency ရတော့မှတကယ်ကဟိုမြန်မာပြည်မှာ label အနေနဲ့ run မယ်ဆို run လို့တောင်ရတယ် level တောင်ရှိတယ် label ရဲ့သဘောတရားအဲ့လိုမဟုတ် label သဘောတရားမင်းရဲ့ branding ကစပြီးနောက်ဆုံးကွာကိုရီးယား label ဆိုဘယ်လို brand လဲဆိုတော့မင်းတရက်ကိုဟိုဒါပြအဲ့လိုမျိုးကအဲ့လောက်ထိငါ view ဆိုင်အဲ့လိုငါ view ဆိုင်နေတာကမင်းကိုချစ်လို့မဟုတ်ငါမင်းကိုအသုံးချပါမဟုတ်လို့သိလားဟုတ်တော့မင်းနာမည်ကြီးလေမင်းကျမ်းမာရေးကောင်းလေငါမင်းကိုလှုပ်ရှားလို့ရလေဗျဟိုမှာကလည်းအကုန်ကအဲ့တိုင်းလှုပ်ရှားတာအကုန်လုံးကွာ everyone အဲ့လိုမျိုးလှုပ်ရှားတာဆိုတော့ငါကွာငါဘယ်လိုလဲဆိုတော့ဒီမှာအဲ့လို music နဲ့ပတ်သက်ပြီးတော့ business လုပ်တဲ့လူတွေနဲ့ပတ်သက်ငါမကြိုက်တဲ့ဟာကလှုပ်ရှားမယ်ဆိုလဲထိထိရောက်လှုပ်ရှားပါလှုပ်ရှားအတုံးချမယ်ဆိုတော့တကယ်ထိထိရောက်အတုံးချငါအတုံးချရင်တော့ဟဲ့မင်းလည်းပျော်မဲ့အမောင်းငါအတုံးချမှာငါလည်းပျော်ရမယ်အတုံးချတယ်ဆိုတာဟဲ့နှစ်ဖက်စလုံးပျော်မှဒါအောင်မြင်တယ်လို့ပြောလို့ရဝင်ဖြစ်ဟုတ်တယ်မောင်းရင်တော့အဆင်မပြေဘူးလေဟိုကအခုဒီမှာအဲ့လိုအတန်တွေထွက်နေတယ်ဘာဟိုကမဖြစ်လို့ကျွန်တော်ဟိုက right ကဟိုကမပေးလို့ဘာလို့တကယ်တော့ကွာ market မရှိဘူးဟိုကမြန်မာပြည်မှာ music နဲ့ပတ်သက်တဲ့ market ကမရှိဘူးရောင်းလို့မရဘူးဟုတ်တယ်ကွာအခွေ physical sales တွေကြာလာ physical sales ကြာလာတော့ကျွန်တော်တို့က digital sales နဲ့ပဲ income မှာရတယ်အဲ့ကြတော့ကျွန်တော်တို့ artist ကိုဒီလောက်မလုပ်ပေးနိုင်ဘူးမဟုတ်ငါအဲ့လိုဖြစ်နေတာမဟုတ်ငါဖြစ်ချင်တဲ့ပုံစံရှင်းလေး Mary Moore album တသိန်းရောင်းရဖို့ငါလုပ်ရမှာ promote လုပ်ရမယ်ငါလုံးငါတာဝန်မင်းနဲ့မဆိုင်ဘူးမင်းတချင်းဆိုမင်းကအဲ့တချင်းပေးဟုတ်မင်းတာဝန်ရှင်းလေးကွာမင်းကအဲ့တချင်းပေးအဲ့အတော်တွေမှာငါအဲ့တချင်းပေးမင်းကမင်းအရက်ကြောင်ဘာကြောင်အဲ့နေ့မှာမင်း stand by ရှိနေရမယ်အဲ့ဒါငါလိုချင်တဲ့ဟာအဲ့ဒါကွာငါမသိချင်ဘူးဟိုကမစင်ပေါ်မှာမင်းမူးလဲဝါမင်းကဘယ်လောက်ရောငါမင်းနဲ့ညှိပါတခါလေးညှိပါဟောမင်းကျမ်းမာရေးကောင်းနိုင်မကောင်းနိုင်ငါမသိဘူးငါဟုတ်တယ်မင်းစင်ပေါ်မတက်ခင်မင်းအရက်ကိုဟုတ်မင်းအမို့ရတယ်မင်းတောက်ချင်လဲတောက်ငါညှိပါမင်းစင်ပေါ်မှာမူးလဲငါ့ကိုပတ်စံဘယ်လောက်ရောရမယ်ဆိုငါ contract တကာတန်းချုံငါရှိတယ်ငါ business လုပ်ရင်တော့ငါအဲ့တိုင်းလုပ်ပါဘယ် artist နဲ့မင်းလိုချင်တာကိုလည်းပေးမယ်ငါတို့ရတယ်မင်းနဲ့ငါလည်းညှိတယ်ကွာဆိုတော့ကွာ chain တွေပါတယ်ဆိုတဲ့သဘောတရားလဲထုံလေးတစ်ကောင်မယ် chain ကို that rule ကဘာဖြစ်လို့ two pack ကိုအဲ့လိုမျိုး chain ကိုပေးရတယ်that is all about marketing ပဲငါပြောတာtwo pack ရဲ့ခန္ဓာကိုယ်ပေါ်မှာ that rule chain ကိုသူတို့ကဆွဲထားတယ်ဟဲ့ two pack ခန္ဓာကိုယ်ပေါ်ဘယ်နာတော့ that rule ဒါကြီးကိုတွေ့နေရဒါပေါ့ two pack ဘယ်ကောင်လဲ that rule ကမြင်ရအဲ့ဒီရွှေဆွဲကြိုးကအဲ့ဒီရွှေပေါ်မှာတင်ထားတဲ့စိန်ကဘာမှမဟုတ်ဘူးသူတို့ income နဲ့ရှင်းဒါ marketing အတွက်သုံးထားတဲ့ budget ပဲဆိုတော့ဒီမှာ chain ပေးဖို့လိုအပ်တယ်လို့မလိုအပ်တယ်လို့ဆိုတာအဲ့ဆွေးနွေးနေရမလို့ကွာငါတို့လာအရန်ကြီးလို့ရှိရင်ငါတို့အဲ့တိတ်ပြဿနာမရှိဘူးကွာငါ Mary Moore နဲ့လုံးမယ်ဆိုလို့ရှိရင်တော့ငါ Mary Moore ဟိုထိုင်နေပြီးတော့အဲ့လိုမျိုး album မထုတ်ဘဲနဲ့ဘယ် show မှမစိုးရတဲ့အခြေအနေမျိုးတော့ငါမလုပ်ဘာဖြစ်လို့ဆိုတော့ငါအလုပ်ဖြစ်သွားပြီငါဒီကောင်နဲ့ပတ်သက်ပြီးငါပတ်စံရှာမှာအဲ့တော့ငါဒီကောင်နဲ့ပတ်သက်ပြီးငါသိန်း1000ရင်းထားတယ်ဆိုလို့ရှိရင်ငါအဲ့သိန်း1000ငါမရရအောင်ငါပြန်ရှာငါ10လောက်ငါမရရအောင်ပြန်ရှာငါပြန်ရှာလို့ငါဝင်မှလည်းငါကာမိမှာဒီလုပ်ကိုလုပ်တယ်ဆိုတာစောက်ဖြစ်ရှိမှာအော်ငါမင်းကိုခွဲပေးရဖို့လို့မင်းကိုကျင်နာလို့ချစ်လို့ဆိုပြီးတော့ငါလုပ်မှာမဟုတ်ငါပတ်စံရချင်လို့ငါလုပ်မှာငါ level လုပ်မယ်ဆိုလို့ရှင်တော့အဲ့ဒီဘောတရားပဲလုပ်မှာ manager ထားရဲဆိုတာကလည်းမင်းတော့မဟုတ်ငါ level အတွက်လုပ် controller လို့ရအောင်ဟုတ်ပြီးတော့ invest ကလည်းသူကများဖို့လိုတယ်ဒီမှာအဲ့လိုမျိုးဟို level လုပ်မယ်ဆိုလို့ရှင် artist တယောက်တည်းမဟုတ်ဥပမာ6ယောက်ရှိတယ်ဆိုလို့ရှင်6ယောက်ကိုက
စီစီဆက်ဆက်အဲ့လိုမျိုးလုံနိုင်မှာငါအကေ level လုံးမယ်ဆိုရင်တော့ငါအဲ့လိုအများကြီးနေတော့ငါတော့မလုပ်ချင်ဘူးကွာလုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ငါ လဲချင်းတယ် တယောက်2ယောက်နဲ့ငါစလုပ်ချင်တယ်ဘာဖြစ်လို့တယောက်2ယောက်ကကန်ရလွယ်တယ် လွယ်နော် ဟာ 50ယောက်ဆိုဘလုံးဝမလွယ်ဘူးတယောက်2ယောက်တော့မလွယ်ဘူးနော်နေ ပြောင်းမွေးနေရလို့ ဟာနေရတယ် ကစီ manager တယောက်ထားပြီးတော့ကိစ္စအရမ်းများတယ်အဲ့ manager ကိုဟဲ့အောင်မင်းနေတင်ချင်းကိုတွားနှိုး17နာရီတို့အတိငါးစီကိုရောက်အောင်မင်းခေါ်လာခဲ့တော့နေတင်ချင်းမနှိုးရင်ဘယ်လိုလုပ် Mary Mo မနှိုးရင်ဘယ်လိုလုပ်မလဲအဲ့ manager ကိုငါထောင်းအောင် manager ကိုပေးဖို့တော့လာတာရှိသေးတယ် okay ဟုတ်ပြီကားစီစဉ်မယ်ဆိုလို့ချင်းကားဖို့ရှိတယ်အဲ့ဒါအကုန်လုံးကိုစီစဉ်ရမှာအိမ်ထားရမယ်ဒီ artist ကို artist ကအဲ့လိုတန်တန်မြဲမြဲဖြစ်နေဖို့အတွက်ကလည်းကိုက view ဆက်ရမယ် skin care လုပ်ပြီးသွားပြီလားလောက်ရသေးဘူးလားငါလုံးမဆိုရင်တော့ငါ label ဆိုတဲ့သဘောတရားတော့ commercial လုပ်နေရပါကွာ business လုပ်နေရပါငါဒီလူငါချောအောင်ထားရမယ်လှအောင်ထား Mary Mo ငါအသားရည်ကိုလုံးဝအဲ့လို negro တွေအဲ့လိုမျိုးပြောင်းလက်နေတဲ့ပုံစံတိုင်းငါထားဖို့တော့ဒီကောင်ငါ treatment လုပ်မယ် high fast တွေငါလုပ်မယ်ငါလုပ်မှာငါအဲ့လိုလုပ်မှာ စင်ပြီးပဲ ဟုတ်တယ်ငါအဲ့လိုလုပ်ရမယ့်အကြောင်းရင်းဒီငါဒီကောင်လှသေးခြင်းလို့ပါပေါ့ငါဒီကောင်ရောင်းစားမှာမဟုတ်လို့ရှင်းလေငါတော့အဲ့လိုမျိုးလုပ်မယ်ကွာဘာလို့လဲလူတယောက်နဲ့ငါအလုပ်လုပ်ပြီဆိုလို့ချင်းအဲ့ဒီငါလုပ်မယ်ပတ်စံ2ယောက်စလုံးရဖို့တော့ငါလုပ်မယ်ဒီမှာတော့ level ကတော့အဲ့လိုအတန်တွေထွက်နေတယ်ဆိုတာမျှတောက်အောင်ကိုကမညှိပေးနိုင်ဘူးလို့ပဲထင်တယ်ပေါ့ဟုတ်ပါ တက်တာပါ ရှောင်းတော့မှာမပဲတော့မှာโอเคပြီ ဆိုအဲ့ဟိုကဗါလဲကျွန်တော်ပြောနေလေဟိုမှာဘက်ဗန်နီGrammy ရနေအောင်မှာ editor ready ရဖနက်တွေပါတယ်ညာရောင်းဖို့တွေပါတယ်ဒါဒီကောင်တွေစီးပွားရှာဖို့တော့ကြိုပြီးတော့ plan ပြီးသားလေ ငါတို့ကအဲ့ဘက်မန်နီက Nike နဲ့အဲ့လိုအလုပ်လုပ်တဲ့အချိန်မှာ Nike sorry Adidas နဲ့ဘက်မန်နီနဲ့အလုပ်လုပ်တဲ့အချိန်မှာလီးပြရောဘက်မန်နီစောင်းမှ bro တကယ်တော့ဘက်မန်နီမိုက်တာမဟုတ် Adidas ကစောင်းရမိုက်တာငါမြင်တာငါဘက်မန်နီနဲ့ Adidas ကိုမြင်တာနော် Grammy ရတယ်ဟိုမှာတန်းထုတ်တာမင်း product တွေဘာတွေ ဘက်မန်နီကို Adidas ကစာရုပ်ထုတ်တာဘက်မန်နီကို Adidas ကပတ်စံပေးတာဘယ်ကောင်ကဆရာလဲဆိုတော့ Adidas ကဆရာပဲ ညင်လို့ ဟုတ်အဲ့လိုမျိုးဟာပဲအဲ့လိုမျိုးဖြစ်ချင်တယ်ကိုမဟုတ်ပါဘူးအဲ့လိုမျိုးစောက်ကြီးစောက်ကျယ် ရန်ကြီးပါ sorry ပါ globally ဖြစ်သွား ကျွန်တော်ကပတ်စံနဲ့မရှိပါဘူး locally ကျွန်တော်အဲ့လိုမျိုးဖြစ်ခွင့်ရခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာမြန်ဆက်ရှိခဲ့တဲ့ artist တွေနဲ့အလုပ်လုပ်မယ်ဆိုရင်တော့ကိုကအဲ့လိုမျိုး label ကိုလုပ်ချင်တဲ့လူတစ်ယောက်ပါလို့ပြောတာပါဒါပေမဲ့လည်းအဲ့ဒါလွယ်ပါဘူး ဟောရမဟုတ်ပါဘူးကျွန်တော်ပြောပါရင်မှာ Marimo တောင်းတဲ့ဟာလေးဆိုလေအများကြီးမဟုတ်လေ media စားစရာရယ် studio ကိစ္စရယ်ဒါပဲ ရတာဗောမင်း လွယ်လွယ်လေးဘလောက် ငါ ကုန် ပတ်စံမရှိတော့ငါပတ်စံရှိရင်တော့ငါလုံမှာငါတော့ လည်း တရား ရှိရင်တော့လုပ်ချင် မင်းငါပြောပြငါတော့ပေါ်တင်မဲပြောမှာ ဝယ်မှာခါကြတာ မင်းငါပေါ်တင်မဲနေတော့ဘယ်သူမဆိုငါဘယ် artist မဆိုငါပေါ်တင်မဲဒီမှာဟဲ့အောင်ငါမင်းတို့ကိုရောင်းစားမှာငါတဲ့ပြောမှာရှင်းရှင်းလေးငါမင်းတို့ကိုရောင်းစားမယ်အဲ့တော့မင်းတို့ဘယ်လောက်ရရင်ကြီးနေလဲငါတော့ဒီလောက်ရမှကြီးနေမှာငါပေါ်တင်ပြောမှာစကားပလိန်တွေခံပြီးတော့ဟဲ့အောင်မင်းတို့အမှုပညာဘာဖြစ်ပါတယ်မင်းတို့ rap တွေကဘာဖြစ်တယ်ငါစောင်းရမ်းခိုက်လို့ပေါ့ငါလီးတောင်မပြောဟဲ့အောင်ရှင်းရှင်းလေးဟဲ့ငါမင်းနဲ့စီးပွားရေးလုပ်မှာရှင်းရှင်းလေးမင်းကရောင်းစားမှာမင်းအောင်မြင်မှငါပတ်စံရမှာအဲ့တော့မင်းကရောင်းစားဖို့လို့ငါတဲ့တယ်မင်းကောရောင်းစားတယ်ဆိုတဲ့စကားမင်းကောပြောခွင့်မရှိဘာဖြစ်လို့ငါမင်းရောင်းစားမှလို့ပြောနေတာဆိုတော့ဟုတ်တယ်ဟိုအဓိကခုနမဟုတ်ပါဘူးလို့ label တွေနဲ့ပတ်သက်ပြီးတော့ label တွေကရောင်းစားနေရ ဒါပေမဲ့ label လည်းခံရပါတယ်တချို့နေရာမဟုတ်ဘူး Frank Ocean ဆိုအသေးချင်းနဲ့ အဲ့ဒါတော့မှန်တယ် promotion တိတ်တာ promotion တိတ်တာမဟုတ် promotion label ကသူ့အသေးအခွေတောင်းတဲ့အချိန်မှာသူ့ရဲ့ mid album ကိုပေးလိုက်တယ်ပေးပြီးတော့နောက်တစ်ပတ်လောက်နေတော့သူကသူထုတ်တဲ့အချိန်မှာစောက်ရမ်းမိုက်တဲ့ album အဲ့ဒါကြတော့ ပေးလိုက်တာ အဲ့ကြတော့မဟုတ်ဟိုပါသူတို့ကြတော့ဒါ business trick တွေလေဒီ business trick တွေတော့ကွာဟိုပါ first album ကသူဒီတိုင်းပဲအဲ့လိုပေါ့ပေါ့ပါလုပ်ထားတဲ့ဟာဒါပေမဲ့သူ့ရဲ့နောက် album ကသူစောက်ရမ်းစူးစမ်းပြီးတော့လုပ်ထားတဲ့ဟာဒါပေမဲ့သူကဘာဖြစ်လဲဆိုတော့စာရုပ်ကုန်တဲ့အချိန်ကြီးကိုသူစောက်နေ၄နှစ်လားမသိအဲ့၄နှစ်ကိုလုံးဝစောင့်ပြီးတော့မှအဲ့၄နှစ်ပြည့်ပြီးကြော်တော့မှသူ့ album သူက independent ထုတ်လိုက်တာဒါကြတော့ကွာသူပြည့်ဆို sorry ကျွန်တော်ရပ်ပိုင်းထဲမှာ ဟုတ်တယ်သူအဲ့ဟာလည်းစာချုပ်ရှိရလေသူ extend ဟိုဟာဖြစ်တယ်အဲ့ဟိုဟာထဲမှာမင်းဘယ်သူနဲ့ဘာမလုပ်ရဘူးဘယ်သူနဲ့စာချုပ်မချုပ်ရဘူးအဲ့ဒါအရင်ကြီးလို့လည်းငယ်နေတာဒါပေမဲ့မဟုတ်ငါတို့ရှိရ artist တွေက rapper တွေက basic လေးဒီမဲ့ဆိုအရန်ရှင်းပါတယ်တကယ်ကွာမင်းရတယ်ကိုကဟို Mary Mo လာချိတ်တဲ့ show ပွဲကိုငါဒီကောင်နဲ့လုံးမယ်ဆိုလို့ရှိရင်Mary Mo ကိုလာချိတ်မဲ့ show ပွဲကိုငါထိုင်မဆောင်နေဘူးငါ Mary Mo ကို show ပွဲဘယ်သူခေါ်มาလဲဆိုငါလိုက်ချိတ်ရမှာဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြဘယ်လိုစီစဉ်မလဲအဲ့ဒါငါတို့ဒီမှာ artist က Mary Mo ရှိရဟဲ့အောင်ဒီမှာဟဲ့အောင် Mary Mo ရှိရမင်းတို့ show ပွဲမှာငါတို့ဒီရလုံးမယ်ဟဲ့အောင် club ပွဲဆိုလဲ club ကိုငါသွားညှိမယ်ကွာဒီစင်းက blog ကိုတိုင်းဆက်ရှိရဟုတ်တယ်ငါအဲ့ဒါ blog ကြိုက်တယ်ဒီမှာဒါတွေရှိရငါမှာဝန်ထမ်းရှိမယ်ဆိုလို့ရှိရင်ဝန်ထမ်းကငါ proposal တင်ခိုင်းမှာကွာဟုတ်ပြီ level 8ဆိုလို့ရှိရင် level 8မှာငါတို့ Mary Mo ပွဲလုပ်မယ်မင်းတို့တော့ income မှာဘယ်လောက်ရှိရပါငါတစ်နှစ်ပတ်လုံးငါဆောက်လုပ်မှာကွာငါပတ်စံရှာမှာကွာအဲ့တော့ဒီ artist
နာမည်ကြီးလေငါပတ်စံရလေပဲငါဒီဟာနဲ့ပတ်သက်ပြီးတော့ငါ effort ထုတ်မှာကွာမင်းကိုရှိုးပွဲလာခေါ်တဲ့ဟာကိုငါ hello ဟုတ်ကဲ့ Mary Mo ရဲ့ဈေးကတော့15သိန်းရှိပါတယ်330ရှိပါတယ်တော့အဲ့ဒါလုံးနေရုံနေတော့ငါ level လို့တော့ပြောလို့မရဘူးလေအဲ့ကြောင့်မင်းကိုလာခေါ်တာကွာ booking တာပဲရှိတယ်ငါတော့အဲ့လိုမျိုးမဟုတ်ဘူးငါခုနကတော့ငါ light ချိန်မယ်ဆိုတဲ့ဟာတော့သူကဟိုဟာမဟုတ်သေးဘူး level ဆိုပြီးတော့နာမည်တက်လို့မရသေးဘူး level ဆိုအရင်ကြီးတယ်ဟုတ်တယ် publishing ဘယ်လောက်လုပ်ပေးနိုင်လဲသိလားဒီအခွေကိုဘယ်လောက်ရောင်းမှာလဲဥပမာငါ merchandise တွေငါဘယ်လောက်ရောင်းမလဲ Mary Mo ရဲ့ merchandise ကိုငါဘယ်လောက်နဲ့ရောင်းမယ်ကို့မှာ invest ကဘယ်လောက်ရှိလဲပါငါအကုန်တွက်ရမှာကွာဒီကောင်တစ်နှစ်မှာပွဲ90ရဖို့အတွက်ငါ Mary Mo ပွဲ90ရဖို့အတွက်ငါ run မှာငါပတ်စံဘယ်လောက်ပြန်ဝင်မယ်ဆိုတဲ့ဟာပါငါတွက်ထား target နဲ့အကုန်တွက်ရမှာတစ်နှစ်အတွင်းမှာငါဒီကောင်ကငါဘယ်နှပွဲဆိုခိုင်းရမယ်အဲ့ဒါငါတွက်အခုကမဟုတ်ပါဘူးဒီတိုင်းမှာပဲအဲ့လိုညီးရတယ်ဗာမြင်ရတာပြီးတော့ artist ကလည်းခုနပြောရလေသူတို့ studio သွင်းမှုတွေပါရစလိုက်ပြီးတော့ကိုယ့်အကူပြန်စီစဉ်နေရတဲ့ဟာတွေပါညာကြတော့အခုအဲ့လိုပြောနေလို့လေကိုကအဲ့လိုလုံးနိုင်လားဆိုတော့မသိပါဘူး။ဒါအားလုံးပြီးတော့ပြောကြည့်တယ်။ဒီမဲ့ solution တော့ဒီလို body အမျိုးလုံးဟုတ်အဲ့လိုသွားတယ်ဟုတ်အမှန်ကိုကသူများလာချိတ်တောင်စောင့်မနေဘူးကွာ။ Mary Mo sponsor ပေးဖို့အတွက်ကိုငါလိုက်ချိန်မှာကွာ product တွေကို Mary Mo စီမှာငါ label ကတ်လို့ရတယ်။ဘာညာငါလိုက်ချိန်မှာပေါ့။ဟုတ်ပါဘူးအဲ့ label ကိစ္စနဲ့ပတ်သက်ပြီးတော့လေအဲ့လိုကိုကဟိုမြင်တာတွေကိုသဘောမကျဘူးပြီးတော့လေအဲ့ label ရတကယ်ပတ်စံရှိလားမရှိလားကိုလည်းမသိဘူးလေဒါပေမဲ့လေlevel လို့အမိခံထားရင်တော့ဒီတာဝန်ယူမှုတာဝန်ခံမှုကတော့ရှိတယ်လို့ထင်တယ်ဆိုတော့ဒါပေမဲ့မဟုတ်လေအဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးဟိုဘာဖြစ်လဲငါတော့တာဝန်ယူမှုတာဝန်ခံမှုလို့ခေါင်းစဉ်မတက်ချင်ဘူးကွာဘယ်လိုလဲဆိုတော့အရန်လုံးမလုပ်ဘူးလို့ပဲခေါင်းစဉ်တက်ချင်တယ် level ရလေဒီမှာလေတာဝန်ယူတယ်တာဝန်မယူဆိုတာမရှိဘူးကွာငါမင်းကိုတာဝန်မယူလို့ရှိရင်ငါပတ်စံမရဘူးငါဖြစ်စီချင်တာရှင်းကွာတာဝန်ယူခြင်းတာဝန်မယူခြင်းနဲ့ငါမတွေးတော့ငါတွေးတာကြတော့ဒီလိုမျိုးကွာငါဘီကလေးပဲအရန်လုံးမလုပ်ဘူးလို့ထင်နော်မှန်အဲ့လိုမျိုးပဲတွေးဘာဖြစ်လို့အရန်လုံးတယ်ဆိုလို့ရှိရင်ဒီ artist ကဒီတက်ပို့ပြီးတော့ jam နော်ဒါအဲ့လို label အနေနဲ့ကြည့်မယ်ဆိုလို့စောက်ရန်လုံးနေတဲ့ဟာဆိုလို့ရှိရင်ကွာသူ့ရဲ့အဲ့လိုမျိုးဟိုဟာဘယ်လိုပြန် brand ambassador ဘယ်မှာဖြစ်သွားတယ်လို့ပါအဲ့လိုမျိုးတွေဖြစ်ဖို့အထီကိုကိုကလုံနိုင်ရမယ်လို့ထင်အဲ့ brand ambassador Mary Mo brand ambassador ဖြစ်ဖို့အတွက်ငါစူးစမ်းခြင်းဒီငါ Mary Mo ကိုတာဝန်ယူပေးတာမဟုတ်ငါပတ်စံလိုချင်လို့ငါအလုပ်ကြိုးစားငါအဲ့လိုမျိုးပဲဘောင်းနဲ့တက်ချင်ငါသူတို့တာဝန်ယူခြင်းတာဝန်ယူခြင်းနဲ့မစားဒီကောင်တွေနဲ့ငါအလုပ်လုပ်ပြီးပြီဆိုတော့ငါဒီကောင်တွေကိုတာဝန်ယူတယ်မယူဘူးဆိုတာမရှိတော့နော်ငါအမျက်ဘယ်လောက်ထွက်အောင်လုပ်ရမလဲငါအလုပ်ဘယ်လောက်ကြိုးစားရမလဲပဲငါကောင်းနေရှိပါခုနကမဟုတ်ဟိုဒီမှာတော့အဲ့လိုမျိုး label ကောင်းစဉ်တက်ပြီးတော့လို့ကိုယ်ပိုင် label ထောင်နေတဲ့လူတွေခုနပြောရတယ်ဗလဲဟုတ်နေဆိုလို့ရှိရင်ကျွန်တော်ကုန်ကြစိတ်အရင်နဲ့အောင်လုပ်တယ်ဒါအမှန်ပဲလေမတက်နိုင်ဘူးဆိုလို့ရှိရင်ကိုကဘယ်လိုတက်တာအောင်တာဝန်ယူရမလဲဆိုတဲ့ဟာဥမာစတူဒီယိုကိုကုန်ကြစိတ်ရှိရဆိုလို့ရှိရင် okay အဲ့ဒါခဏငါပြီးတော့စတူဒီယိုသွင်းလို့ရအောင်ဖန်တီးပေးရအောင်အဲ့တော့ရှိမှာဟိုတယ်တွေပါတော့လုပ်ဘူးတယ်ဟိုတယ်တွေပါကိုကဆင်လိုက်ပြီးတော့အမှပဲကျုံတာတွေပါကျွန်တော်တို့ album ကလည်းအဲ့9မိုင်စတူဒီယိုက sponsor ပေးတာမင်းတို့ sponsor ပေးတာ album လာဒါအောင် label မဟုတ်သေးကိုကပဲချိတ်ဆက်ပြီးအဲ့လိုမျိုးကျွန်တော်တို့ပဲချိတ်လိုက်တာအတိတွေနဲ့ပဲဟော SK ထွက်တဲ့ဟာဆိုလေကွာတကယ်ဆိုလို့ရှိရင် label တွေဘာတွေကအဲ့လိုမျိုးရှိလို့ရှိရင်မိုက်ပါလေဘာလို့ဆိုတော့ဒီကောင်ကခုန style လေးလည်းကိုယ့်ကိုချိတ်ရတယ်ကွာကိုယ့်ကိုဒီကိုယ့်ကိုဆိုပြီးတပုံရိုက်တာလည်းကိုယ်ပစံနဲ့ကိုယ်မလားဆိုတော့ပွဲလို့တာလည်းကိုယ်ပစံနဲ့ကိုအဲ့နေကြီးကဒီလိုစဉ်းစားကြည့်ပါ Mary Mo နေဟုတ်ဟုတ်ကွာငါတို့က label တွေနဲ့လုပ်ရတာအဆင်မပြေဘူးနေကြီးဆိုလည်းဟုတ် label တွေနဲ့ငါတော့မလုပ်ဘူးပေါ့ label နဲ့ပတ်သက်ပြီးတော့နေကြီးက experience ရှိရဆိုတော့label နဲ့လုပ်တာအဆင်မပြေဘူးခုနကိုကအဲ့လိုပွဲတွေ light ချိတ်တာပြီးတော့နောက်တော့ကိုက album ကိုတစ်နှစ်နေလို့ရှိရင်ဘယ်လောက်ဘယ်နှခွေထွက်အောင်လုပ်မယ်ပြီးရင်ငါတို့ income ကိုဘယ်လောက်ရအောင်ရှာမယ်ဥပမာ scale ဆိုလို့ရှိရင် scale ကိုဟိုလိုမျိုးအဖွဲအနေနဲ့မမြင်တော့ပဲね scale ကငါတို့ label ဆိုပြီးတော့သဘောထားပြီးတော့ငါတို့ label အောက်မှာအလုပ်လုပ်နေတဲ့ artist တွေဆိုပြီးတော့ကိုတိုင်ပဲ label owner ကိုတိုင်ပဲ label က artist လို့သဘောထားပြီးတော့လုပ်လို့ရှိရင်တော့label မလို့ကိုက manage လုပ်လို့ခုကအဲ့လိုအထားမျိုးသွားတယ် self made အဲ့ဒါမှလုံးနိုင်တယ်လို့အကုန်ဖြည့်ဆို self made တွေလည်းရှိပါတယ်အများကြီးအမှ chance တော့အကောင်းဆုံးပါပဲမြန်မာပြည်မှာ best artist မဆိုအဲ့လိုမျိုးလုံးနိုင်ရင်တော့အကောင်းဆုံးကိုပတ်စံကိုထဲဒီတွေကို invest လုပ်နေတာကိုပတ်စံပဲ investor ဘာတူလဲဆိုတော့ကိုပဲ label owner ကကိုပဲကိုပတ်စံနဲ့ပဲကို brand မြန်မာတွေရင်းလာလည်းမေးလာခဲ့လို့ရှိရင် mainstream တော့ရအောင်ဟုတ်အဲ့လိုပြန့်ကျက်အောင်လုပ်ပေးပါဟုတ်ဒါလေးပြောချင်တာပါဘာလို့လဲအကုန်လုံးကလေအကုန်လုံးကဟိုမှာအဲ့လိုမျိုး real တွေမှန်သမျှအကုန်လုံးနဲ့ mainstream ကိုအကုန်သွားတယ်အကုန်လုံးသွားတယ်ဘာလို့လဲဆိုဒီမှာ mainstream သွားတယ်ဆိုတာ
ဟိုကနေရဒီမှာကျတော့ Grammy မရှိဘူး ဟုတ် Grammy မရှိဘူးဟိုမှာတော့ officially အဲ့လို Grammy တွေပါရသွားလို့ရှိရင်တော့ဟို national fine တော့ အဲ့လိုမျိုးဖြစ်သွားတာပေါ့ဒါပေမဲ့ဒီမှာ mainstream ဆိုတဲ့ဟာဘယ်လိုသတ်မှတ်မလဲဆိုလို့ရှိရင်ဟိုပါပေါ့ income နေပြီးတော့နောက်တစ်ခုကဒီတက်ပို့ပြီးတော့ကျေပြန့်တဲ့ဟာဟို Facebook ပေါ်မှာ status ဟို Facebook ပေါ်မှာတချင်းတင်တာတွေဘာတွေတင်မဟုတ်တော့ album launch ပွဲတွေလုပ်တယ်ဟိုတစ်ခေါက်က scale ပွဲလုပ်တာတွေပါအရန်ကောင်းတယ်သဘောကျဟုတ်အဲ့လိုမျိုးဟာတွေကိုကများများလုပ်တာတော့ပါအဲ့လိုမျိုးပုံစံမျိုးနဲ့ကိုဟာလေးကိုဒီတက်ပို့ပြီးကျေပြန့်အောင်ဟိုမှာ audio ကြီးပဲမဟုတ်ဘဲနဲ့ music video လေးရိုက်ပြီးတော့လေဖတ်ပေးပေါ့နော်အဲ့လိုမျိုး rapper တွေဆက်ပြီး alive ဖြစ်နေတာကိုမြင်ရလေကိုရီးယားဝမ်းသာလေးပဲ rapper တွေတို့ရှိဖို့ပဲဒီကဖြစ်ဖြစ်ချင်းဆက်ပြီးတော့သွားသိခြင်းတယ်ဘာဖြစ်လို့ဆိုဟိုဟာကလေ industry ကတယောက်မရှိရင်တယောက်အရန်သိတာနော်အရန်သိတာအဲ့လိုတယောက်သေသွားတာတို့တယောက်ဆက်မလုပ်တော့တာတို့တယောက်ပေါ်လာတာတို့အဲ့လိုမျိုးဆိုအရန်သိတာ booby trap ဟိုတလောတော့ဆိုလို့ရှိရင်တချင်းထွက်တယ် booby trap ဆိုလို့ရှိရင်သဘောကျ booby trap ကအကိုတို့နဲ့ batch တဲ့ပဲဘာတော်တို့နဲ့ booby trap နဲ့ပေါ်တာဟုတ်you know သူက photo ကိုလည်းရောက်သွားတာအဲ့ဒါစာကလေးတို့နဲ့တွေ့တော့မှရောက်တာ booby trap နဲ့အရင်တော့တစ်ခါပဲစုံတာသူတို့အဲ့လိုမျိုးပြန်ပြီးတော့ music video ကောင်းမွန်ရိုက်တယ်အဲ့လိုချင်းတွေတေချာလုပ်ပြီးတော့အဲ့လိုအပြင်ကိုပြန်ထွက်လာတော့ပါဆိုဆောင်းရန်အဲ့လိုမျိုးဝမ်းသာတယ်တကယ်ဝမ်းသာတယ်အဲ့ industry မှာအဲ့လိုလိုအပ်တယ်ဟိုမှာဆိုတော့နိုင်ငံခြားမှာပြောတာမဟုတ်မြန်မာပြည်မှာကအဲ့လို pop artist တွေဘက်ကအဲ့လိုတပုတ်ပြီးတပုတ်ထွက်တာတို့ဟုတ်တယ် plan ရှိတယ်နဲ့အဲ့လိုဖန်စားရတယ်သိလားအခုဟို Mary Mo ကိုကြည့်ကြတယ် Mary Mo အဲ့လို music video နဲ့ခဏမြင်နေတယ်ဆိုလို့ချင်းမမြင်ရအောင်အဲ့လိုမျိုးကျွန်တော်သုံးဖို့ပဲရိုက်ဘူး yes အဲ့လိုမျိုးခဏထွက်သေးကြတယ်မဟုတ်အဲ့လိုပြောနေလို့ကိုကိုရိုင်ရောလုံနိုင်လားဆိုတော့မလုံနိုင်သေးပါဘူးပြပြမဟုတ်ချင်းချင်းပါချင်းရပါချင်းအဲ့လိုမျိုးအပိတာအဲ့လိုဆက်ပြီးလုံးသေးကြတယ်ဆက်လဲသွားသေးကြတယ်အပြင်မှာအလုပ်တစ်ခုလုပ်နေတာကိုလည်းသဘောကျတယ်အဲ့လိုအလုပ်တစ်ခုလုပ်ပြီးတော့ပဲဒီကမှာဆက်ပြီး alive ဖြစ်အောင်နေပေးပါလို့အဲ့ဒါလေးပြောချင်တာပါနော်မင်းဆွေးအောင်လည်းတက်နိုင်တယ်အဲ့လိုကျေပြအောင်လို့ excuse တွေကတော့အဲ့လိုမျိုးလူတိုင်းကိုယ်စီရှိရပါခုနက label ပြဿနာနဲ့ပြီးတော့ကိုယ်ဝေးမဲ့သူကိုစောင့်နေရင်တော့ဖြစ်လာမှာတော့မဟုတ်တော့ဖြစ်လာမှာပေါ့ဟိုအဲ့ booby trap ဟာဆိုလို့ရှိရင်သူကုန်ကြစိတ်တစ်ခုတော့ရှိမှာပဲဘာလို့ quality တန်းနဲ့ဒါပေမဲ့ဟိုလိုအကုန်ဝိုင်းကြိုးစားတဲ့အချိန်ကျတော့ music video ကောင်းကောင်းလေးထွက်လာတယ်ပြီးဒီ art form တစ်ခုမြင်နှစ်ပုတ်ရှိပြီတယ်နော်နှစ်ပုတ်ရှိပြီနှစ်ပုတ်လုံးဆိုလဲတသက်ရဲ့ပဲဆိုကြားတာတင်မောလာဟုတ်တော့အဲ့ဒီဘူးဆိုအရှိကြီးကတင်မောလိုက်နေတင်မောလာအဲ့လိုမျိုးဆိုတော့သူဆိုင်တဲ့သူဒီဟာဝါသနာပါတဲ့ဆက်လုပ်တယ်ရွှေ့နေဆိုဒီကောင်အဲ့လိုမျိုးဆိုအရင်သဘောကျပြီးတော့ဒီနှစ်ပိုင်းတွေထဲမှာ rapper တွေဘာတွေညာရဲ့အဲ့လိုမျိုး visualizer လောက်တခြင်းထွက်တာလောက်ပဲနဲတယ်အဲ့ဒါတော့မှဒါပေမဲ့ဟိုခုန music video ရမ်းနေတယ် music video ခုန pop channel တခြား rock band channel တွေမှာကျတော့တောက်လျှောက်တွေထွက်တယ်တောက်လျှောက်ထွက်တယ်ကြီးလိုက် music video တခုကို300 400 500 800အဲ့လိုမျိုး300မလို့အဓိကကိုမျက်နှာပါရင်ရပြီဟုတ်လားအဲ့လိုမျိုးလေ Mary Mo မျက်နှာလေးပေါ့ကွာအဲ့လိုအခြေအနေမှာအေးပါအခြေအနေတခုပေါ့ဒီအခြေအနေမှာခုနနေကြီးတို့အဲ့လိုမျိုးစီစဉ်သလိုပဲလေမရရအောင်သိရမလားကိုတပုံမရတဲ့လူနဲ့ချိန်မယ် stylist ဈေးသူများ style 50သိန်းပေးရတဲ့အချိန်မှာကိုနဲ့ collaborate လုပ်တဲ့ချင်းတဲ့ဟာရှိမယ်ပြီးဒီဘုတ်ကိုအနည်းဆုံးမလားဒီဘုတ်9သိန်း6သိန်းရှိနေတဲ့အချိန်မှာကိုနဲ့ collaborate လုပ်ချင်တယ်ဒါကတော့ဟုတ်တယ်နာမည်ကြီးရဲ့ကောင်တော့မလုပ်ချင်ဘူးဆိုလဲကိုနဲ့ဟိုလိုကိုယ့်ဘဝဝင်ချင်းမှာတူတူ collaborate လုပ်မဲ့လူရှာတာပဲဆိုတော့ဟိုအဲ့ဒါကြီးကတော့လိုအပ်တယ်ပြီးတော့အဲ့လိုမျိုးတကယ်ပြောတာအဲ့လိုကိုကြိုက်တဲ့ rapper တွေနဲ့လေတချင်းကလုပ်ဖို့အတွက်ဆန္ဒလည်းရှိတယ်ပြီးတော့တချင်းတစ်ခါလုပ်ဖို့အတွက်လေဘာဖြစ်လို့လဲဆိုအရန်အဲ့လိုတွေးတော့နေတယ်ကိုတွေပြောပါတယ်အဲ့လိုမျိုးတွေးတော့အဲ့လိုကိုကြိုက်တယ်ဒီကောင်အော်မ Mary Mo သဘောကျငါ Mary Mo နဲ့တချင်းလုပ်မှပါတယ်ငါကြတော့ကွာဘယ်လိုမျိုးလဲဆိုတော့အဲ့လိုနောက်ပိုင်းအဲ့လိုတချင်းလုပ်တဲ့ဟာနဲ့ပတ်သက်ပြီးငါအဲ့လို thoughts တွေကအရင်များတယ်ဒီတချင်းလုပ်လိုက်လို့ရှိလို့ရှိရင်ငါဘာပြန်ရမှာလဲဆိုတော့ငါစောင်းအောင်တွေးကျိုးနေဟိုကနေလို့လေတွေးတင်တယ်လို့တော့ထင်တယ်ဒါပေမဲ့ဟိုလေကိုင်းတွေးတင်တယ်ပေါ့တွေးတယ်ဒီကောင်လေးလည်းသိတယ်အဲ့တော့ဇဲတွေဘာလုပ်တဲ့ငါသိတယ်ဒီကောင်လေးဟိုမှာဟိုဟာတွေ juice တို့ဘာလို့နဲ့ coin တက်နေရပါငါတို့ကောင်းတယ်ဟိုကိုမကျင်တတ်တာကိုပြောပြပါပြငါအဲ့လိုတချင်းလုပ်မယ်ဆိုလို့ရှိလို့ရှိရင်ငါအဲ့လိုအများကြီးတွေ့တော့ငါဟိုမှာဟို reload နဲ့ငါတချင်းလုပ်လိုက်တာတွေပါတယ်ဆိုလို့ရှိရင်ငါဘယ်ထိစဉ်းစားလဲဆိုတော့ဟိုဟုတ်ကွာတချင်းလုပ်လိုက်ပြီးတော့ထွက်တဲ့ဟာပဲဖြစ်ချင်တာမဟုတ်ဘူးကွာဘယ်လိုဖြစ်ချင်တာလဲဆိုတော့ဥမာဘယ်လောက်ထိရောက်ရှိမှာလဲဘာတွေဖြစ်ရောက်တယ်ဆိုတဲ့ဟာတဲ့နေရဘယ်လိုလဲဆိုတော့လုတ်ကြီးနဲ့ဟာဆိုလို့ရှိရင်ငါတို့ move out တွေပါတယ်လုပ်ပြီးသွားတဲ့အချိန်မှာနောက်တစ်ပုတ်ထပ်လုပ်ဖို့တွေပါတယ်စဉ်းစားအဲ့နောက်တစ်ပုတ်ကို music video ရောက်လို့ရှိလို့ရှိရင်တူတူထွက်မယ်ပါညာဆိုပြီးစဉ်းစားလိုက်အဲ့ပြီးတော့ဒီကောင်နဲ့ငါနဲ့ဟဲ့အောင်ငါတို့ march လုပ်မယ် march လုပ်လို့ရှိလို့ရှိရင်ကုန်ကြသိကငါတို့ဒီလောက်ရှိမယ်ပြီးရင် march ရောင်းမယ် march ရောင်းပြီးသွားလို့ရှိလို့ရှိရင်လူတွေကြားထဲမှာဒါနဲ့ပတ်သက်ပြီးအမှတ်တရတစ်ခုရှိသွားအောင်ငါတို့ထားခဲ့မယ်ငါကွာအဲ့လိုတချင်းတစ်ခုတွေလှုပ်ချင်တာမဟုတ်ဘူးကွာ
ငါအဲ့လိုအဲ့တယောက်နဲ့ငါအဲ့လိုတချင်းလုပ်ပြီဆိုလို့ရှိရင်ငါတို့ငငယ်တုန်းကကျတော့လုပ်တာကြတော့အဲ့လိုတချင်းလုပ်လိုက်တယ် social media ပေါ်တင်လိုက်တယ်ဒါပဲပြီးသွားငါအဲ့လိုဖြစ်ချင်တာမဟုတ်ကွာငါအဲ့လို movement လုပ်ချင်တာကွာတချင်းမှမဟုတ်ကွာဥမာထားပါတော့ငါနဲ့ Mary Moon နဲ့တချင်းလုပ်တယ်ခုလိုမျိုး ဒါတော့ လူတွေကြံခဲ့ memory တနည်းအားမှာအဲ့လိုအကျိုးတစ်ခုခုရှိကြတာကွာတချင်းပဲလုပ်ပြီးမပြီးသွားကြမှာဘာဖြစ်လို့ဒီဘက်ကမှအဲ့လိုတချင်းတစ်ခုတွေလုပ်ရုံနဲ့လေ ပတ်စံ ဟုတ်တယ်ပတ်စံရောပြီးတော့နောက်တစ်ခုကဆွဲဆောင်မှုလို့လည်းမရတော့ဘူးတချင်းတစ်ခုတည်းနဲ့ဘာဖြစ်လို့ visualizer အနည်းဆုံးလောက်အောင်အဲ့တော့ဥမာကအခုခေါင်းထဲမှာအဲ့လိုဒီတိုင်းပေါ်လာတာဘာညာဆို Mary Moon နဲ့ငါတချင်းလုပ်တယ်ကွာဟုတ်အဲ့ဆိုရင်ငါဖြစ်ချင်တဲ့ဟာဆိုလို့ငါအဲ့လိုတိတိကိုကို movement တော့ငါမလုပ်ချင်တော့ဘူးကွာတိတာအဲ့အကြောင်းတော့ငါ rubber တော်တော်များများနဲ့ငါတချင်းမလုပ်ဖြစ်တဲ့ကိစ္စဖြစ်တာကွာအဲ့လိုပြီးတော့ကိုကအဲ့လိုကြီးကြီးမားမားစဉ်းစားလိုက်လို့ရှိရင်လည်းမလုံနိုင်စိတ်နောက်ကိုအဲ့လိုလူကမလိုက်နိုင်ဘူးဘာဖြစ်လို့ကို့မှာတခြားလုံးဝမဲ့စောက်လုပ်တွေကများနေတော့အဲ့လိုလိုက်မလုံနိုင်ဘူးပြဥပမာ Mary Moon နဲ့ငါအခုတချင်းလုပ်တယ်ကွာ Mary Moon နဲ့ငါလည်းတချင်းလုပ်လိုက်တချင်းတူတူလုပ်ပြီးတော့ငါဖြစ်ချင်တဲ့ဟာဆိုကွာအဲ့လို surprise motherfucker တို့ဘာလို့ဖြစ်ချင်တဲ့ဟာမျိုးရှိရောအခုထားပါတော့ reload ရဲ့ပွဲမှာ Mary Moon နဲ့ငါနဲ့တူတူသွားပြီးတော့ surprise ဆိုပြီးတော့သွားဆိုလိုက်တယ်အဲ့ပုတ်ပေါ့အဲ့ပုတ်ကလည်းငါတို့ release ပြီးတာအဲ့လိုမျိုး movement တစ်ခုခုရှိမှငါအဲ့တချင်းကိုလုပ်ချင်တာကွာအဲ့လိုနောက်မှ3-5ခုလောက်ငါတွေးပြီးတော့မှငါလုပ်ချင်တာဥပမာ mask ထုတ်မှာလားဘာလုပ်မှာလဲဒီဟာနဲ့ပတ်သက်ပြီးတော့ငါတို့အကျိုးရှိတယ်ဆိုတာပတ်စံတစ်ခုတည်းကိုပြောတာမဟုတ်ဘူးကွာတဲ့လားအဲ့လိုအကျိုးတစ်ခုခုရှိတဲ့ဟာမဖြစ်ရင်ငါတချင်းမလုပ်ချင်ဘူးကွာတဲ့လားအဲ့လိုဖြစ်လာတာကွာနောက်ပိုင်းကျတော့တချင်းလုံးမယ်ဆိုပြီးတော့အဲ့လိုတချင်းလုံးမယ်ဆိုပြီးလာပြောရဲအဲ့လို rapper တွေရောတခြားလူတွေရောအများကြီးရှိတယ်ကျွန်တော်တို့ဘာကျိုးရှိလို့လဲဒီဟာကိုလုပ်မှာငယ်တော့လိုမျိုးတချင်းတစ်ပုတ်လုပ်တဲ့ history အနေနဲ့ထားခဲ့ bro အဲ့ဒါကြီး sound take out နေပြီကျွန်တော်အဲ့လိုမလုပ်ချင်ဘူးဒါပေမဲ့ movement တစ်ခုမရှိလို့ရှိရင်ဘာမှမလုပ်ချင်ဘူးတချင်းဆိုတာအဲ့လို movement တွေကအစိတ်ပိုင်းလေးတစ်ခုပဲသိလားငါတို့ကဒီ culture နဲ့ပတ်သက်ပြီးတော့လှုပ်ရှားလိုက်တဲ့ဟာတွေကအပိုင်းလေးတိတိလေးပဲရှိတယ်ငါတို့က10ခုလောက်ရမှာဆိုလို့ရှိရင်10ခုလုံးကြီးကိုအဲ့လိုတချင်းကိုပဲတစ်ခုစာမလုပ်ချင်ဘူးကွာ10ခုလုံးငါတို့6ခုလောက်တော့လုပ်နိုင်အောင်လုပ်မှာကွာ6ခုလောက်တော့ movement ကိုငါတို့လုပ်လိုက်တချင်းထွက်မယ် music video ရမယ် visualizer လုပ်မယ်ပြီးရင်ငါတို့အပြင်မှာပွဲလေးပါလေးညာလေးကီတီလေးလုပ်လိုက်မယ်ပြီးရင် merchandise ရောင်းမယ်ပြီးရင်ငါတို့ရန်ကုန်သွားမယ်မန္တလေးသွားမယ်ပြီးရင်တောင်ကြီးတွေပါသွားရတယ်သွားမယ်အဲ့လိုမျိုးမှမဟုတ်တဲ့ movement ဆိုလို့ရှိရင်ငါမလုပ်ချင်တော့ဘူးကွာငါတို့အဲ့လိုဖြစ်လာကွာလောဘအရင်ကြီးလာကွာလောဘအရင်ကြီးလာဆိုတော့အဲ့လိုလောဘကြီးဆိုတချင်းနဲ့မှမဟုတ်ကွာငါလောဘကြီးတာတချင်းလဲငါလောဘကြီးငါပတ်စံလဲငါလောဘကြီးအောင်မြင်မှုလဲငါလောဘကြီးတာတပြေးပြေးနဲ့ငါမှအဲ့လိုမျိုးလောဘပူများလာတော့တခုခုလုပ်ဖို့ဆိုလို့ရှိရင် step တစ်ခုတည်းမလန်းချင်ဘူးအဲ့လိုခြေလမ်း10လမ်း15လမ်းလောက်လှမ်းမှာအော်ဒါ perfect ဖြစ်ပြီဆိုတော့မှငါထွက်ချင်တော့အဲ့လိုကိုဟိုကတချင်းနဲ့ပတ်သက်ပြီးတော့ mass production မလုပ်ချင်ဘူးပေါ့ mass production ဟို distribution ပေါ်မူတည်အခုကြတော့ mass production လုပ်ဖို့အတွက်က platform ကအသုံးပြုလို့ရတာ digital ကြီးပဲဖြစ်နေတာငါတချင်းနဲ့ပတ်သက်ပြီး mass production လုပ်မဲ့ဟာဆိုရင် physical ပဲလုပ်ချင်တာဟိုအဲ့လိုပြောချင်တာမဟုတ်ဟိုတချင်းအပုတ်ရည်နဲ့ပတ်သက်ပြီးတော့ mass production နိုင်ငံခြားအကောင့်တွေဆိုဥမာတပုတ်တရက်ထဲမှာ10ပုတ်15ပုတ်ရန်သားလို့ရှိတယ်လုံးဝအမပေး mass production okay ဒီကောင်လုံးဝပါ no လုံးဝအမပေးနေရဘယ်လိုသဘောရ mass production တချင်းကို mass production လုပ်ချင်တယ်ပတ်သက်ပြီmass production လုပ်တာကောင်းတော့လေကောင်းပါတယ်ဒါပေမဲ့ mass production လုပ်ပြီးအကုန်လုံးကြီးကိုရှောက်ထုံးနေတော့မကောင်းဘူးထင်တယ်လုပ်ပေါ့ဥမာ10ပုတ်လုပ်ပေါ့10ပုတ်ထဲကနေမှအဲ့10ပုတ်လုံးမထုတ်ပြပါနောက်နေ့ကျမှဒီ lyrics တွေဒီယူမယ်မှာဒီ key နဲ့ဆိုလို့ရှိရင်ဒါမျိုးကအဆင်ပြေတယ်အဲ့10ပုတ်ပေါင်းပြီးတစ်ပုတ်ဖြစ်အောင်ပြန်လုပ်လိုက်နိုင်တာ example ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အဲ့10ပုတ်ထဲကမှကြိုက်တဲ့တစ်ပုတ်တခြားလူနဲ့ collab လုပ်လို့ရတာမျိုးလို့အဲ့လိုမျိုးဆိုရင်တော့မဆိုဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းမလုပ်ဖြစ်ပါဘူး mass production လုပ်ဖို့က mass production ထုတ်တဲ့လုပ်တဲ့လူတွေတော့တွေ့တယ်အများကြီးဒီနိုင်ငံမှာရှိတဲ့ chart date တွေတော့ရှိတယ် chart date မပါဘူးဟိုကရတဲ့ mass production yes သူလည်းကြောင်းတာတောက်လျှောက် share ကြောင်းတာဒါပေမဲ့ငါ musician မဟုတ်ပါဘူးကရနာမည်ကြီးဖြစ်လာမိုက်တယ်နာမည်မပြောလေ mass production အဲ့ဒါပဲလေအဲ့ဒါတည်တယ်ကျန်းတာပေါ့တည်ဘာဖြစ်လို့ငါ mass production နဲ့ပတ်သက်ပြီးတော့ငါ against လုပ်နေတဲ့သူဆိုတော့တို့ငါပုတ်ပါဘူးဟိုပြတယ်ဒါဒီလောက်ကတော့ရပါတယ်ငါဘာလို့ဆိုဟိုတည်ဟိုဒါမြင်တယ်နိုင်ငံခြားမှာဆို rest ရှိတယ်အဲ့ကြတော့ rest တို့ဘာလို့သူတို့ပြောတဲ့အပုံရသူတို့ interview ကြည့်ပြီးတော့သူတို့ပြောတဲ့ဟာကိုနားလည်တဲ့ပုံကြီးကတော့သူတို့ကပေါက်ချင်လို့ဒီတစ်ပုံမပေါက်လို့ရှင်နောက်တစ်ပုံနဲ့ထပ်ဖောက်နောက်တစ်ပုံမပေါက်ဘူးလားနောက်တစ်ပုံထပ်ဖောက်သူတို့အဲ့လိုတောက်လျှောက်လုံနေဒီကလူတွေဘယ်လိုစဉ်းစားလဲငါမသိဘူးကွာပြီးသူတို့တော့ record level သူအကုန်ပြလို့ရအောင်လေအမျိုးစုံခင်းပြလို့ရအောင်မျိုးစုံပြလို့မျိုးမင်းနေရကြတော့အဲ့လိုမျိုးသဘောကိုပို့ကြိုက်တယ်လား
ခုန rest လို့ပါလို့အထားဆိုသူတို့လုပ်တဲ့ပုံစံပဲလေ ဒါပေမဲ့နေရ ဒါနဲ့ပဲလုံးဝမယ်ဆိုရင်တော့ကျွန်တော်လုံးပါကူကျွန်တော်တပတ်တစ်ပုတ်လောက်တပတ်2ပုတ်3ပုတ်ကျွန်တော်အနည်းဆုံး တော့ထုတ်နေ လုံးဘာ rubber ပဲရှိတယ် ထုတ်တယ်လောရတယ်မှာကြိုက်တဲ့လူတို့တော့မထင်ဘူး ကျွန်တော်လားအဲ့လောက်ကြီးတော့ကြိုက်သွားမှာမဟုတ်ဒါပေမဲ့ လုပ်ချင်တယ် လုံးတော့လုံးကြည့်ခြင်းလေစမ်းကြည့်ခြင်းလေဘာလို့လဲဆိုဟိုကောင်ကြီးလုံးတော့အာဟိုဘယ်လိုပြောရမလဲအားကြ yes ဘာလို့ rest လို့ရှိရင်သူလည်းအဲ့လိုတချင်းအများကြီးပဲနော်အဲ့ဒါအောင်မှ तू ပေါက်တာ4ပုတ်လား5ပုတ်လားမသိဘူးအဲ့ချိန်မှာ तू အောင်မြင်တယ်ဆိုပြီးတော့ तू ဟိုပါဖြစ် ထောက်ခံပါဦး mass production တချင်းက mass production ဆိုင်ဟိုက very much ရဲ့ငါတို့ပဲကြည့် လုံးပါဘေးကအဲ့နဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိ mass production လုပ်လို့မရဘူး mass production လုပ်ရှင် အေးဟိုကိုအဖိုင်းဆုံးအကောင်းဆုံးပဲဟိုပဲအဲ့လိုမျိုးတေချာချပြဟိုတီဆောက်ဟိုဟာ produce လုပ်ရှင်တာအဲ့လိုမျိုးဘာလို့လဲ ဘာလို့ ဘာလို့ ဟမ် ဘာလို့လဲ ဘာလို့တပုတ်တည်း one shot လုပ်ရှင်တာအများကြီးမလုပ်ပဲ တပုတ်လေးကိုတေချာလုပ်ရှင်လို့လား တပုတ်တက်လေပဲအဲ့လိုတိကျတော့အများကြီးလို့မကောက်ပြန်ကျဲပြီးတော့ နော် ဟုတ်တာလည်းမဟုတ် မထိရောက်တော့ ဟာ ထိရောက်အောင်လုပ်နိုင်ရောโอเคဥမာရန်တာတို့ Jay-Z တို့ဘာလို့ရှိတယ်ကွာမှာ Jay-Z ဆိုလို့ရှိရင်တင်မလန်ဘီးပြရတယ်သူ face ယူနေတဲ့အနောက်ကကောင်အဘန်းဆွဲပြီးနေပြီသိရမလားတခြား idea ပြောပြနေပြီသူ့ပေါ်တာရှိတယ်ရောမင်းဒီ bus ထဲဆိုလို့ရတယ်မင်းဒီမှာဒီ experience ရှိတယ်မင်းတောက်ထက်သုံးလို့ရတယ်အဲ့လိုဆိုရင် တမျိုးပဲရတယ် ဟိုဟာအခုလည်းဟိုဟာပဲမြင်မှုတာပါအဲ့ rest ပဲမြင်မှုတာ rest ကသူကိုယ်တိုင်ကသူပါဇက်ကိုယ်တိုင်ကသူကိုယ်တိုင်ကအဲ့လိုမျိုးထုတ်ပြောတာသူတချင်းအောင်အဲ့လိုမျိုးထောက်လျှောက်သူထုတ်တာခဏထုတ်တယ်ခဏတောက်လျှောက်အဲ့လိုမျိုးသူ produce လုပ်တယ်ရေးတယ်ထုတ်တယ်အဲ့လိုလုံရင်းထဲမှာသူကအောင်မြင်လာတာဖြစ်တော့သူ့လမ်းကြောင်းကဒါဆိုပြီးတော့သူအဲ့လိုမျိုးချပြတယ် အခု American underground rapper အများစုအဲ့လို mass production ဆောင်းရမ်းလုပ်ကြတာဥစားမဆန်းဆိုတချင်း1000 leak ထားဒီကောင်ဆိုတာမှဘယ်နှခုနှစ်ရမှာမသိတချင်း1000 leak ထား ထုတ်လာ leak သွားတာ ဟော leak သွားတာ leak သွားတာ သူကသူလှုပ်လိုက်တာလားမသိပါဘူး သူကသူလည်း သူကသူလည်းလှုပ်လိုက်ရလဲဖြစ်ပါ အများကြီးပဲ သူတို့ရှိမှာတော့အဲ့လို marketing trick တွေကတော့အများကြီးပဲဥပမာ ရှိတယ်ဟုတ် ဟိုလို event တွေ4-5ခုထုတ်တယ်ဒါမှမပေါ့ဒါပေမဲ့ဟို TikTok တို့တချို့နေရာတွေမှာထားပြီးတော့ viral ဖြစ်တယ် popular ဖြစ်တယ်လို့ထားပေါက်တယ်ဆိုတော့အဲ့မျိုးလည်းရှိတာ ဟုတ်စမ်းကြည့်ကျင်တာပေါ့ဒီမှာအဲ့လိုလုပ်တဲ့လူမရှိလို့လေ mass production ကကြိုက်ပါတယ်အဲ့ mass production ဥမာထားပါတော့တပတ်ကို10ပုတ်ထုတ်တယ်ပေါ့တပတ်ကို10ပုတ်ထုတ်တဲ့ဟာအဲ့10ပုတ်လုံးနဲ့ပတ်သက်ပြီးတော့ဟုတ်တချင်းတစ်ခုတည်းမဟုတ်တဲ့တခြားဟာတွေပါလုပ်ပေးနိုင်လို့ရှိရင်တော့ mass production လုပ်ပါတယ် fine เนาะ team ရှိပြီးတော့အနောက်က supporting ဟုတ်တယ်အဲ့လိုမျိုးဆိုရင်တော့ဥမာ album အကဆွဲပြီးတာဥမာ10ပုတ်လုံးစာ album အဆွဲပြီးွားရီလို့ပါတော့ညာတော့တည်မတပုတ်ချင်းတည်ရဲ့ album အကူပါအဲ့လိုမျိုးဆိုရင်တော့လုပ်ပါတယ်ဒါပေမဲ့တချင်း လုပ်ပြီးတော့လည်းထုတ်စရာမလိုဘူးဆိုရင်တော့လုပ်ထားပြီးတင်တာပေါ့နော် တချင်းရဲ့10ပုတ်လုံးတော့အဲ့လိုခဏဒီတိုင်းမှာ YouTube ပေါ်မှာပဲတင်ပါညာပဲအဲ့ဒါဆိုရင်တော့မြန်မာပြည်မှာစိတ်ဝင်စားမှုအရင်အားနေမှာ အားနေမှာမဟုတ် အဲ့ဒါဆိုရင်တော့ဟိုဖြစ်တော့မှာမဟုတ်ဘာဖြစ်လို့ရှေ့မှာလုံးတဲ့ rapper တွေခဏမြင်မှုတယ်လေ ဟုတ် အဲ့တော့တိတော့မကြောက်ဟိုလိုမျိုးပါအဲ့ကြတော့ဟိုဖြစ်သွားအဲ့ကြ rapper မဟုတ်တော့ပြန်အဲ့ကြနုပညာသမားပြန်ဖြစ်သွားအဲ့ကြနေပြန် free for လွဲသွားတော့နေပြန်ခီးသွားတာ အေးဟိုကိုက နုပညာသမားမဟုတ်ခဏ sorry no နုပညာသမားမဟုတ် sorry ကျွန်တော်မှားသွားလို့ဟိုက business mindset ရကြည့်မယ်ဆိုသူ့ကိုနုပညာ product ကသူက quality နဲ့ quantity နဲ့အဲ့လို no အဲ့လိုမဟုတ် product ကသူကမတူဘူးကိုကကျွန်တော်ပြောတာဥပမာအင်ကြီးကိုအထက်တသိန်းတပတ်ကိုထုတ်နေတာ ਨੇ တချင်းကိုတပတ်ကိုအထက်ဟိုဟာတချင်းအပုတ်တရားထုတ်နေတာ ਨੇ တချင်းအဲ့လိုထုတ်လို့မရဘူးဗျာကျွန်တော်တွေးကြည့်တယ်ဟာသူအဲ့လိုဖြစ်လို့ရှိရင်သူက business အရာကြည့်မယ်ဆိုလို့ရှိရင်ပြောပါတယ်ဟုတ် art product ကသူကအဲ့လိုလုပ်လို့ရှိရင်သူက value ကကျ အရန်ပေါ်ွားနော်အရန်ပေါ်ွား လို့ရှိရ ဟုတ်ဟုတ် အဲ့လိုတောက်လျှောက်အဲ့လိုအရန်လုပ်လို့ရှိလို့ရှိရင်အဲ့လိုဟိုတာမန်ကုန်ပစ္စည်းလိုမျိုးအဲ့လိုမျိုးအင်ကြီးတို့မခွတ်တို့ဘာတို့အဲ့လိုမျိုးဟာတွေလိုမျိုးသွားထုတ်လို့ရှိလို့ရှိရင်သူက value ကကျသွားပြန်လူရဲ့စိတ်ဝင်စားမှုနှောင်းပါလေအဲ့ကြတော့အဲ့လိုလုပ်လို့မရဘူးလို့ထင်တာပဲ ဒါပေမဲ့ချို့လေရန်ပွားလို့ပါဆိုလောက်တယ် right ရန်ပွားလို့အသေးထုတ်တာလေမဟုတ်လေရန်ပွား MBA လေ ဟော MBA ရမ်းပွား အဲ့ဒီမှာအဲ့သူ strategy နဲ့ဆိုင်တာပေါ့ နော် strategy နဲ့လည်း သူတို့ strategy အဲ့ထားပြင်မယ် သူအဲ့လို ခုန mass production ထုတ်တဲ့ strategy က mass production ထုတ်ပြီးတော့ idea မှာသူကဘယ်နှပုတ်တော့ကိုပဲပေါအောင်ဖောက်မယ်လို့ဘာလို့ညာသူကသူတွေးထားတဲ့ဟာတွေတော့လည်းရှိနေရှိမှာကိုနိုင်ကတော့အဲ့လို mass production ထုတ်ပြီးတော့အဲ့လိုဟိုဟာဖြစ်မဲ့တဲ့တော့တိတ်တော့သဘောမကျဘူးအဲ့ strategy တော့သဘောမကျဘူးအဲ့လိုပြောပါ
သူတို့နှစ်ယောက်မှာတော့မှသူကသဘောကျတယ်ကျွန်တော်သဘောမကျဆိုတော့မျိုးရှိ ဟုတ်ကျွန်တော်ကလည်းမလုပ်ရတာကြားလို့ဖြစ်မှာပါပြီးစိတ်ပြောင်းမှာလူကသိတဲ့အတိုင်းပဲအခုတမျိုးတော့ကြာအေးပါမဟိုလိုပြန်ပြီးကိုလုပ်တဲ့အရာတော့ကိုသိပါတယ်ဒါပေမဲ့ဟိုလိုခုနအရင်လိုကျွန်တော်အရင်အားမဆိုင်ထုတ်ပြတော့လို့ကျွန်တော်အဲ့လိုမျိုးခံစားနေရတာဖြစ်နိုင်တယ်ကျွန်တော်အလုပ်တွေပါလုပ်နေရတဲ့ပုံမှာလေအရင်လို 100% အားမဆိုင်နိုင်တော့ဟို purpose ကလည်းအမျိုးမျိုးရှိနိုင်တယ်လေဟိုကောင်လေးသူလည်းသူတို့ကိုယ်တိုင်ဝန်ခံတာပေါက်မလားဆိုပြီးတော့ဆန်းထုတ်ပြီးနေမပေါက်အဲ့လိုမျိုးဖြစ်သွားတောက်လျှောက်ထုတ်နေတာသူတို့ purpose ကလည်းအဲ့လိုမျိုးဟိုတချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးအဲ့လိုလုပ်ရတာကိုသဘောကျတယ်သူ feel လိုက်တဲ့အချိန်မှာရေးတယ်တီးတယ်တွင်းတယ်ဆိုတယ်တင်တယ်ဒါပဲသူခုနကဒီသူ့ရဲ့မှတ်တိုင်လေးတစ်ခုကြံခဲ့ခြင်းတယ်ဆိုတဲ့ဟာမျိုးဆိုတော့အဲ့မျိုးနဲ့ဟိုအဲ့ရွယ်ချက်လည်းဖြစ်နိုင်တယ်ဖြစ်နိုင်အမျိုးမျိုးဆိုတော့အောင်မြင်သွားလို့ရှိရင်မင်းသားတွေပဲလို့ရှိအောင်စဘူးလို့လားမင်းသားဇက်ကောင်မင်းသားအခုမှသူလည်းမင်းသားပဲလေဟုတ်တယ်အဲ့လိုမင်းဟုတ်တယ်သူလည်းမင်းသားလို့ပြောရမှာပဲလေဟုတ်တယ်မဟုတ်လေဟုတ်အဲ့လို့ချင်းမင်းသားမဟုတ်မေးချင်တာအောင်မြင်သွားလို့ရှိရင်မင်းသားလုပ်မလားဥပမာဆို2 pub ဆိုလို့ရှိရင်မင်းသားလုပ်တယ်လေမေးလုပ်မလားရှားရပါလို့ဟိုလူချမ်းတို့ပါတော့အဲ့လိုမလုပ်ချင်တာမင်းသားတွေပါမလုပ်ချင်မင်းသားကိုအာရုံလိုက်နောက်တဲ့ကောင်းပါဖီလင်ပေါ့အဲ့လိုဟိုရှိရလေဒီကောင်းစော်ကားဝတ်တင်ပြီးပြေးသွားတာတော့ပြေးသွားတာနော်လူတာခရစ်ဆိုပါလို့လေတေးဥဆောင်လုပ်တယ်လေတီအိုင်တို့ပါတော့အဲ့လိုထားပါကောင်းမောင်းလည်းလုပ်တယ်ဘာရာဇာဟုတ်တယ်ရာဇာဟိုလောက်တာအတန်ဟိုလောက်တာတရုတ်ဆောင်လောက်နောက်တစ်ယောက်ရှိသေးတယ်မက်သမန်တို့လောက်တယ်မက်သမန်လည်းလောက်တယ်50 cent 50 cent ဆို Eva ရဲတွားကြည့်လိုက်သူက Eva ရဲကပ်ပလီရဲ ice cubeဟုတ်တယ် fuck the police ရုပ်ရှင်ထဲမှာရဲသူကရဲဒါပေမဲ့မြန်မာshitမြန်မာပြည်မှာတော့လာကန်းလဲလို့ရှိရင်တေးကြတယ်50 cent လို့မတ်သက်မန်လို့ရိုက်ကိုင်းမှာမဟုတ် very more ဒီမှာဒီလိုတရုပ်ဆောင်ရမယ်ဒီလား okay လားဆိုအဲ့လို offer တစ်ခုနဲ့ပဲလာပါမင်းသားလောက်ရမှာနေတရုပ်ဆောင်ခြင်းနဲ့ line ကိုနေပေးမှာမဟုတ်အဲ့ကိုလိုချင်တဲ့နေရာနေရမှာမဟုတ် character တစ်ခုနေအောင်မြင်တဲ့အချိန်အောင်မြင်နေရဖြစ်တဲ့အတွက်နေမင်းသားလောက်လောက်ရမယ်ကျွန်တော်တော့မတင်ကျွန်တော်ရုပ်နေမဟုတ်လေလာခေါ်ရောနေရလုံးမလားမလုံးတော့ပါကျွန်တော်တရုပ်မဆောင်တတ်တာမဟုတ်ပါဒါပေမဲ့အဲ့တစင်းအတွက်ကို900ရမယ်လို့ပါတယ်သိန်း900တစ်ထောင်တကယ်တည်းလားတကယ်တည်းချ That's it bro နော်bro ဒါလေကျွန်တော်ပြောနေတာရေးမပါဘူးဆိုပေမဲ့နည်းနည်းတော့ကျွန်တော်ပြောနေတာကျွန်တော်ပြောနေတာဒါကိုပြောနေတာဆိုမင်းသားလုံးမယ်မလုပ်ဘူးဆိုတဲ့ဟာမဟုတ်အရာအလုံးကလေအဲ့လိုလုံးမယ်မလုပ်ဘူးလုံးမယ်ဆိုတာအရာအလုံးကအဲ့လိုမျိုး numbers ပေါ်မှာပဲမူတည်တယ်နော်ခေါင်းပန်းလို့ဥပမာအဲ့ဘောခဏအပစံကြောင်းဆိုတော့Mary Mo ကအခုတချင်းရေးတယ်ကွာကိုဆိုတယ်ဆိုတော့ဆိုခုနpop artist တို့ဥမာခုနဒီတရုပ်ဆောင်တွေကလူတယောက်ကလာပြီးတော့အဲ့လိုမျိုးရေးခိုင်းတာပြူခိုင်းတာတို့ဘာလို့ညာတို့ produce လုပ်ခိုင်းတာဆိုလုံးမလားပတ်ဆိုင်ရတော့လောက်ပါပေါ့အော်ကိုကျင်တဲ့အမောင်းရလို့ရှိရင်တော့ pop artist အေးမ anyone ပေါ့ရှင်းပေးမယ်ကျွန်တော်အဲ့လိုအစတွေအဲ့လိုတော့ရှိတယ်ကျွန်တော်လှုပ်ကျွန်တော်အကုန်လုံးနဲ့လှုပ်ပေးမယ်ကျွန်တော်တို့ဘယ် industry ရကျွန်တော်ကျင်တဲ့လောက်တဲ့အထိဖြစ်ရင်လှုပ်ပေးမယ်ကျွန်တော်တို့အဆင်ပြေတယ်ကျွန်တော်တို့အဆင်ပြေအောင်တို့က deal လဲဆိုရရှည်ပဲပေါ့နော်အဲ့တော့ငါ artist မို့လို့ရလောက်ဘူးလို့ပါတော့အဲ့လိုရတော့မရှိဘူးဒီကောင်နဲ့ artist မှမဟုတ်ဒီကောင်နဲ့ rapper တွေဟုတ်ပါတယ်နေတိုင်းပတ်စံရှာနေရ grind မှာ bro ကျွန်တော် grind နေတိုင်းပတ်စံရှာနေရ artist မဟုတ်ကျွန်တော် hip hop တွေ know I'm saying ဟိုအတက်ကကြီးလာတော့လေဘယ်လိုမျိုးတွေတွေးလဲဆိုတော့ဟုတ်ပြီမင်းကဟုတ်တယ်မင်းကဆောင်းရမ်းမိုက်တယ်မင်းကဆောင်းရမ်းကျန်းတယ်rap တွေကဘယ်လိုဖြစ်တယ်ဗာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါအထက်လေအဲ့လိုမျိုးမင်းအသက်30အထိ rap လုပ်နိုင်လားမင်းအသက်40အထိ rap လုပ်နိုင်လားအသက်50အထိ rap လုပ်နိုင်လားရတယ်ဘာဖြစ်ဖြစ်ဘာ rap ဖြစ်ဖြစ်ဟိုဟာဒီကိုယူသွတဲ့ဟာကိုဝါသနာပါတယ်ဆိုတဲ့ဟာကိုဒါကြီးကို live တစ်ခုအနေနဲ့တိဆောက်ချင်တယ်ဆိုတဲ့ဟာကိုမင်းအသက်50အထိလုပ်နိုင်လားလုပ်နိုင်ရင် respect ပေးတယ်အဲ့ energy ပဲနော်ဒါပဲ bro energy ရSnow Dog အခုချိန်ကြီးတော့ပွဲတိုင်းမှာမြင်နေရတော့ Snow Dog အသက်ကြီးသွားလေကိုကျွန်တော်တို့လုံနိုင်တဲ့ဟာရော့သွားလေနော်မြင်ရကြလားရက်သွားရင်တော့ ဖေးပြီပဲဆိုတော့အဲ့ဒီအရွယ်50 60အထိလုံနိုင်နေသေးတယ်ဆိုတဲ့ဟာအဲ့ဒါ respect ပေးရမယ်ခံတာပဲ Snow Dog ကိုမြင်နေရတော့အခုနေရာတိုင်းမှာ Ice Cube ကိုမြင်နေရတော့ Eminem ကိုမြင်နေရတော့ Dr. Dre ကိုမြင်နေရတော့ပွဲတွေတိုင်းမှာမြင်နေရတော့အဲ့လိုလူမျိုးတွေကိုပို့ပြီးတော့ကိုယ်က respect ပေးတယ်
ဟုတ်တယ်ကိုက16နှစ်လောက်တုန်းကတော့အော်ထောင်းနေမောက်တယ်မင်းတို့ mainstream ကိုစောက်ပေါ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောတယ်ဒါပေမဲ့အသက်30ရောက်တဲ့အချိန်မှာ studio ကန်နဲ့ကိုကမဝင်နိုင်တော့ဘူးဆိုလို့ရှိရင်ကိုရီးယားကတော့အဲ့လို rapper မျိုးဆို respect မပေးဘူးကွာဒါအသက်30အထိလဲကိုက rap လုပ်နိုင်နေရမယ်အသက်40အထိလဲ rap လုပ်နိုင်နေရမယ်အဲ့လိုကောင်မျိုးကိုပဲကိုရီးယား respect ပေးရအဲ့ဒီ rap ကခွမ်းတာတွေမခွမ်းတာလာမပြောနဲ့အဲ့ဒါတွေကဘာလဲဆို lifestyle နဲ့အဲ့လိုချိန်ဆသွားမှာခွမ်းချင်းမခွမ်းချင်းတွေလာမပြောနဲ့ဒီချိန်ထိအသက်40 50အထိ rap လုပ်နိုင်နေသေးတယ်ဆိုလို့ရှိရင်အဲ့လူက culture ထဲမှာရှိနေတော့အဲ့လူက culture ထဲမှာ alive ဖြစ်နေတော့အဲ့လိုလူမျိုးကို respect ပေးတယ်ဒါပါပဲအခုနေကြီးတို့လုံနေတယ်ထုံလေးတကောင်ပဲနေကြီးတို့ဆက်လုံနေဒါကိုသဘောကျတယ်ဆက်လုံအသက်40အထိဆက်လုံ50အထိဆက်လုံလုံနိုင်နေသေးကိုရီးယား respect ပေးမှာကိုရီးယားလည်းလုံမှာဘာဖြစ်လို့ကိုရီးအားကြတဲ့နိုင်ငံခြား rapper တွေမှန်သမျှအကုန်လုံးကလည်းလုံတယ်လုံအကုန်လုံးလုံနေတော့ game ထဲမှာရှိတယ် Snoop Dogg ကတိတ်မကြသေးခင်ကပဲ missionary ထွက်ပြီးသားသိလား Dr. Dre နဲ့ထွက်ကိုထွက်ပြီးသားဒါတိတ်မကြသေး2025လား24လားမသိအဲ့တော့တင်မှာထွက်ပြီးသားအဖိုးကြီးဖြစ်နေပြီနော် rapper လုံနေတော့ကြိုက်တယ်အဲ့လိုမျိုးအဲ့ဒါကိုသဘောကျတယ်ဘာဖြစ်လို့ဆိုးကအဲ့လိုပုံစံမျိုးနဲ့မှာ alive ဖြစ်တာဘာဖြစ်လို့16နှစ်ကမှတ်ခဲ့တဲ့အိမ်မက်ကအသက်60အထိမှတ်နေရမယ်သေတဲ့အထိမှတ်သွားနိုင်ရမယ်အဲ့ဒါမှကိုကအရေးချင်းရှိတဲ့လူဖြစ်မှာဆိုတော့ဒါက rap ချင်းဆိုတဲ့လူတွေအနေနဲ့အဲ့လိုငငယ်တော့မှတ်ခဲ့တဲ့အိမ်မက်တွေအသက်60အထိမှတ်သွားနိုင်လို့ရှိလို့ရှင်ပို့ပြီးတော့ကိုမြင်ခြင်းနဲ့ကိုအတောက်ရှည်တန်းတင်ပြီးတော့ပြောလိုက်တဲ့ talkie ပေါ့နော်ဆိုတော့rap ချင်းဆိုတဲ့လူတွေအနေနဲ့ rap မဆိုတော့ဘဲနဲ့culture ထဲမှာရှိနေရင်လည်းဒါ culture ကို support လုပ်တာပါပဲrap မဆို rap ချင်းဆိုတဲ့လူတွေငငယ်တော့ rap ချင်းဆိုခဲ့တဲ့လူတွေကအသက်ကြီးလာတဲ့အချိန်မှာ rap မဆိုတော့ဘူးဆိုလို့ရှိရင်တော့ rap career သေသွားမှာပေါ့နော်ဆိုတော့ rap career သေသွားတဲ့အတွက်ကြောင့်မလို့culture ကို support လုပ်တဲ့အားလည်းအနေငယ်ရော့ကြသွားမယ်ပေါ့နော်ဆိုတော့အဲ့အချိန်တုန်းကတော့ကိုပြောခဲ့တဲ့ဟာလေးလိုအပ်ချက်လေးရှိလို့ဒီဟာကိုထပ်ပေါင်းပြီးတော့ထပ်ပြောခြင်းဖြစ်ပါတယ်ဆိုတော့ culture ကို support လုပ်တဲ့နေရာမှာအမျိုးမျိုးရှိတယ်ကိုတိုင်းဒီ culture ထဲမှာအဲ့လိုဝင်ပြီးတော့အဲ့လိုဘယ်နေရာကနေပါဝင်ပတ်သက်နေလဲဆိုတဲ့ဟာအဲ့လိုအရန်အရေးပါတယ်ပေါ့နော်ဟို audience နေရာနေပြီးတော့ support လုပ်တဲ့ဟာလည်းအရေးပါတယ်လို့ rap ချင်းဆိုတဲ့ artist အနေနဲ့ဝင်ပါနေခြင်းကလည်းအရေးပါတယ်ပေါ့နော် rap ချင်းဆိုတဲ့လူတွေတပြေးပြေးချင်းယောနေသွားခြင်းက culture ရဲ့ movement ဆုတ်ယုတ်သွားခြင်းပဲပေါ့နော်အဲတုန်းကတော့အရက်လည်းနဲ့မူးနေတော့တင်မလားကိုအတ္တကိုရှေ့တန်းတင်ပြီးတော့ပြောခဲ့တဲ့မပြေစုံတဲ့ပြောဆိုခြင်းလေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ culture ကို support လုပ်တဲ့ဟာကတော့ rap ချင်းဆိုတဲ့လူပဲရှိလို့တော့မရဘူးrap ချင်းဆိုတဲ့လူတွေကိုအားပေးထောက်ခံတဲ့လူတွေလည်းရှိမှရမှာပေါ့နော် rap ချင်းမဆိုတော့လို့ဆိုပြီးတော့သူက hip hop မဟုတ်ဘူးလို့တော့ဆိုလိုခြင်းမဟုတ်ဘူး rap ချင်းမဆိုဘဲနဲ့ hip hop တွေအများကြီးပဲအခုချိန်ကြီးculture ထဲမှာရှိနေတဲ့ rap ချင်းမဆိုတော့တဲ့ hip hop တွေအများကြီးပဲအဲ့ဒီလူတွေလည်းလိုအပ်တယ်ဒါပေမဲ့ကိုရီဖြစ်ချင်တဲ့ကိုရီမြင်ချင်တဲ့မြန်မာပြည်ရဲ့ rap scene ကတော့movement ကိုအဲ့လိုများများအဲ့လိုအကောင့်ထဲပေါ်နိုင်တဲ့ rap artist တွေကိုများများရှိသေးခြင်းလေပေါ့နော်ကိုရီငငယ်တုန်းကအဲ့လိုကိုရီနဲ့တူတူတချင်းလုပ်ခဲ့တဲ့တငယ်ချင်းတွေဆိုလဲအဲ့လိုမရှိကြတော့အဲ့လိုအကြောင်းကြောင်းကြောင့်ပေါ့နော်အဲ့လိုများသွားတော့အကြောင်းကြောင့်ဒီ rap career ကိုဆွန့်လွတ်သွားကြတယ်ကိုကတော့အခုချိန်ဒီရှိနေတော့မယ်ပေါ့နော်အဲ့လိုပြောချင်လို့လဲကိုပေတာနဲ့ပဲလူတိုင်းကိုလိုက်တိုင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုဖြစ်နိုင်လို့ရှိလို့ရှိရင်တော့အားလုံးအဲ့လိုမျိုးကိုခြားတိတ်တော့မှတ်ခဲ့တဲ့အိမ်မက်အတိုင်းဆက်ပြီးအကောင့်ထဲပေါ်စေခြင်းလဲပေါ့နော်ဒါကကိုတငယ်ချင်းတွေကိုမှပြောခြင်းမဟုတ်ဘူးနောက်မျိုးဆက်တွေအတွက်ကိုကပြောခြင်းဖြစ်ပါတယ်ဒါလေးကိုထည့်ပေါင်းပြီးတော့ပြောချင်တာပါဒါပါပဲဆက်နားထောင်လိုက်ပါအဲ့ဒါပါပဲဟိုငါသူတို့ဖုန်းဆက်တဲ့အချိန်မှာသူတို့အားရလုတ်တွေပဲရှိကြတယ်ရောတေချာကောင်းမွန်နေလုတ်နေရပဲသူတို့ rapper ဒီ music နဲ့ပတ်သက်ပြီးတော့လည်းကိုယ့်ကိုဆက်ပြီးတော့ brand နေကျွန်တော်ကန်ကောင်းတာလည်းပါမယ်ကိုသိလားကျွန်တော်နောက်ဆုံး album ဆိုလို့ရှိရင်album လုပ်တဲ့ချိန်ရှားလုံးက collab လာလောက်တာ
အဲ့9မိုင်စတူဒီယိုသွားတာကျွန်တော်အလုပ်က6ခွဲပြီးရယ်ကျွန်တော်တက္ကစီပေါ်မှာထမင်းစားပြီးတော့ဟိုသွားပြီးဟိုရောက်တာနဲ့ဒီကောင်တွေကစုပြီးတော့တောက်ပြီးတော့တွင်းမဲ့ဆိုပြီးလုပ်နေပြီကျွန်တော်ဖမ်းရတော့မှာတန်းစီဖမ်းအဲ့လို အမှန်တမ်း ညဘက်ပြီးမနက်2နာရီပြန်ထအလုပ်ပြန်သွားအလုပ်9နာရီအဲ့လိုကျုံးတာကျွန်တော်ဒါကြိုက်လို့လုပ်တာလေအောင်မြင်တာတွေမအောင်မြင်တာတွေပတ်စံရမှာရအဲ့ဒါဘေးချိတ်လိုက်လို့ရှိရင်ဟုတ်တယ်ကြိုက်လို့လုပ်တာဖြစ်တော့အဲ့ဒါကုံတော့မကုံသွားလောက်လို့ထင်တယ်အဲ့ energy ရတယ်အရေးကြီးဆုံးကတော့ဟိုကအဓိကပြောချင်တာကတော့ဒီရွယ်ရောက်လာတဲ့အချိန်မှာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ချင်တဲ့ဟာဝိဇီဝါမတုံးပါနဲ့လို့ဘယ်သူမှအားလုံးအဲ့လိုမျိုးဝိဇီဝါတွေရမ်းများနေလို့ရှိရင်မင်းတို့မတုံးနဲ့ငါ့ကိုပေးအမောအဲ့လိုမဟုတ်နော်အဲ့ဒါဆူဆိုက်ကွာဆူဆိုက်အော်စီဘောမြစ်ဆိုင်အဲ့ဒါကြာဟိုပြောချင်တာအဲ့လိုပြောရမဟုတ်ပြောနေမို့ဝိဇီဝါကြောင့်အဲ့လိုမျိုးတချင်းဆက်မလုံနိုင်တော့တဲ့ rapper တွေအများကြီးရှိဟုတ်တယ်bro အဲ့ဒါကြီးစောက်ရမ်းနှမျောပါတဲ့လားအဲ့ဒါကြီးမကောင်းဘာဖြစ်လို့ကိုရီနားထောင်ကျင်တဲ့တချို့ rapper တွေရှိတယ်သူတို့အဲ့လိုမျိုး drugs ဟိုတနေ့ကတော့ TikTok မှာတွေ့လိုက်တယ်သူ့တော့မူရစီဝါလို့ခေါင်းဆက်တယ်သူဘာကြောင့်ဖြစ်ပန်းလဲကိုယ်တိုင်လည်းမသိကြပဲနဲ့လူတွေကအဓိကအဖြစ် WI ကြောင်သွားတယ်လို့ပါလို့ပြောတော့အဲ့လိုသူကာယံတွေကတမျိုးပဲမဲ့လို့ကိုပြောဟာတသိရမလားဟာတာဟာမှာသူ့ဟာရစောင်းရမိုက်တယ်တကယ်ကြီးအဲ့လိုမျိုးအဲ့လိုမျိုးတွေဖြစ်သွားတာမကြိုက်ဘူးလားအဲ့ဒါသူတယောက်ပဲမြင်လိုက်ရသေးရနော်သူတယောက်ပဲ social media ပေါ်တက်လာသေးလို့သူ့လိုမျိုး social media ပေါ်တက်ပဲနဲ့အများကြီးပဲပျောက်ကွယ်သွားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါအဓိကမွေးရစေးဝါပဲမွေးရစေးဝါမဟုတ်ရတယ်လို့ဘာမှမဖြစ်ဘူးကိုရီကျတော့မွေးရစေးဝါကိုဘယ်လိုမျိုးသဘောထားလဲဆိုမွေးရစေးဝါအဲ့လို luxury အနေနဲ့ပဲသဘောထားတယ်မွေးရစေးဝါကအရက်ဖြစ်ကိုကအတုံးချလိုက်တာအဆင်ပြေကိုအတုံးချသွားတယ်အဆင်ပြေဟုတ်တယ် luxury အနေနဲ့ပဲကိုကဒီကောင်အရန်အဲ့လိုမျိုးပင်မန်းလို့ကွာဒီနေ့တော့အပန်းလေးဖြေလိုက်မယ်တော့မွေးစီကချလိုက်နေပါညာသူတော့ဟိုမှာရက်တောက်တာတော့ဘာလို့ပြောပါတယ်အဲ့လိုမျိုးအတွက်အဲ့လိုမျိုးဒါမိဝဲတာကိုသဘောကျတယ် soft brush ကျွန်တော်နေရတော့လေကျွန်တော်လည်းကြောင်မဆွဲလေအဲ့လိုမျိုးဘဝအတွက်ကြီးတော့အဲ့လိုမျိုးမလုပ်စေချင်အောင်ဘာဖြစ်လို့သူကလေဟိုမှာ GDA ထဲမှာအတိုင်းပဲ skill တွေအများကြီးရှိတယ်သိမလားအဲ့လို body weight ကဘယ်လောက်ရှိတယ်ဝါတာဘယ်လောက်တို့အရက်ကဘယ်လောက်တို့ income ကဘယ်လောက်ရှိရမယ်တော့အဲ့ဒါတွေကအကုန်လိုက်ဖြည့်ရဟုတ်တယ် live မှာတကယ် real life မှာအဲ့လို live ဖြည့်နေတာကျမ်းမာရေးကောင်းရမယ်ဆိုးရွားပါဟုတ်တယ်ကျမ်းမာရေးကောင်းရမယ်စောမိုးလိုက်ဝယ်ကျွေးနိုင်ရမယ်ဟုတ်တယ်နော် Valentine Day ရပန်းစီပေးရမယ် chocolate ကျွေးရမယ်ဒါတွေ responsibility တွေပြေးမှယူရမှာလေသိမလားဟုတ်တယ်ဒါကြီးလာဘဝမဟုတ်လို့အိမ်အောင်ကြလာပြီဆိုလို့ရှိရင်သူ့ကိုငါဘလို့တင်တောင်းနဲ့ထားရမယ်ခလေးကိုငါအကြောင်းပို့ရမယ်ဗာရဒါတွေကအကုန်လုံးလုပ်နိုင်ရမယ်အဲ့ဒါတွေကိုလုံးနေရင်းနဲ့ rapper ဆက်လုပ်နိုင်တာမှစိတ်ရ bro အဲ့ဒါမှအထားဟုတ်တယ် rapper လည်းဆက်လုပ်နိုင်တယ်ဆေးလည်းဆက်ချနိုင်တယ်ကျွန်တော်ကကိုကြိုက်တဲ့ဆေးတွေလည်းဆက်ချနိုင်နေသေးတယ် rapper လည်းလုပ်နိုင်နေသေးတယ်တာဝန်ရလည်းအပြည့်ယူနိုင်သေးတယ်အဲ့လိုကောင်မျိုးပဲ respect ပေးတယ်ဒီအသက်အရွယ်ရောက်လာတဲ့အချိန်မှာသိလားအဲ့လိုမျိုးပါရငါတို့စီရောက်တော့ပါရောက် street ပါမကြိုက်တော့ငငယ်တော့ဟုတ်တယ်ဒါပေမဲ့အခုချိန်မှာတာဝန်ယူနိုင်ပါညာဆိုအဲ့လိုမျိုးသိတဲ့ဘောမကြောက်ကိုကရန်နဲ့တာဝန်ယူနိုင်နေသေးတဲ့လူမဟုတ်ပါဘူးကိုကရန်လည်းကြိုးစားနေရတဲ့လူပါအဲ့လိုမျိုးဖြစ်အောင်လည်းကြိုးစားမှာဆိုတော့အဲ့လိုအပျော်ပဲကောင်းတယ်နော်ပျော်ခဏပဲလေဒီနေ့ဒီတညအတွက်ဘာညာ feel လိုက်တယ်အော် sound မိုက်တယ်ရော ecstasy ကကန်လိုက်တယ်ရော LSD တွေ shower တင်လိုက် trip သွားတာဘာညာတော့ကောင်းတယ်ပညာပဲအဲ့ဘဝအတွက်ကြီးတော့အဲ့လိုမလုပ်သေးကြပါဘူးလို့အားလုံးပြောပြဘာလို့လဲကိုကဖြစ်ချင်တဲ့ဟာ rapper ဆိုလို့ရှိရင် rapper ဖြစ်အောင်လုပ် rapper ဖြစ်အောင်လုပ်ပန်းဆိုရင်ပန်းဖြစ်အောင်လုပ် rocker ဆို rocker ဖြစ်အောင်လုပ် metal ဆို metal ဖြစ်အောင်လုပ်အဲ့တော့ကိုကိုကrapper နာမည်ကြီး rapper ဖြစ်ဖို့ဆိုရင်နာမည်ကြီးဖြစ်အောင်ပဲလုပ်အဲ့ဟိုစီးချတာတွေပါတယ်မပြောရသေးကြเนาะဒါပါပဲအဲ့ဒါလေးပြောကြတယ်ဘာမှမဟုတ်ဘူးနည်းနည်းအဲ့ဟုတ်တယ်မဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတခြင်းထဲမှာအဲ့ဒါနဲ့ပတ်သက်တဲ့ဘယ်လို promote လုပ်တာမဟုတ်ဘူးကျွန်တော်တို့ကထဲဆိုလေးရှိတယ်အဲ့လိုဒီမှာကိုလုပ်ဘူးတဲ့ဟာတုံးမှုတဲ့ဟာအဲ့ဒါတွေဆိုတာကအဓိကဘာလဲဆိုတော့အားလုံးသိသိချင်တာအဲ့လိုလိုက်လို့ပြောချင်တာမဟုတ်ဘူးဓာတ်တွေကိုယူပြီးတော့ဒီလိုတွေဖြစ်သွားတယ်နားထောင်ကြီးကြိုက်လာကြိုက်ရင်တော့ကိုယ့်သဘောပေါ့မကြိုက်ရင်မလုပ်နဲ့အဲ့ဟိုဘယ်လိုပြောမလဲဥမာယူလို့လည်းရတယ် lesson အနေနဲ့ယူလို့လည်းရတယ်အားကြလို့လည်းရတယ်အဲ့ဒါတော့နားထောင်နေလို့အပိုင်းပါဒါပေမဲ့မလုပ်တာအကောင်းဆုံးပဲမလုပ်တာအကောင်းဆုံးတော့မလုပ်တာအကောင်းဆုံးပဲ clear နေတာအကောင်းဆုံးကျွန်တော် select လေးပါလေတောက်ကြပါ select ခဏပေးဆက်သွားနော်အေးနေကို local ထဲမှာလို့ကို collaborate လုပ်ချင်တဲ့ artist တွေရှိတယ်ဘယ်သူတွေရှိတယ်ကြီးအငယ်ဖြစ်ဖြစ်အကြီးဖြစ်ဖြစ်အဲ့လိုကိုသဘောကျပြီးတော့ collaborate လုပ်ချင်တဲ့ artist တွေရှိတယ်ကျွန်တော်ကအခွေတစ်ခုလုပ်ဖို့စဉ်းစားတာကျွန်တော်အဲ့ H down ကလူတွေအားလုံးအဲ့လိုမျိုး featuring ခေါ်ပြီးတော့ကျွန်တော်ခွေမှာ၄ပုတ်ပဲဖြစ်ဖြစ်၅ပုတ်ပဲဖြစ်ဖြစ်အဲ့လိုအပုတ်ချင်းစီမှာအဲ့လိုတယောက်ချင်းစီ
အဲ့လူတွေက H down ကစီနေရတယ်ပေါ့ လှိုင်ရပဲ လှိုင်ရပဲကိုပစ္စည်းကိုဘူးတီရောအဲ့လိုဥပမာပေါ့ ဟုတ်ပါ အဲ့လိုမျိုး ငါကိုကြည့်မနိုင်ပြသွားပြီလှိုင်မို့တော့ ကိုလည်းပါတယ်အဲ့လိုမျိုး အဲ့လောက်ချင်တယ် အဲ့လိုလေးလို့ဖို့စိတ်ကူးတော့ရှိတယ်ဒါမှလည်းတော့ကြာအောင်ပါ လှိုင် only နောက်လူခြားတိတ်တွေအောင်အကြီးပဲလား တော့မို့လှိုင် only ခြားတိတ်တွေကအများကြီးနဲ့လှုပ်ကျင်တယ်ခြားတိတ်တွေဆောင်းအားကောင်းတယ် ကောင်းတယ်နော် ကျန်းတယ် အခုခေတ်ကောင်တွေပို့ပြီးတော့လက်ဆောင်ထက်တယ်ကွကျွန်တော်တို့အဲ့လိုမြင်ပြီးတော့သူတို့ပို့ပြီးတော့ကျွန်တော်တို့ခေတ်ကကျွန်တော်တို့အဲ့လိုစားလုပ်တဲ့အချိန်မှာလုံနိုင်တာထက်အခုကောင်တွေကသူတို့စားလုပ်တဲ့အချိန်မှာကျွန်တော်တို့အများကြီးလုံနိုင်ကျွန်တော်တို့အဲ့လိုမြင် ငါတော့မင်းတို့လူငယ်လို့မြင်တယ်မင်းတို့ထက်ငယ်ဆိုဘယ်သူတွေ အ ဖြစ် များကြီးရှိတယ်အကောင်တွေဆိုဘာပြောလို့ပြောရမှန်းတော့မသိ ဟာဘယ်သူတွေဖြစ် ရှိတယ်နော် Dave တို့လည်း Dave တို့ကျွန်တော်တို့ဖွဲ့ရဆို Dave တို့ Isabel တို့အရင်ငယ်ပိုင်လို့ဆိုငယ်နောက်မှာအစာတို့ရှိတယ်နောက်ပြီးသွားရင်တာတုကန်ကလူတွေရှိတယ်နောက်တာချီလေးဘက်ကလူတွေရှိမယ်အားကြီးတို့အဲ့လိုပေါ့နော်223တို့အများကြီးပါပဲအများကြီးပဲမန်ရှင်းတော့ပုံမှန်မဟုတ် အများကြီးလည်းရှိတာပေါ်လာတယ် အများကြီးရှိတယ် ခုန ဟုတ်အဓိကသူတို့တီးပြီးတော့ချိန်လို့ကြိုက်တာကျွန်တော်လုံးချင်တဲ့ artist တွေလားအကြီးထဲမှာကျွန်တော်ဟို OGK baby ကျွန်တော်ရမ်းကြိုက်တယ် OGK နဲ့လုံးချင်တယ်ကိုစီးနဲ့လုံးချင်တယ်မကျွန်တော်အဲ့ဒါတကယ်ပြောတာပါနောက်ဟိုပါလေကိုရန်ချမ်းနဲ့လုံးချင်တယ်ကျွန်တော်လုံးချင်တာအကြီးတွေကတော့လို့3ယောက်လောက်ရှိအငယ်တွေကတော့ကျွန်တော်အကုန်လုံးနဲ့လုံးချင်တယ်လုံးဖို့လည်းအမြဲတမ်းတော်ပြောလေးတော့ရှိအခုအရန်လုံးချင်တာက Black Beast နဲ့တချင်းလုံးချင်တယ်ဆောင်းမိုက် မြင်းမြမှန်ကဘာကြီး ဟိုအဲ့လိုအချင်းတဲ့ဆိုင် तू ဆိုတဲ့စကလုံးတစ်လုံးချင်းစီမှာဟိုမှာကာကြီးခါကွေကားငယ်အဲ့လိုအဲ့စကလုံးတစ်လုံးချင်းစီမှာ तू သူ့ notes တွေရှိတယ်သူ့ notes တွေကဘယ်သူနဲ့မှမတူ तू အနေမြင့်အဲ့လိုစကလုံးအဖွိဖွာ အကူကတော့သူ့သဘောကျပါတယ်သူဟိုပုံစံ foreign ဆန်တယ်ဒါပေမဲ့တချို့စာသားတွေပါလောက်ပဲမကြိုက်တယ်ဒါပြီးတော့ဟိုတနေ့ကအာဆာနာအာဆာနာနဲ့အာဆာနာပါရှိဖြောအာဆာနာဆိုစဉ်းစားအာဆာနာကြီးအာဆာနာဘာလို့ပြောထင်လိုက်တာအဲ့လိုက paradise တစ်ခုပေါ့အဲ့လိုမျိုးဟိုလိုကလောတို့အဲ့လိုမျိုးဒီနက်ပြည်ကအဲ့လိုနေဘုံဘိမှန်ဒီတစ်ခုအဲ့လိုနေရလို့ထင်လိုက်တယ် insane နိုင် နောက်မှ insane နေ insane နေအာဆာနာတော့ကျွန်းတယ် အာဆာနာကျန်း ကျန်းကိုကြည့်ပါ သူအဲ့ဟိုကစ lyrics မှာတော့ဘာသာပြန်ပြီးတာအဆာနာလားမသိဘူးဖြစ်နေတာ ALSAN လားဘာအဲ့လိုဖြစ်နေ အဲ့ဒါဘာလို့လဲဟို paradise တစ်ခုလို့ဖြစ်နေရတယ်နေရာတနေရာလို့သိရမလား ဂျိုး ဂျိုးလို့အဲ့မားဆိုတာဟိုဟာလို့ဘာလို့ ပြတာ ကျွန်တော်လည်းအဲ့ဒါထင်ခဲ့တာဟိုဟာလည်းထင်ခဲ့တာရုပ်ရှင်ကားတစ်ခုခုကနေရာတစ်ခုပေါ့နော်အဲ့ဒါသူပြောတာ ဘာစာတွေကတည်တယ်ဒီကောင်အဲ့လိုမျိုးတွေစုနေကြ ပြီး Mary Moore တို့အဲ့ Black Beast တို့ကကောင်းတာတခုရှိတယ်နော်ကပ်လီပုံပေါ့နေနေအောင်ဆိုဟိုကောင်ဆိုလဲဟို Hobson လို့ပါလို့နော် ဒီကောင်ဟောစင်လို့ကြောက်ပြောနေ နေအောင်လို့ ရုပ်ကြည့်လိုက်ဖြစ် တကယ်ချင်းမင်းရောသူတွေနဲ့ဘာတွေနဲ့ collab နော်တော့ collab ဆိုတာအဲ့လိုမျိုးဟိုပါပေါ့ album ထွက်ချင်တယ်ဒါပါပဲအဲ့လိုမျိုးalbum ထဲမှာကိုလှုပ်ထားတဲ့ချင်းပေါ်မူတည်ပြီးတော့ live ဖတ်မဲ့လူတွေကိုဝင်ပြီးတော့အဲ့လိုမျိုးဆိုသေးချင်တယ်ပေါ့ဟိုမှာအဲ့ဒါတော့မစမ်းသားသေးဘူးတရားဟိုလိုမျိုး album နဲ့တချင်းတွေတော်တော်များများပြီးသွားတဲ့အချိန်ရောက်တော့မှပဲဒီအပိုက်မှာဟိုမှာ Mary Moore တုံးချင်တယ်ဒီဘိုက်မှာနေကြီးကိုတုံးချင်တယ်ဒီဘိုက်မှာတော့ဟိုအာဆာနာကို Black Beast ကိုတုံးချင်တယ်ဘာညာအဲ့လိုမျိုးကထွက်လာမှာအဲ့လိုကိုကတော့အဲ့လိုဘသူနဲ့လှုပ်ချင်တယ်ဘာညာအဲ့လိုတော့မရှိဘာဖြစ်လို့ဟိုကိုလှုပ်ချင်တဲ့လူတွေကအရင်များတယ်ဟိုတော်တော်များများနဲ့လှုပ်ချင်တယ်ဖြန့်ကျက်ချင်တယ်ဟာအရင်များတော့ခုန Black Beast ကိုသဘောကျတဲ့ဟာအဲ့တချင်းရဲ့သူကနောက်ဆုံးပိုင်းလေးလားမသိဘူးနောက်ဆုံးပိုင်းလေးမှာသူကအဲ့လို beat ကချိန်သွားတာချိန်သွားပြီးတော့အဲ့ဟိုဟာဗာလဲတန်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 ဟန်နန်တ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 န်အဲ့ notes ကဟာရှုပ်လိုက်လားဟောအဲ့ notes ကတော်မိုက်တယ်အဲ့ဟာသူအဲ့လိုတမျိုးလေးဘလို့မိုက်တယ်အထားရှိ အဲ့တော့သူအဲ့တချင်းကိုအဲ့လိုမျိုးမြန်မာပြည်ကတချင်းလို့မထင်ဘူးအစားတော့နားထောင်တော့အဲ့လိုနိုင်ငံကတချင်းလို့ထင်တာပြီးတော့အဲ့လိုအဲ့အကောင့်ထဲမှာအဲ့အောင်ကိုဦးဆိုတဲ့တယောက်ရှိတယ်အဲ့တယောက်က pop in ကတာအဲ့
အဲ့တယောက်ကကထားတဲ့ဟာတွေ့လို့သူ့သွားမိတာ bro လို့အဲ့ဒါဘယ်သူတချင်လဲပါညာဆိုအဲ့ဒါ black beast တချင်လဲ bro သူအဲ့သူကလှမ်းပို့လိုက်နားထောင်ဟာလို့တဏီးမှလည်းမပါဘူးပေါ့ဆိုဟိုးနောက်ဆုံးဒီနားထောင်တော့မှအဲ့အပိုက်လေးနောက်ဆုံးလေးမှာတက်လေးပေါ့ပြအဲ့ပြီးတော့အာဇာနာလည်းအဲ့တိုင်းပဲအာဇာနာဆိုဘာလဲပေါ့အာဇာနာမသိဘူးနောက်မှဒီကောင်နဲ့ပြောရင်တော့အော်တိုင်းရအဲ့ဒါလေအာဇာနာကိုပြောတာအော်အာဇာနာဆိုငါတို့ဆိုဟိုလိုမျိုးပြောအောင်ငါတို့ဆိုလာမာနာလာသားရဆိုလိုက်သားလာသားရအလုံးဆိုလို့ရှိရင်ဘယ်လိုပြောအာလာနာကာမနာလာမနေတို့ပါအာလာနေမိုက်တယ်အဲ့ထားတယ်ဘောကြတယ် black beast အပြည့် okay ဆိုတော့ဒီကောင်းဒီ music တွေမင်းဘယ်လိုမြင်triple 8ပါမဟုတ်နေ triple 8မှာဟာမှာလဲငါနားထောင်မှုတဲ့ဟာတွေရှိတယ်တချင်းတွေတော့အကုန်လုံးတော့မှတ်မိတော့ဒါပေမဲ့ငါမမေ့ရအဲ့လိုသတိထားမိတဲ့ဟာကအဲ့ again and again ဟုတ်တည်အဲ့ again and again ဟာလေအခုချိန်ဒီ live ဆိုကြည့်ရလားဟုတ်I'm gonna do again and again ဆိုရအဲ့ဒါ sequence နဲ့မှာကို live ဆိုလို့ရှိရင်ဒုတိယ again ကိုဆိုလို့မရအောင်စောတော့မချဘူးကိုနေဦးလေးစောတလို့ဖြစ်တဲ့ကြက်ကအခုချိန်ဒီကြိုးသားရလား I'm gonna do again and again I'm gonna do again and again ဆိုသူက essence အဲ့လိုမျိုးဟိုလိုမျိုး stack တော့မဖြစ်ဘူးအဲ့လိုအပြတ်မဖြစ်နေဘူးကိုယ်ပါဇက်ကထုတ်တယ်ဟာမကောင်းဒါပေမဲ့အဲ့နားတော့ again and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  again ဆိုဟောစောင်းရမိုက်တယ်ပေါ့အဲ့ပုတ်ကတော့မမေ့ရသတိထားမိတယ်တော်တော်များများပါပဲနေကြီးရနဲ့ပတ်သက်ပြီးနားထောင်မှုအဲ့ triple ဟာတော့ကလည်းနားထောင်တဲ့ဟာတွေရှိတယ်ဟုတ်အဲ့ again and again တော့သဘောကျတယ်ပြီးတော့ very more ဟာမှာဆိုလို့ရှိရင်အဲ့လူမိုက်ကိုအကြိုက်ဆုံးပဲလူမိုက်ကတော့ပြလို့ကြတယ်ခိုင်ဆုံးပုတ်ပဲအဲ့ဟိုကလည်းဟုံးနဲ့ကြိုက်ပါတယ်ဟုံးကလည်းပါညာစော်လေးကြီးရဟုံးကကြတော့ဗာအားလုံးနဲ့အဆင်ပြေရတယ်တဲ့လူမိုက်ကြတော့အဲ့လိုrepide လူမိုက်ကြတော့ဗာ street ပြီးတော့နောက်တစ်ခုကလူမိုက်ကိုသဘောကျတဲ့အကြောင်းအရာလေသူကအဲ့လိုအရန်အဲ့လို tough ဖြစ်တဲ့ဟာကိုဆိုထားပါမယ်အဲ့လိုအရန်ကြမ်းတမ်းတဲ့ life ကိုဆိုထားပါမယ်အဲ့လိုစုံနေတဲ့ဟာနောက်က piano ပဲပါတယ်ဘာမှမပါဘူးအဲ့လို contrast ဖြစ်နေတဲ့ဟာတွေသူစောင့်ရန်သဘောကျတယ်ဒါအဲ့လိုမျိုးကျွန်တော်အဲ့ဒါသူ့ album ထဲမှာလို့ဘာ instrument မပါဘူး instrument တစ်ခုတည်းနဲ့လုံးလို့ဟောနေတီးတာ yes ခွေလုံးသူတီးတာသူလည်းကျွန်တော်နဲ့ collab EP ပေါ့ကျွန်တော်ကအမြင်ခံရအဲ့လိုကျွန်တော်ဆိုတယ်ဆိုလို့ဒါအဲ့ပုတ်သဘောကျတယ်လောက်ထရိုလည်းသဘောကျလာတယ်ပဲဆိုနော်လက်ရှိလီရွေလက်ရှိလီပဲအဲ့ဒါကျွန်တော်ရေးအဲ့ဒါဟိုအကုန်လုံးဝိုင်းရေးကြတာဗျရေးရလို့အကုန်အဲ့လက်ရှိလီပဲတော့ကျွန်တော်လာနဲ့ပတ်သက်တာချရေးကြီးလို့မင်းတို့ချရေးတဲ့စကလုံးတွေအားလုံးငါဆိုမယ်အကုန်လုံးချရေးတာပါအဲ့ပုတ်သဘောကျအဲ့လူမိုက်ကိုသဘောကျတော့အဲ့လို contrast ဖြစ်လို့ပေါ့အဲ့လို piano ရဲ့သဘောတရားကလည်းသူကအဲ့လိုဟိုလိုမျိုးလေ dramatic ဖြစ်တဲ့ဟာတွေဘာတွေမှာအသုံးပြုတာများတယ်ဒါပေမဲ့ဒီဟာတကယ် dramatic ဖြစ်တယ်ဆိုပေမဲ့သူက life ကအဲ့လိုဘယ်လို survive လုပ်နေရတယ်ဆိုတဲ့အကြောင်းကြီးကိုဆိုတာဆိုတော့အဲ့နှစ်ခုကအဲ့လိုစန့်ကျင်ဘက်လိုမျိုးဖြစ်နေအဲ့ဒီ vibe ကိုပေးတဲ့ဟာကိုဟိုက Caply တော်တော်ဆန်တယ်ပေါ့နော်လိုဝါရဲ့ Mary Mo ရဲ့ album ကလည်းအဲ့ကျော်မိုးခိုင်ဆိုတော့အခုတကယ်ချင်းရှိတယ်အဲ့သူကလှမ်းပို့ပေးတာ Mary Mo ကိုအရန်သဘောကျတယ် New York ကrapper ပဲဒီကောင် gravity ဆိုရဲ sound သဘောကျတယ် Mary Mo အဲ့ကောင် show လိုက်အခုအဲ့ကောင် sound ဖြည့်တယ်ပါအဲ့မိုက်တယ်ပေါ့အုတ်ကြီးလည်းထုံနေလေကောင်းမယ်ဟိုက33ကိုလည်းသူပဲပြတာဟိုဒီကောင်နေ Caply တွေပါကိုထပ်ပို့ပြီးတော့ तू ကတချင်းသားထောင်းတယ်အဲ့တော့ तू ပြလေးရှိတယ် Mary Mo ဟာတွေလည်းအတိုင်းပါပဲကြိုက်ပါတယ်နှစ်ယောက်လုံးကျေးဇူးများတယ်ပါလေဆို Mary Mo နှစ်ယောက်ကောနေနဲ့ Mary Mo ဒီကောင် music တွေဘယ်လိုမြင်ဘလို့မှမမြင်မိုက်မဟုတ်လေမိုက်တယ်တော့မဟုတ်မင်းတေးချပြေတယ်တေးချမိုက်တေးချပြေတေးချအဲ့လိုငယ်ဝါးတွေ time set တို့ပါတော့အဲ့လိုနားထောင်လာတာဆိုတော့ဘာလို့ပြောလဲဟုတ်ဟိုဟာလေခုနကကိုစီးပြောတာဟိုဟာ mainstream ဘာညာဆိုတော့အဲ့လိုကိုစီးကသူကဒီစားတက်လာတဲ့ကသူကဒီ lyrics ဒီလိုပုံစံဒါပဲအခုတည်းကလည်းဒါပဲအဲ့ဒါကြီးကတော့ဆောင်းမိုက်အဲ့ဒါပဲဟိုမှာတဖြည်းဖြည်းချင်းပို့ပြီးတော့ရောက်တဲ့ရောက်အောင်လုံးနိုင်တယ်ဆိုတာကြီးဒီကမလွယ်ဘူးလေလူများစုပြောတော့သိလားဘဝမှာလေအဲ့လိုကိုကြိုက်တဲ့ဟာနဲ့ပဲအဲ့လို mainstream ကိုသွားကြတာအဲ့ balance ကိုမျှအောင်လေအဲ့လိုအားလုံးလည်းလုံးစီကြတာအခုတီးနေပြီဟုတ်တယ်မလား
producing လည်းလုပ်နေ တီးတာတီးတယ်အတီးကအရင်တော့ねအဲ့4တို့ဘာတို့တော့ねတီးတယ်အဲ့လိုကိုရိုင်း produce လုပ်တယ်ဘာညာဆိုပြီးတော့အဲ့လိုနာမည်မတက်တာပေါ့ producer တွေနဲ့အဲ့လိုဝင်ပြီးတီးတယ်အဲ့လိုတိုင်းကောက်ဒီ line လေးထည့်ပြီး notes လေးကဒီလိုလေးလုံးမှာပတိတို့ပါဇက်ကပြောတယ်တချို့ဟာတွေဆိုလည်းပါဇက်ကပြောလို့မရလို့ရှင် fruity ထဲမှာကိုယ့်ကိုအဲ့လိုတီးလိုက်တယ်တီးပြီးအဲ့ line လေးသူ့ကိုပို့ပေးလိုက်ရင်ဒီကောင်အဲ့လိုအတန်ပြန်ပြောင်းလိုက်တယ်အဲ့လိုမျိုးကတော့လုပ်တယ်ပေါ့ဟုတ် album ထဲမှာလည်းအဲ့လိုကိုယ့်ကိုတီးထားတဲ့အပုတ်တွေပါတယ် producer တွေကသူတို့ polish ပြန်တင်ပေးရမှာပေါ့အဲ့လိုမျိုးတီးတာလည်းစိတ်ဝင်စားတာအရင်တော့နေရလေအဲ့လိုဘာဖြစ်လို့အကိုကအဲ့ဟိုဟာကိုဟိန်းတက်ကိုအကို level နဲ့မှာဆိုအရန်သဘောကျတယ်ဘာဖြစ်လို့ကိုင်းနဲ့လည်းရေလေချမ်းတာဒီကောင်ရေလေချမ်းဟာဟို तू ကကိုရီဟိုကွန်ပျူတာနဲ့တီးတချင်းတီးရတယ်ဆိုတော့နားမလဲခင်နေက तू ကတီးနေတာဆိုတော့ဒီကောင်တီးတဲ့ဟာတွေနဲ့ပတ်သက်ပြီးအခုချိန်ကြီးလည်း impress ဖြစ်တယ်အဲ့တော့သူ့သဘောကျတော့အဲ့လိုမျိုးအားရမောငါလည်းနည်းနည်းပါးပါတီးတက်မှရမယ်ပါညာဆို fruity လေးပါလေး like ကန်အဲ့နဲ့ကီဖြစ်သွားတာပါဒီလောက်ပါအရင်ကြီးတော့မချွတ်ပါဘူးအမို့ကျွန်တော်အဲ့လိုမေးတာအခုဟိုနောက်ပိုင်းထွက်တဲ့ချင်းတွေမှာကိုတီးတယ်ဆိုပြီးပါတယ်လေပါတယ်ဆိုတော့အဲ့ဒါကိုပို့ပြီးတော့သတိထားမိလို့အဲ့ဒါမိုက်တယ်အဲ့ဒါပို့ပြီးတော့မိုက်စီတယ်လို့ထင်တယ်ဆိုပြီးတော့ကျွန်တော်ပြောမလို့အခုနောက်ပိုင်းထွက်တာတွေပို့ပြီးတော့သဘောကျဘာလို့လဲဆိုတော့ကိုကဝင်တီးပြီးတော့ credit ပါယူပြီးတော့လုပ်နေတာပါတီးမှာပါနောက်ပိုင်းဟာတွေလည်းအဲ့လိုတီးဖို့လည်းရှိပါတယ် producer တွေနဲ့တော့မရှင်းနိုင်ပါဘူးဒါကျွန်တော်လည်းမရအောင်လေကျွန်တော်လည်းမရအောင်ကျွန်တော်လည်းလို့ပဲဒီလိုပဲ producer တွေကိုအချောင်ပေါ့အသိမလားကျွန်တော်လည်း producer မဟုတ်ပါဘူး rapper producer ကိုဆိုဖို့ကိုတီးတာအဓိကဟုတ်တယ်ကဲဒါပါပဲခင်ဗျာကျွန်တော်မေးချင်တဲ့ဟာတွေကဒီလောက်ပဲလာပြီးကျေးဇူးများတင်ပါတယ်ဆိုတော့ဒီကတော့ Mary fucking more ဒါတော့နေ့တင်ကြီးဟုတ် Mary more တကယ်ကြီးဒါတော့ OG2 ton crunch more fear blood ဆိုတော့ဟို YouTube မှာတချင်းနေရှိရပါတော့တစ်ချက်သွားပြီးတော့ဆမ်းပြီးတော့နားထောင်ကြည့်ပေါ့နားမထောင်ဘူးကျေးဇူးများတင်ပါတယ်အားလုံးကျေးဇူးပါrubber တွန်းရှိပါစေအားပါပဲ